မိုးရေထဲမှာမတ်တက်ရက်နေတဲ့အကြည့်အမဲရောင်တဲ့လူကတော့ဘိုင်ယန်ရဲ့ဒုစရိုက်လောကမှာတက်ဖို့မဆောင်တဲ့ဘရင်လို့အပြောခံရတဲ့ဝမ်ဟောက်ပဲဖြစ်ပါတယ်ဟုတ်ပါတယ်သူကဘယ်သူမှမထိရဲတဲ့အင်အားကြီးလူမိုက်ကြီးပေါ့ဒါပေမဲ့ဒီလောက်ကြောက်စရာကောင်းတဲ့ဂိုင်းချုပ်ကြီးကတစ်ချိန်ကအเจ้าမှာအနိုင်ကျင့်ခံအညံ့ဖြတ်ဆုံးကောင်းလေးဖြစ်ခဲ့ဘူးလေဆိုရင်မင်းတို့ယုံမလားဇလန်းကလွန်ခဲ့တဲ့နှစ်အနည်းငယ်စီကိုပြန်သွားတာပေါ့ဝမ်ဟောက်ရဲ့တခုတည်းသောအိမ်မက်ကအထက်တန်းကျောင်းကောင်းကောင်းတစ်ခုတက်ရဖို့ပဲအတန်းထဲမှာဆရာကပု္ပ္ပစာတစ်ပုဒ်ထခိုင်းတော့ဝမ်ဟောက်ကအပြစ်ပြောစရာမရှိအောင်ဖြေနိုင်ခဲ့တယ်ဒါပေမဲ့ဖြေပြီးလို့ထိုင်မလို့လုပ်တဲ့အချိန်မှာပဲကောင်လေးတစ်ယောက်ကခုံကိုနောက်ကိုဆွဲဖယ်လိုက်တယ်ဝမ်ဟောက်လည်းကျမ်းပြင်ပေါ်ဖင်ထိုင်ရဲ့လဲကျသွားပြီးအတန်းထဲကလူတွေအကုန်လုံးဝိုင်းရကြတာပေါ့ဒါကသူ့အတွက်အဆန်းမဟုတ်ပါဘူးလွန်ခဲ့တဲ့3နှစ်လုံးသူကလူပြက်တစ်ယောက်လိုလူရဲစရာတစ်ခုလိုဖြစ်နေခဲ့တာအဲ့ဒီအချိန်မှာပဲလူမိုက်စာပေးဝန်ကောင်တစ်ယောက်ကသူ့စီလာပြီးခေါင်းကိုပုတ်လိုက်တယ်ပြီးတော့ငြိမ်ငြိမ်ထိုင်နေဖို့ဆဲဆူချင်းမောင်းပါလေရောဝမ်ဟောက်လည်းဒေါသတွေအလိမ့်လိုက်ထွက်လာပြီးဒီတစ်ခါတော့မအောင်နိုင်တော့ဘူးလှည့်ပြီးအဲ့ဒီကောင်ရဲ့မျက်နှာကိုလက်သီးနဲ့ခပ်ပြင်းပြင်းတစ်ချက်ထိုးလိုက်တော့တာပဲဒါပေမဲ့အဲ့ဒီလူမိုက်တွေနဲ့ရှင်ရင်သူ့တတိကတိတ်မခံပါဘူးနောက်တစ်ခုလုံးမှာပဲအဲ့ဒီလူမိုက်ရဲ့တငယ်ချင်းတွေအကုန်လုံးဝမ်ဟောက်စီပြေးဝင်လာပြီးကျမ်းပြင်ပေါ်လဲကျသွားတဲ့အထိရဲရဲဆက်ဆက်ဝိုင်းရိုက်ကြတော့တာပဲဒဏ်ရာတွေနဲ့နာကျင်ပြီးငိုနေတဲ့ဝမ်ဟောက်ဟာငါဘာမှလို့လဲဘာလို့ဒီငရဲကနေရုံမထွက်နိုင်ရတာလဲလို့သူ့ကိုယ်သူပြန်မေးနေမိတယ်ဒါတင်မဲလားဆိုတော့မဟုတ်သေးဘူးဝမ်ဟောက်တယောက်ထဲကွင်းထဲမှာဘောလုံးကန်နေတဲ့အချိန်အဲ့ဒီလူမိုက်တွေရောက်လာပြီးသူ့ကိုအပြစ်ရှိတဲ့လူလိုနှိမ်ချဆဲဆိုပြီးမောင်းထုတ်ကြပြန်ရောရက်အနှဲငယ်ကြတော့အဲ့ဒီလူမိုက်တွေကဘောလုံးကိုသူတို့ဘာသာသူတို့ဖျက်ပစ်လိုက်ပြီးဝမ်ဟောက်ကြောင့်ပါဆိုပြီးမတရားအပြစ်ပုံချကြတဲ့ဝမ်ဟောက်ကဘောလုံးကိုတော့မထိရသေးပါဘူးလို့အော်ပြောပေမဲ့ဘယ်သူမှနားမထောင်ကြဘူးနောက်ဆုံးတော့သူ့သဘောပေါက်သွားတယ်ဒီလိုမုန်းစရာကောင်းတဲ့ကဘာကြီးမှာအမှန်တရားထက်အင်အားကပဲအရေးကြီးတယ်ဆိုတာကိုပေါ့နောက်ဆုံးမျောလင်းချက်နဲ့သူဟာဆရာစီသွားပြီးဒီကောင်တွေသူ့ကိုဘာအကြောင်းပြချက်မှမရှိပဲရိုက်နှက်ကြကြောင်းမတရားအပြစ်ပုံချကြောင်းတိုင်တန်းခဲ့တယ်ဒါပေမဲ့ဆရာကကူညီဖို့နေနေတာဖုန်းကိုပဲကြည့်နေပြီးလူတိုင်းကမင်းတယောက်တည်းကိုပဲလာနောက်ရှက်နေတယ်ဆိုရင်ပြဿနာကမင်းစီမှာပဲရှိလို့နေမှာပေါ့လို့ကဲရဲ့ပြီးအော်ဟစ်မောင်းထုတ်လိုက်ပါလေရောဒေါသတွေအားငယ်မှုတွေနဲ့တူဝမ်ဟောက်လည်းသူ့နေရာသူပြန်လာခဲ့တယ်သူ့မျက်လုံးထဲမှာတော့အရင်နဲ့မတူတဲ့မီးတောက်တွေတောက်လောင်နေပြီးစာအုပ်ပေါ်မှာစာရေးတံကိုစိတ်ဆိုးမှန်ဆိုးနဲ့အတင်းချစ်ပစ်လိုက်လို့စာမျက်နှာပါပြဲသွားတဲ့အထိပဲသူဘလို့နီးနဲ့ဖြစ်ဖြစ်ဒီအမိုက်ပုံတွေကနေရုံထွက်ပြီးချင်းနဲ့အထက်တန်းကျောင်းကိုသွားကဘဝသစ္စာမယ်လို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ဒီခီးလန်းတစ်ကသူ့ကိုဘလောက်တောင်အနေရများတဲ့လမ်းကြောင်းပေါ်ခေါ်သွားမလဲဆိုတာသူလုံးဝမသိခဲ့ဘူးတရက်တော့ဝမ်ဟောက်ကဆရာနားမှာမတ်တက်ရက်ပြီးသူ့ရဲ့ကျောင်းဝင်ခွင့်စာရွက်ကိုလိုက်ရှာနေတယ်ဗီဒီယိုထဲကအန်ဆွဲအကုန်လုံးကိုရှာတာတော့မတွေ့တော့ဆရာလည်းစိတ်ပူလာပြီးထူးဆန်းလိုက်တာအခုတင်ပဲငါတွေ့မိပါသေးတယ်လို့ပြောတယ်ပြီးမှဆရာကတတိယသွားတယ်စောစောလေးတင်အတန်းထဲကအစိုးဆုံးလူမိုက်ဇူယန်နဲ့သူ့တငယ်ချင်းတွေကျောင်းဝင်ခွင့်စာရွက်လာယူသွားကြတာကိုပေါ့ဆရာကအဲ့ဒီကောင်တွေဝမ်ဟောက်ရဲ့စာရွက်ကိုပါယူသွားပြီထင်လို့တွားကြည့်ခိုင်းတယ်ဝမ်ဟောက်ကဇူရန်နာမည်ကြားရုံနဲ့တင်လန့်သွားခဲ့တာအဲ့ဒီလူမိုက်တွေကသူ့ကိုဘယ်တော့မှကူညီမှာမဟုတ်ဘူးဆိုတာသူကောင်းကောင်းသိတယ်သူတို့ကသူ့ရဲ့ဘဝတည်းအတွက်နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ကျောင်းဝင်ခွင့်စာရွက်ကိုဖျက်ပစ်တာဒါမှမဟုတ်မီးရှို့ပစ်ချင်နေကြတာလို့သူနားလည်လိုက်တယ်ဝမ်ဟောက်လည်းမျက်ရည်တွေနဲ့ပဲဆရာကိုကျေးဇူးတင်စကားပြောပြီးအမြန်ပြေးထွက်ခဲ့တော့တာပဲအပြင်ဘက်ကွင်းထဲကရေမြောင်းဖုံးသားမှာတော့ဇူယန်နဲ့သူ့အဖွဲ့ကရေမောပြီးမတက်ရက်နေကြတယ်သူတို့လက်ထဲမှာဝမ်ဟောက်ရဲ့ကျောင်းဝင်ခွင့်စာရွက်ရှိနေတာပေါ့ဝမ်ဟောက်ရင်တုံပန်းတုံနဲ့ရောက်လာပြီးဇူယန်ငါစာရွက်ပြန်ပေးပါလို့တောင်းပန်ခဲ့တယ်ဒါပေမဲ့လူမိုက်အဖွဲ့ကစာရွက်ကိုအပေါ်ကိုမြောက်ပြီးတက်တိရှိရင်လာလူလေလို့လောင်ပြောင်ကြတဲ့ကောင်းတွေအကုန်လုံးလက်ခုပ်တီးပြီးဝမ်ဟောက်ကိုဝိုင်းလောင်ကြတာပေါ့ဝမ်ဟောက်ကအရက်ပူတော့အဲ့ဒီစာရွက်ရှိတဲ့နေရာကိုမမီဘူးလေသူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ပျောက်ဆုံးသွားတာကိုမြင်လိုက်ရတော့ဝမ်ဟောက်တယောက်စိတ်ဓာတ်တွေအကုန်ပျက်စီးသွားခဲ့ရတယ်မျက်ရည်တွေစီးကြလာပြီးလက်အုပ်ချီကဇူယန်ငါတောင်းပန်ပါတယ်ငါစာရွက်လေးပြန်ပေးပါနော်လို့ငိုယိုပြီးတောင်းပန်ခဲ့ရတယ်သူအားကိုးရမယ်ဖြစ်နေတာကိုကြည့်ပြီးအဲ့ဒီကောင်တွေကပို့လို့တောင်ချေချေလောင်လောင်ရင်မောကြသေးတယ်ဇူယန်ကအခွင့်ကောင်းယူပြီးကောက်ကျစ်တဲ့အပြုံးနဲ့စာရွက်ကိုအောက်ကိုချလိုက်ပြီးငါရှိမှဒူးထောက်ရင်ပြန်ပေးမယ်လို့ကန့်လန့်ချက်ထုတ်လိုက်တယ်ဝမ်ဟောက်မှာရွေးချယ်စရာမရှိတော့ဘူးလေဒီနေရာကနေလွတ်မြောက်ဖို့အတွက်သူအရာအလုံးကိုယင်းပြီးရေမြောင်းဖုံးသားမှာဒူးထောက်လိုက်ရတယ်ဒီနေရာကနေလွတ်မြောက်တဲ့တနေ့ကျရင်ဒီအဆက်ကွဲမှုကိုကောင်းကောင်းကြီးကလဲစားချင်မယ်လို့လည်းသူ့ကိုယ်သူကြိမ်ဆိုလိုက်တယ်ဒါပေမဲ့ဇူရန်ရဲ့လှောင်ပြောင်မှုတွေကတော့ဒီတင်ရဲမသွားခဲ့ပါဘူးဝမ်ဟောက်ဒူးထောက်လိုက်တဲ့အချိန်မှာပဲဇူရန်ကရုတ်တရက်သူ့ရဲ့လက်ပလာကိုပြပြီးဟာ sorry ကွာစာရွက်ကလက်ချော်ပြီးရေမြောင်းနဲ့ကျသွားပြီလို့ပြောလိုက်တယ်ဝမ်ဟောက်လည်းရင်ထဲဘုံဘုံလဲသွားတာပေါ့ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲဇူရန်ကသူ့အိတ်ကက်ထဲကနေတကယ်အနီရောင်ကျောင်းဝင်ခွင့်စာရွက်အစ်စ်ကိုထုတ်ပြပြီးနောက်တာပါကွာဆိုပြီးဝလုံးကွဲရပါလေရောပြီးတော့သူကမင်းလိုကောင်စုပ်ပြက်ကဒီကျောင်းကိုပောက်တယ်ဆိုတော့မယုံနိုင်စရာပဲဟာဒီတခါတော့မင်းငါတို့ကိုအံ့ဩအောင်လုပ်နိုင်တာပဲလို့ပြောပြီးစာရွက်နဲ့ဝမ်ဟောက်ရဲ့ခေါင်းကိုပုတ်ကသူ့ပေါင်းပါတွေနဲ့အတူလှောင်ပြောင်ပြီးထွက်သွားကြတယ်ဝမ်ဟောက်ကတော့ကျမ်းပြင်ပေါ်မှာထိုင်နေရင်အဲ့ဒီစာရွက်လေးကိုကြည့်ပြီးမျက်ရည်တွေကြားကနေပြုံးမိနေတာပေါ့ဘာလို့လဲဆိုတော့သူဒီငရဲကနေနောက်ဆုံးတော့ထွက်သွားနိုင်ပြီဆိုတာသိလိုက်ရလို့ပဲအခုဆိုချန်အန်းအထက်တန်းကျောင်းကိုတွားမဲ့လမ်းကရှင်းလင်းသွားခဲ့ပြီလေနွေရာသီကျောင်းပိတ်ရက်ရောက်လာတော့ဝမ်ဟောက်ကအိမ်ကဝင်းထဲမှာထိုင်ပြီးစာကြက်နေတာပေါ့အဲ့ဒီအချိန်မှာပဲသူ့အမေကအဝိရှော်ဖို့ထွက်လာပြီးတနေကုန်အိမ်ထဲမှာပဲအောက်မနေပါနဲ့အပြင်ထွက်ပြီးတငယ်ချင်းတွေနဲ့စောပါဦးလားလို့ခန့်နေတယ်ပြောတယ်စစ်လိတ်တောက်နေတဲ့သူ့အဖေကလည်းငါသားကကြောင်းကောင်းကောင်းပေါက်ထားတာပဲအပြင်ထွက်ပြီးစိတ်ပန်းဖြေလိုက်ပါဦးလို့ဝင်ပြောတာပေါ့ဒါပေမဲ့ဝမ်ဟောက်ကတော့အိမ်မှာပဲနေရတာအဆင်ပြေပါတယ်လို့ညင်းနေခဲ့တယ်ကွက်တီပဲအဲ့ဒီအချိန်မှာအကြည့်မဲရှည်ကြီးဝတ်ထားတဲ့ကောင်လေးတစ်ယောက်အိမ်ထဲဝင်လာတယ်ဝမ်ဟောက်ရဲ့မျက်နှာမှာနှွေးထွေးတဲ့အပြုံးတစ်ခုပေါ်လာတာပေါ့သူကဝမ်ဟောက်ရဲ့အကိုအရင်လိုခင်ရတဲ့တငယ်ချင်းယူဂျီဖြစ်ပါတယ်ယူဂျီကသူမျိုးတွေကချန်နန်တက်မွေးဝမ်းကျောင်းကောလိပ်မှာတက်နေတာဖြစ်ပြီးဝမ်ဟောက်တက်မဲ့ကျောင်းတင်တဲ့တိတ်မဝေးဘူးလို့ပြောပြတယ်ဝမ်ဟောက်ကလည်းမျိုးရဲနဲ့ကြောင်းကိုစိတ်လှုပ်ရှားတကြီးမြင်မြန်တော့ယူဂျီကမျိုးရဲမှာအင်တာနက်ကဖေးတွေစားတောက်ဆိုင်တန်းတွေအများကြီးရှိပြီးမျိုးရဲကိုအသွားပြန်လုပ်တဲ့ဘတ်စကားတွေလည်းအများကြီးရှိတယ်လို့ပြောပြတာပေါ့သူတို့ပြန်ခါနီးမှာယူဂျီကဝမ်ဟောက်ရဲ့ပခုံးကိုပုတ်ပြီးချန်နန်အထက်တန်းကျောင်းမှာတခုခုအဆင်မပြေတာရှိရင်ငါ့ကိုတတိယလိုက်နော်လို့ပြောသွားတယ်ယူဂျီထွက်သွားပြီးတဲ့နောက်ဝမ်ဟောက်နည်းနည်းစဉ်းစားမိသွားတယ်အလဲတန်းတုန်းကလည်းကောင်လေးတစ်ယောက်ကသူ့ကိုဒီလိုမျိုးပဲကာကွယ်ပေးမယ်လို့ကတိပေးခဲ့ဘူးတာကိုတတိယသွားလို့ပဲဒါပေမဲ့နောက်ပိုင်းကျတော့အဲ့ဒီကောင်ကိုယ်တိုင်ကပဲသူ့ကိုပြန်နိုင်ကျင့်ပြီးစက်ကြီးတောင်းခဲ့တာလေဒါပေမဲ့ဝမ်ဟောက်ကချန်နန်အထက်တန်းကျောင်းဆိုတာထိပ်တန်းကျောင်းကြီးပဲဘာပြဿနာရှိမှလဲလူတိုင်းကစာသားကြကြတာပဲဥစ္စာလို့တွေးလိုက်တယ်သူကအတိတ်ကကိစ္စတွေကိုမေ့ပြစ်ပြီးစပြုခြင်းအစ်စ်အတွက်ပြင်ဆင်နေခဲ့တာပေါ့
နောက်ဆုံးတော့ကျောင်းဖွင့်ရက်ပထမဆုံးနေ့ကိုရောက်လာခဲ့ပါပြီဝမ်ဟောက်ကသူ့မိဘတွေနဲ့အတူလေးလံတဲ့ကတင်နဲ့အထုပ်ပိုးတွေကိုတည်ပြီးဘတ်စကားဂိတ်မှာမတ်တက်ရက်နေတယ်ဘတ်စကားရောက်လာတော့အမေဖြစ်သူကကြောင်းအပ်တာနောက်မကြအောင်သူ့ကိုကားပေါ်အမြန်တက်ခိုင်းတာပေါ့ကားပေါ်မှာတော့ဝမ်ဟောက်တယောက်နည်းနည်းရှက်သေးနေမိတယ်ဘာလို့လဲဆိုတော့သူ့မိဘတွေကအထုပ်ပိုးတွေအများကြီးတည်လာလို့လေသူတို့အားလုံးချမ်းသာအထက်တန်းကျောင်းကိုရောက်တဲ့အချိန်မှာတော့ခန်းသားထဲဝါလာတဲ့ကျောင်းဆောင်ကြီးကိုကြည့်ပြီးဝမ်ဟောက်ရဲ့အဖေကမျက်ရည်တောင်ဝဲမိတဲ့အထိပဲသူ့မိကကောင်တာမှာထိုင်နေတဲ့ဆရာမကိုပထမနှစ်ကျောင်းသားဝမ်ဟောက်ရဲ့အဆောင်ခန်းကဘယ်မှလဲလို့မေးလိုက်တယ်ဆရာမကအဆောင်3အခန်းနံပါတ်203ကိုတွားဖို့နဲ့အဲ့ဒီမှာကတင်တွေအစင်သိရှိပြီးသားမို့လို့အထုပ်ပိုးတွေဘာမှတဲလာစရာမလိုဘူးလို့ပြောပြတယ်ဒါကိုကြားတော့သူ့အဖေကဒီအထုပ်ပိုးကြီးတွေကိုပင်ပန်းခံတဲလာရလို့နည်းနည်းစိတ်ပြတ်သွားတာပေါ့အမေကဝမ်ဟောက်ကိုကြောင်းနဲ့အရင်ဝင်နေဖို့အထုပ်တွေကိုအဆောင်မှာတွားချပြီးမှသူ့စီလာခဲ့မယ်လို့ပြောလိုက်တယ်ဝမ်ဟောက်ကအတန်းအစ်ထဲကိုဝင်သွားပြီးလူတိုင်းကိုအပြုံးလေးနဲ့နှုတ်ဆက်မိတ်ဆက်လိုက်တယ်အဲ့ဒီမှာသူကကျန်းနဲ့လီနာလို့ခေါ်တဲ့အရန်ပေါ်ရွေတဲ့ကောင်လေး2ယောက်နဲ့တငယ်ချင်းဖြစ်သွားခဲ့တာပေါ့အဲ့ဒီနောက်မှာတော့သူ့မျက်လုံးကအတန်းထဲမှာဂျာကင်အင်ဂျီပန်းရောင်လေးဝတ်ပြီးထိုင်နေတဲ့လှပတဲ့ကောင်မလေးတစ်ယောက်စီရောက်သွားတယ်ဝမ်ဟောက်ကသူ့မစီသွားပြီးသူ့နာမည်ကိုမိတ်ဆက်လိုက်တာပေါ့ကောင်မလေးကချိုးသားတဲ့အပြုံးလေးနဲ့သူ့နာမည်ကရှောင်းဝေးလို့ခေါ်ပါတယ်လို့ပြန်ပြောတယ်အဲ့ဒီအချိန်မှာပဲကျောင်းကလော့စပီကာကနေကျောင်းသားတွေအားလုံးခုံလေးတွေတဲပြီးဝင်းထဲကိုလာစုကြဖို့ကြေညာလိုက်တယ်ဝမ်ဟောက်ကအခွင့်ကောင်းယူပြီးခုံတဲတာကူပေးရမလားရှောင်းဝေးလို့မေးလိုက်တာပေါ့ရှောင်းဝေးကကျေးဇူးတင်စကားပြောပြီးသူတို့2ယောက်ကွင်းထဲကိုတူတူလမ်းလျှောက်သွားကြတယ်ကွင်းထဲမှာလူတိုင်းထိုင်နေကြတဲ့အချိန်ရှောင်းဝေးစီကနေထွက်လာတဲ့မှုပြဲတဲ့ရင်းနှက်လေးကြောင့်ဝမ်ဟောက်ရဲ့ရင်တွေတိမ်ခုန်နေခဲ့ရတယ်သူကအရှိကိုပဲစိုက်ကြည့်နေတယ်လို့ဟန်ဆောင်ထားပေမဲ့မျက်လုံးကတော့ရှောင်းဝေးစီကိုပဲခဏခဏရောက်နေမိတာပေါ့အခမ်းအနားပြီးတဲ့နောက်သူတို့2ယောက်အတန်းထဲကိုတိတ်တိတ်ဆိတ်ဆိတ်ပဲပြန်လာခဲ့ကြတယ်ဝမ်ဟောက်ကတော့သူ့ဘဝမှာအရာအလုံးအဆင်ပြေချုံးမွေ့တော့မယ်လို့ခံစားနေရတာပေါ့ဒါပေမဲ့ဒီခမ်းနားတဲ့ကျောင်းတိုင်းကြီးတွေရဲ့နောက်ွယ်မှာအမောင်ထုနဲ့ကြောက်စရာကောင်းတဲ့ကဘာကြီးကစောင့်ကြိုနေတယ်ဆိုတာကိုသူလုံးဝမသိခဲ့ရှာဘူးသူစိတ်တောင်မကူးရဲတဲ့အရာတွေပေါ့ဇလန်းကအတန်းထဲကိုပြန်ရောက်သွားတယ်ဆရာကအတန်းထဲဝင်လာပြီးဝမ်ဟောက်ကတော့တာမန်ကျောင်းသားတစ်ယောက်လိုထိုင်နေတာပေါ့ဒါကသူအမြဲတမ်းအိမ်မက်မက်ခဲ့ရတဲ့ကျောင်းသားဘဝမျိုးပဲလေသူကဘေးနားမှာထိုင်နေတဲ့ရှောင်းဝေးကိုငါတို့နောက်လဲတူတူထိုင်ကြမလားလို့မေးလိုက်တယ်ရှောင်းဝေးကလည်းဝမ်းသာအားရနဲ့သဘောတူလိုက်တာပေါ့အဲ့ဒီအချိန်မှာပဲဆရာကဒီနေ့ကျောင်းသားတစ်ယောက်ထက်ရောက်မယ်လို့ကြေညာလိုက်တယ်အတန်းထဲကလူတွေအကုန်လုံးကလည်းပထမဆုံးကျောင်းဖွင့်ရက်ကြီးမှာဘလို့ဖြစ်လို့နောက်ကျနေရတာလဲဆိုပြီးဝိုင်းကြီးကြတာပေါ့တကားပွင့်လာပြီးဝင်လာတဲ့လူကတော့အရက်ရှိရှိပမထိုင်နေကြည့်လိုက်တာနဲ့တင်ကြောက်စရာကောင်းတဲ့ဇူရန်ဖြစ်နေပါလေရောသူကသူ့အမှတ်တွေကမကောင်းပေမဲ့ဘတ်စကတ်ဘောအားကစားစီမံချက်နဲ့ဒီထိပ်တန်းကျောင်းကြီးကိုပါလာတာလို့ရှင်းပြတဲ့ဆရာကလည်းသူ့ရဲ့ပင်ကိုယ်စရိုက်ကိုသဘောကျသွားပြီးအတန်းကောင်းဆောင်ဖြစ်ချက်ချင်းခန့်လိုက်တော့တာပဲအတန်းထဲကလူတွေအကုန်လုံးကဝမ်းသာအားရလက်ခုပ်တီးကြပေမဲ့ဝမ်ဟောက်အတွက်ကတော့နောက်ထပ်စက္ကန့်ပိုင်းတွင်းမှာပဲသူ့ဘဝကြီးတစ်ဆက်ဆက်တုံးလို့သွားရတော့တယ်ဝမ်ဟောက်ရဲ့အခြေအနေကရုတ်တရက်ဆိုးရွားသွားပြီးကြောက်လန့်တုန်ရင်လာခဲ့တယ်သူကအကုန်သွားပါပြီငါဒီကျောင်းရောက်ဖို့ဘယ်လောက်တောင်စူးစမ်းခဲ့ရလဲဒါတောင်ဒီငရဲကနေရုံမထွက်နိုင်သေးပါလားလို့စိတ်ထဲကနေတွေးနေမိတာပေါ့ဇူရန်တယောက်ဒီကျောင်းကိုဘယ်လိုနည်းနဲ့ရောက်လာလဲဆိုတာသူလုံးဝစဉ်းစားလို့မရဘူးဖြစ်နေတယ်အဲ့ဒီအချိန်မှာဆရာကအမှတ်ကောင်းတဲ့လူတွေကမိမိကြိုက်တဲ့ခုံကိုရွေးထိုင်နိုင်တယ်လို့ကြေညာလိုက်တာနဲ့ဝမ်ဟောက်လည်းသူ့ပစ္စည်းတွေကိုကမန်းကတန်းသိမ်းပြီးဇူရန်အကြည့်တွေကိုရှောင်ရင်းအနောက်နားမှာထိုင်နေတဲ့မျက်မှန်နဲ့ကောင်တွေလူကျန်းပေးနာကိုသွားထိုင်လိုက်တယ်သူတို့2ယောက်နာမည်ချင်းဖလှယ်ပြီးတငယ်ချင်းဖြစ်သွားကြတာပေါ့အတန်းလို့သွားတော့ဇူရန်ကလူရဝင်ချင်တာနဲ့အတန်းထဲကလူတွေအကုန်လုံးကိုနေ့လည်စာဝယ်ကျွေးမယ်လို့ကမ်းလှမ်းလိုက်တယ်အတန်းထဲကလူတွေအကုန်လုံးပြောသွားကြပေမဲ့တကယ်ပြဿနာကအခုမှစတာပါဇူရန်ကရုတ်တရက်ဝမ်ဟောက်စီကိုလက်ညှိုးထိုးပြီးသူ့ကလွယ်လို့ပေါ့လို့လူပုံအလဲမှာအော်ပြောလိုက်တယ်သူကဒီကောင်ကငါတို့နဲ့တူတူစားဖို့မတန်ဘူးငါတို့ကမျိုးနဲ့တူတူပဲမို့လို့ဒီကောင်ဘလို့ကောင်လဲဆိုတာငါအသိဆုံးလို့ရှင်းပြပြီးနေ့လည်စာစားရင်ဝမ်ဟောက်အကြောင်းအမှန်တရားတွေကိုအားလုံးကိုပြောပြမယ်လို့ကတိပေးလိုက်တယ်အတန်းထဲကလူတွေအကုန်လုံးကလည်းဝမ်ဟောက်ကိုဝိုင်းပြီးဟားတိုက်ရေမောကြတာပေါ့ဝမ်ဟောက်ခေါင်းငုံထားရင်းနဲ့ပဲအရန်ကိုအရှက်ရပြီးတိတ်ခါကြသွားခဲ့ရတယ်ခဏကြာတော့ရှောင်းဝေကသူ့စီလျှောက်လာပြီးနင်ကဘာလို့ဇူရန်ကိုပြန်မပြောရတာလဲလို့စိတ်ဆိုးမှန်ဆိုးနဲ့မေးတယ်ဝမ်ဟောက်ကတော့ငါမှအဲ့ဒီလိုတတိမရှိဘူးငါသာပြန်ပြောရင်အကျိုးဆက်ကပိုဆိုးသွားလိမ့်မယ်လို့ပြောတာပေါ့ဒါကိုကြားတော့ရှောင်းဝေနည်းနည်းစိတ်ပြတ်သွားပြီးနင်ကနင့်ကိုနေအတွက်မတက်မရရင်ဘယ်သူမှနင့်ကိုကူညီမှာမဟုတ်ဘူးနောက်တစ်ခါသူနင့်ကိုလာနောက်ဆက်ရင်နင်ပြန်ချရမယ်နင်မလုပ်ရင်ငါကိုယ်တိုင်နင့်အတွက်ဝင်ပါပေးမယ်ဘာလို့လဲဆိုတော့နင်ခံနေရတာကိုငါကြည့်မနေနိုင်လို့ပဲလို့ပြက်ပြက်တသားပြောလိုက်တယ်ဝမ်ဟောက်လည်းနည်းနည်းအံ့ဩသွားပြီးမှတက်တီမွေးကအဲ့ဒီလိုလုပ်ဖို့မလိုပါဘူးငါဘာသာငါပဲဖြေရှင်းပါမယ်လို့ပြောလိုက်တယ်ဒါကိုကြားတော့ရှောင်းဝေကဝမ်းသာအားရပြုံးပြတာပေါ့ဒါပေမဲ့ဝမ်ဟောက်ဟာတကယ်ပဲသူ့ရဲ့ကြောက်စိတ်ကိုကြော်လွှားပြီးဇူရန်ကိုရင်ဆိုင်နိုင်ပါမလားဒါမှမဟုတ်ဇူရန်ကပဲကျောင်းဖွင့်ရက်ပထမဆုံးနေ့မှာတင်ဝမ်ဟောက်ရဲ့ဘဝကိုဖျက်ဆီးမဲ့လှုပ်ဝက်ချက်တွေကိုနေ့လည်စာစားချိန်မှာဖွင့်ချလိုက်တော့မလားရှောင်းဝေရဲ့စကားတွေကြောင့်ဝမ်ဟောက်နည်းနည်းတက်တိရှိလာပြီးမျက်နှာမှာအပြုံးလေးပေါ်လာခဲ့တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲဇူရန်ကသူ့အပေါင်းပါတွေနဲ့အတူအနားရောက်လာလိမ့်မယ်လို့သူမထင်ထားခဲ့ဘူးဇူရန်ကရှောင်းဝေကိုကြည့်ပြီးမင်းဒီကောင်နဲ့ဘာတွေပြောနေတာလဲလို့အညိုးနဲ့မေးတယ်ဝမ်ဟောက်ကလည်းကြောက်ကြောက်လန့်လန့်နဲ့ဘာမှမဟုတ်ပါဘူးလို့ပြောပေမဲ့ဇူရန်ကလက်မလျှော့ပါဘူးသူကမင်းကိုမင်းသူ့ရဲကောင်းထင်နေတာလားလို့လောင်ပြောင်ပြီးဝမ်ဟောက်ရဲ့စပွဲခုံကိုလက်တီးနဲ့ခပ်ပြင်းပြင်းထုလိုက်ရင်သူ့မျက်လုံးကိုစိုက်ကြည့်ကကြည့်ရတာမင်းအယိုးတွေပြန်ရနေပြီထင်တယ်လို့ချင်းချောက်လိုက်တယ်ဝမ်ဟောက်လည်းကြောက်ကြောက်လန့်လန့်နဲ့ချက်ချင်းထားပြီးစင်ကြံလန်းအတိုင်းထွက်ပြေးတော့တာပေါ့သူပြေးနေရင်းနဲ့ငါလူတူရဲကောင်းအလုံးမခံရပဲရိုက်နှက်ခံနေရတာထက်ဆိုင်ရင်အခုလိုထွက်ပြေးရတာကအရှက်ရှိပေမဲ့ပိုကောင်းပါတယ်လို့တွေးနေမိတယ်ဒါပေမဲ့နောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့သူတစ်ခုခုကိုသဘောပေါက်သွားခဲ့ရတယ်ဇူရန်ရဲ့တငယ်ချင်းလီကျဲကသူ့ကိုရှေ့ဆက်မတိုးအောင်တားလိုက်ပြီးဇူရန်ကလည်းလီကျဲပြောတာကိုနားထောင်နေတာကိုမြင်လိုက်ရလို့ပဲဒါကိုကြည့်ချင်းအဖြစ်ဒီအဖွဲရဲ့တကယ်ဆရာကြီးကဇူရန်မဟုတ်ပဲလီကျဲဖြစ်နေတယ်ဆိုတာဝမ်ဟောက်ရိပ်မိသွားခဲ့တယ်ဒီအဖြစ်ပြက်ပြီးနောက်ဝမ်ဟောက်တယောက်စိတ်သက်တွေအကုန်ပြိုလဲသွားခဲ့ရတယ်သူကန်တင်းမှာတယောက်တည်းထိုင်ပြီးကြောက်စိတ်တွေနဲ့ဟင်းဖက်တွေကိုလိုက်ကောက်စားနေမိတာပေါ့ညဘက်အဆောင်ခန်းထဲရောက်တော့လဲစိတ်အေးအေးထားလို့မရပြန်ဘူးသူ့ရဲ့အဆောင်ဖော်တွေအကုန်လုံးကဇူရန်ဘလောက်ချမ်းသာကြောင်းဘလောက်လမ်းကြောင်းတွေကိုဝိုင်းပြီးချီးမွမ်းခန်းဖွင့်နေကြလို့ပဲအဲ့ဒီထဲကကောင်လေးတယောက်ကရေမောပြီးဇူရန်ကသူတို့ကိုဝမ်ဟောက်ရဲ့လှုပ်ဝက်ချက်ကိုပြောပြထားတယ်လို့ဖွင့်ချလိုက်တယ်သူကဒီကောင်ကအလဲတန်းတုန်းကအမြဲတမ်းအရိုက်ခံရဆုံးတွေးကြောင်တဲ့ကောင်တွေဟာအခုတော့အတန်းကောင်းဆောင်ကသူ့ကိုအလုပ်ပေးမှမဟုတ်တော့ဘူးလို့ရှင်းပြတယ်ဝမ်ဟောက်ကတော့ကတင်ပေါ်မှာငြိမ်ငြိမ်လေးလဲနေရင်သူ့တငယ်ချင်းတွေကသူ့ကိုနှိမ်ချဆဲဆိုနေတာတွေကိုနားထောင်နေခဲ့ရတယ်မျက်ရည်တွေစီးကြလာပြီးငါဘာလို့ဒီလောက်တောင်တွေးကြောင်နေရတာလဲငါကိုဒီငရဲကနေလာကဲမဲ့သူရှိမှလားလို့သူ့ကိုယ်သူပြန်မေးနေမိတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲသူ့ရဲ့လက်သီးတွေကတော့ဒေါသတကြီးနဲ့ချစ်ချစ်ပါအောင်စုံမိသွားခဲ့ပါပြီ
မျက်ရည်တွေကိုတုပ်လိုက်ရင်းနဲ့သူနောက်ထပ်အဖြစ်မခံတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်သူ့ကိုလာကယ်မဲ့သူဘယ်သူမှရှိမှာမဟုတ်ဘူးသူ့ဘာသာသူပဲကယ်တင်ရမယ်ဆိုတာသိသွားတာပေါ့ဒါဟာဇလန်ရဲ့အလှည့်ပြောင်းတစ်ခုပါပဲနောက်တစ်နေ့ဝမ်ဟောက်အတန်းထဲဝင်လာတဲ့အချိန်မှာတော့သူ့ရဲ့အလားအလာနဲ့မျက်လုံးတွေထဲမှာထူးခြားတဲ့ယုံကြည်ချက်တွေအပြည့်ရှိနေခဲ့တယ်ဇူယန်ကတော့သူ့ကိုနောက်တစ်ခါထပ်ပြီးအနိုင်ကျင့်အောင်မယ်ဆိုတဲ့အထာနဲ့မောက်မောက်မာမာကြည့်နေတာပေါ့ဒါပေမဲ့ဝမ်ဟောက်ကတော့ဂယုမဆိုင်ပဲသူ့တငယ်ချင်းလူကျန်းဘေးနားမှာတိတ်တိတ်ဆိတ်ဆိတ်သွားထိုင်လိုက်တယ်လူကျန်းလည်းဒီနေ့ဝမ်ဟောက်တယောက်အရင်နေ့တွေနဲ့မတူပဲတမျိုးဖြစ်နေတာကိုသတိထားမိတာပေါ့ဒါပေမဲ့မကြခင်မှာပဲအတန်းထဲကပြန်ဆူညံလာပြန်ရောဆရာကကြောက်တင်ပုံးမှာစာတင်နေတဲ့အချိန်သူ့အနောက်မှာထိုင်နေတဲ့ဇူယန်ကကြက်ကြော်ကိုအေးဆေးထိုင်စားနေတာပြီးတော့သူကဝမ်ဟောက်စီကိုကြက်ရိုးအတူတွေကိုတမင်တကာလှမ်းပစ်တော့တာပဲကြက်ရိုးတစ်ချောင်းကဝမ်ဟောက်ရဲ့ခေါင်းပေါ်ကိုကွက်တိကျသွားပြီးဇူယန်ကအတန်းထဲကလူတွေအရှိမသူ့ကိုအကျယ်ကြီးဝိုင်းလောင်ကြပြန်တယ်ဒီတစ်ခါတော့ဝမ်ဟောက်ရဲ့ကြောက်စိတ်တွေကဒေါသအဖြစ်ပြောင်းလဲသွားခဲ့ပြီးသွေးတွေစူပွက်လာပြီးလက်ထဲကကလောင်တံကိုကြစ်ကြစ်ပါအောင်ဆုပ်ထားရင်းငါ့ကိုမဖိအားပေးနဲ့ငါ့ကိုမဖိအားပေးနဲ့လို့စိတ်ထဲကကျိန်းဝါနေမိတယ်သူဒေါသတကြီးနဲ့ထားပြီးဇူရန်ကိုပညာပေးဖို့လုပ်နေတော့မှပဲဆရာကအတန်းထဲကိုငြိမ်ငြိမ်နေကြဖို့အော်ဟစ်လိုက်တာကြောင့်ဝမ်ဟောက်တယောက်စိတ်ရှိန်တက်လိုက်ရတယ်အတန်းပြီးသွားတော့ရှောင်းဝေကစိုးရိမ်တကြီးနဲ့ဝမ်ဟောက်စီလျှောက်လာပြီးဇူရန်နင့်ကိုထပ်နောက်ဆက်ပြန်ပြီးလားလို့မေးတယ်ဇူရန်ကလည်းဝမ်ဟောက်ရဲ့အနောက်တက်မှာရက်ပြီးဒေါသကြီးစိုက်ကြည့်နေတာပေါ့ဒါပေမဲ့ဒီတစ်ခါတော့ဝမ်ဟောက်ရဲ့မျက်နှာမှာကြောက်ရွံ့တဲ့အရေးအယောင်လုံးဝမရှိတော့ပါဘူးသူကတည်ငြိမ်ပြီးယုံကြည်ချက်ရှိတဲ့အပြုံးနဲ့အဆင်ပြေပါတယ်ငါဘာသာငါပဲဖြေရှင်းလိုက်မယ်နင်းဆောင်ယုံပဲစောင့်ကြည့်နေလို့ပြန်ပြောလိုက်တယ်ရှောင်းဝေရောဇူရန်ပါဝမ်ဟောက်ရဲ့ဒီလိုမကြောက်မရွံ့တဲ့ပုံစံတစ်ကြောင့်အံ့ဩသွားကြတာပေါ့ပြီးတော့ဇူရန်ကိုပိုဒေါသထွက်စေတာကရှောင်းဝေကလူတွေအကုန်လုံးရဲ့ရှေ့မှာတင်ဝမ်ဟောက်ရဲ့ခေါင်းကိုကျဉ်နာစွာနဲ့ပုတ်တက်ပေးလိုက်တာပဲဖြစ်ပါတယ်အနောက်မှာထိုင်နေတဲ့ကတုံးနဲ့လူမိုက်ကတော့ကြက်ကြော်ကိုစိန်နဲ့ထိုင်စားရင်းအထစ်ထစ်အငုံငုံနဲ့စကားပြောနေတော့ပေါ့အတန်းပြီးတာနဲ့ဝမ်ဟောက်ကသူ့နေရာကနေထားလိုက်တယ်ပြီးတော့ပတင်းပေါက်နာကလေးလံနဲ့ပန်းအိုးတအိုးကိုတိတ်တိတ်ဆိတ်ဆိတ်သွားမလိုက်တာပေါ့သူ့ရဲ့လုပ်ရဲ့ကြောင့်အတန်းထဲကလူတွေရောကောင်းမလေးပါလန့်သွားကြတယ်အဲ့ဒီကတုံးလူမိုက်ဘာမှသဘောမပေါက်သေးခင်မှာတင်ဝမ်ဟောက်ကအဲ့ဒီပန်းအိုးကြီးနဲ့သူ့မျက်နှာတိတဲ့ကိုအားကုန်တုံးပြီးပြပောက်လိုက်တော့တာပဲပန်းအိုးကတဆစီကွဲကြေသွားပြီးရွှွန့်လွန်နေလေလေထဲမှာလွင့်စင်သွားခဲ့ရတယ်ဝမ်ဟောက်ကဒီတင်တရက်မသွားပါဘူးဒေါသအဟုန်နဲ့စပွဲခုံကိုကန်ထုတ်လိုက်ပြီးအဲ့ဒီလူမိုက်ပေါ်ကိုခုံအုပ်လိုက်တော့တယ်မျက်လုံးထဲမှာမျက်ရည်တွေဝဲနေပေမဲ့သူ့ရဲ့ဒေါသကိုတော့ထိန်းလို့မရတော့ဘူးသူကအော်ဟစ်ပြီးအဲ့ဒီလူမိုက်ရဲ့မျက်နှာကိုလက်သီးနဲ့တရက်ဆက်ထိုးတော့တာပဲသူ့ကိုကျမ်းပြင်ပေါ်လဲကျသွားစေပြီးမင်းကိုအသက်ရှင်လျက်မထားဘူးလို့နာကျင်မှုနဲ့ဒေါသတွေကြားကနေအော်ဟစ်နေခဲ့တယ်အတန်းထဲကလူတွေအကုန်လုံးကဝမ်ဟောက်ရဲ့ကြောက်စရာကောင်းတဲ့ပုံစံကြောင့်လမ်းဖြတ်ကုန်ကြတာပေါ့အဲ့ဒီနောက်တခြားကောင်လေးတွေရှီတိုးလာပြီးသူ့ကိုအတင်းဝိုင်းချုပ်ပြီးအနောက်ကိုဆွဲခေါ်သွားကြရတယ်ဒါပေမဲ့ဝမ်ဟောက်ကတော့ဒေါသတကြီးနဲ့ရုန်းကန်နေတော့မယ်လူမိုက်ကတော့ကျမ်းပြင်ပေါ်မှာလဲကျနေပြီးပါဆက်ကနေတွေးတွေထွက်ကလုံးဝစွန့်သွားခဲ့ရတယ်ဝမ်ဟောက်ကဒီလောက်အထိရက်ရက်ဆက်ဆက်ပြန်ချလိုက်မယ်လို့သူလုံးဝမထင်ထားခဲ့ဘူးလေဝမ်ဟောက်ကစိတ်ကိုပြန်ထိန်ပြီးအဝတ်စားတွေကိုတက်တက်ရက်ရက်ပြန်လောက်ကထွက်သွားဖို့ပြင်လိုက်တယ်မထွက်သွားခင်သူနောက်ဆုံးသတိပေးချက်တစ်ခုပေးခဲ့သေးတယ်ညနေကျရင်ငါပြန်လာပြီးမင်းကိုဒီထက်ပိုဆိုးအောင်ရိုက်အောင်ပါတဲ့စင်ကြံလန်အတိုင်းထွက်လာတဲ့အချိန်မှာတော့ဝမ်ဟောက်ရဲ့စိတ်လှုပ်ရှားမှုတွေရောကျသွားပြီးငိုချလိုက်မိတော့တယ်သူအခုလေးတင်လုပ်ခဲ့တဲ့အရာအတွက်ကြီးမားတဲ့ပေးဆက်မှုရှိလာလိမ့်မယ်ဆိုတာသူကောင်းကောင်းသိတာပေါ့အဲ့ဒီလူမိုက်ရဲ့တငယ်ချင်းတွေကအဆောင်မှာသူ့ကိုစောင့်နေကြတော့မှလေသူငိုနေရင်းနဲ့တမွေးဝမ်းကြောင်းကောလိပ်ကနာမည်ကြီးလူမိုက်တစ်ယောက်ဖြစ်တဲ့ယူချန်ပေးဆိုတဲ့ကောင်လေးကသူ့ကိုကူညီပါမလားလို့တွေးနေမိတယ်ဒါပေမဲ့လောလောဆယ်ကျောင်းမှာဆက်နေဖို့ကအရန်အနေအများလုံးနဲ့ဒါကြောင့်ဝမ်ဟောက်ကကျောင်းအနောက်ဘက်ကိုတိတ်တိတ်ဆိတ်ဆိတ်သွားပြီးဖန်ခွဲစားတွေတက်ထားတဲ့မြင်မာတဲ့တိုင်းကြီးပေါ်ကနေခုန်ချလိုက်တော့တယ်မျက်ခင်းပေါ်လဲကျသွားပြီးတဲ့နောက်သူ့ဘာသာသူရင်မိနေတာပေါ့ဘာလို့လဲဆိုတော့သူလိုစာပဲလုပ်ပြီးအေးစစ်စစ်နေတတ်တဲ့ကျောင်းသားတစ်ယောက်ကအခုလိုတိုင်းကြော်ပြီးကျောင်းပြေးလိုက်မယ်လို့တခါမှမတွေးဖူးခဲ့လို့ပဲသူမျိုးတွေကလမ်းမတွေပေါ်ကိုတယောက်တည်းထွက်လာခဲ့တယ်ဇလန်ရဲ့အစပိုင်းတုန်းကလိုဝမ်ဟောက်ဟာအင်တာနက်ကဖေးတစ်ခုရဲ့အပြင်ဘက်မှာမတ်တရက်နေခဲ့တယ်ဒါပေမဲ့ဒီနေ့ရဲ့ဝမ်ဟောက်ကတော့လူမိုက်ပြင်းမဟုတ်သေးပါဘူးတာမန်ကြောက်တတ်တဲ့ကောင်လေးတစ်ယောက်ညတာဖြစ်ပါသေးတယ်အထဲမှာတော့စစ်လိမ့်ငွေတွေအပြည့်နဲ့လူတွေလည်းရှုပ်နေတာပေါ့အဲ့ဒီမှာကြည့်ရတာအရန်အနေအများပုံရတဲ့ကောင်လေးနှစ်ယောက်ထိုင်နေကြတယ်တယောက်ကစပင်းအဖြူနဲ့ရွှန်ရှောင်းဖြစ်ပြီးနောက်တစ်ယောက်ကတော့အကြည်မဲနဲ့မန်လျန်ဖြစ်ပါတယ်ဝမ်ဟောက်လည်းကြောက်ကြောက်လက်လက်နဲ့ယူချန်ဖေးကိုရှာဖို့အထဲဝင်သွားခဲ့တယ်ပတ်လေကိုလိုက်ရှာပေမဲ့သူ့ကိုမတွေ့ဘူးဖြစ်နေတယ်ဒါနဲ့သူကောင်းတာကိုသွားပြီးဆိုင်ရှင်ကိုချန်ကန်ကျောင်းကယူချန်ဖေးကိုတွေ့မိလားခင်ဗျာလို့မေးလိုက်ပါတော့တယ်ဆိုင်ရှင်ကယူချန်ဖေးတယောက်တညလုံးဂိမ်းစော်ထားလို့အခုသူ့ဆောင်ခန်းထဲမှာအိပ်ပျော်နေလောက်ပြီလို့ပြောလိုက်တယ်ဒါကိုကြားလိုက်ရတော့ဝမ်ဟောက်ရဲ့မျှော်လင့်ချက်တွေတဆစီကြီးမွားသွားတာပေါ့ဒါပေမဲ့တကယ်ပြဿနာကအခုမှစတာပါဝမ်ဟောက်လည်းတက်တိမွေးပြီးအဲ့ဒီအနေအများပုံရတဲ့ကောင်လေးတွေကိုယူချန်ဖေးနဲ့တီးတလားလို့လှမ်းမေးလိုက်တယ်ယူချန်ဖေးကသူ့အကူဖြစ်ကြောင်းနဲ့သူ့မှာအရေးကြီးကိစ္စရှိလို့ပါဆိုပြီးတော့ပေါ့အဲ့ဒီမှာတင်တဆိုင်လုံးဝါလုံးပွဲဟားတိုက်ရေမောကြတော့တာပဲလူတိုင်းကသူ့ကိုဝိုင်းလောင်ကြတာပေါ့ရွှန်ရှောင်းကရေရင်းနဲ့ထူးဆန်းလိုက်တာကွာယူချန်ဖေးကိုဘယ်သူမသိပဲနေမလဲသူကတကြောင်လုံးမှာနာမည်ကြီးတဲ့ဆရာကြီးပဲဥစ္စာကလေးတောင်သူ့နာမည်သိတယ်လို့ပြောလိုက်တယ်လူတိုင်းဝိုင်းရနေတာကိုမြင်တော့ဝမ်ဟောက်ဒေါသထွက်လာပြီးပြီးရင်လည်းတက်တက်ပြောမပြောရင်ငါသွားပြီလို့ပြောတာပေါ့ရွှန်ရှောင်းကသူ့ရဲ့စိတ်ကောက်တာကိုကြည့်ပြီးသဘောကျနေတယ်ပြီးတော့ဘာဖြစ်လို့လဲမင်းကိုတယောက်ယောက်ကရိုက်လိုက်လို့လားလို့မေးတယ်ဝမ်ဟောက်ကလည်းအပြစ်ကင်းကင်းနဲ့ပဲအခုထိတော့အရိုက်မခံရသေးဘူးဒါပေမဲ့နေ့လေကြရင်တော့အပြတ်သက်အရိုက်ခံရတော့မှလို့ပြန်ပြောလိုက်ရောဒါကိုကြားတော့အဲ့ဒီမှာရှိတဲ့ကောင်လေးတွေအကုန်လုံးနောက်တစ်ခါထပ်ပြီးဟားတိုက်ရကြပြန်တယ်ဝမ်ဟောက်ကမြန်မြန်ပြောပေးပါမဟုတ်ရင်သူ့လို့အောင်ပြေးဖို့မလွယ်တော့ဘူးလို့တောင်းမှရှာတယ်သူ့အခြေအနေကိုကြည့်ပြီးမန်လျန်ကတနာသွားတာနဲ့သူ့ကိုယူချန်ဖေးစီခေါ်သွားပေးမယ်လို့ပြောလိုက်တယ်သူတို့နှစ်ယောက်အင်တာနက်ကဖေးထဲကနေထွက်ပြီးလမ်းလျှောက်လာကြတာပေါ့လမ်းမှာမန်လျန်ကဘာတွေဖြစ်ခဲ့လဲလို့မေးတော့ဝမ်ဟောက်ကသူ့အတန်းထဲကလူတွေရှေ့မှာဇူယန်ဆိုတဲ့ကောင်ကိုပြန်ချလိုက်ကြောင်းအဲ့ဒီကောင်တွေကဒီနေ့နေ့လေကြရင်စည်ရင်ရှင်းဖို့အဆောင်ပြင်မှာစောင့်နေကြတော့မှဖြစ်ကြောင်းရှင်းပြတယ်မန်လျန်ကရဲပြီးဒါကကိစ္စအသေးမွှားလေးပဲဒီလောက်ကိစ္စလေးနဲ့ယူချန်ဖေးကိုတွားနောက်ရှက်နေစရာမလိုပါဘူးသူကိုယ်တိုင်ပဲဖြေရှင်းပေးမယ်လို့ပြောလိုက်တယ်ဒါပေမဲ့ဝမ်ဟောက်ကသူ့ကိုလုံးဝမယုံဘူးလေသူနဲ့လည်းတေးချခင်တာမဟုတ်ဘူးလို့ပြောတာပေါ့အဲ့ဒီခါကျမှမန်လျန်ကယူချန်ပေးရဲ့ညီဆိုရင်ငါတို့အားလုံးရဲ့ညီပဲအခုမင်းရဲ့ပြဿနာကငါတို့ပြဿနာပဲမို့လို့ဒီနေ့နေ့လယ်မှာပဲဒီကိစ္စကိုအပြတ်ရှင်းပေးမယ်လို့ရှင်းပြတယ်ဝမ်ဟောက်ကတော့စိတ်ထဲကနေဒီလူတယောက်ထဲနဲ့အဲ့ဒီကောင်တွေအများကြီးကိုဘလို့ရင်ဆိုင်မှလဲလမ်းမှာကူညီပေးမဲ့သူတယောက်ယောက်ကိုလှမ်းခေါ်အောင်မလားလို့တွေးပြီးစိုးရိမ်နေမိတာပေါ့ရုတ်တရက်ဆိုသလိုပဲမန်လျန်ကလမ်းတစ်ဖက်ကကောင်လေးတယောက်ကိုဟိကောင်လာဦးလို့လှမ်းခေါ်လိုက်တယ်ဂျာကင်အဖြူဝတ်ထားတဲ့ကောင်လေးတယောက်ကသူ့တငယ်ချင်းတွေနဲ့တူပြေးလာပြီးမန်လျန်ကိုအကိုကြီးလို့ရိုးရိုးသေးသေးနှုတ်ဆက်တာပေါ့မန်လျန်ကသူ့ကိုကြောင်းပြေးပြီးရှောက်သွားနေရမလားဆိုပြီးစူပူလိုက်တယ်ဒါပေမဲ့အဲ့ဒီကောင်လေးရဲကျွန်းရဲ့အလဲဘက်တွေကမန်လျန်အရှိမတော့ဘာမှသုံးမဝင်ပါဘူး
ရဲကျွန်းကရေမောပြီးသူ့တငယ်ချင်းတွေနဲ့ညစာစားဖို့ပြောနေရင်အတန်းတက်ဖို့အချိန်ကြီးပြီမို့လို့သွားတော့မယ်လို့ပြောတယ်ကွက်တီပဲမန်လျန်ကရှေ့တိုးလိုက်ပြီးအရေးကြီးကိစ္စဆွေးနွေးစရာရှိတယ်လို့ပြောတော့ရဲကျွန်းကလည်းသဘောတူပြီးမန်လျန်အတွက်ဆိုဘာမဆိုလုပ်ပေးဖို့အဆင်သင့်ပဲလို့ပြောတာပေါ့မန်လျန်ကသူ့ရဲ့ညီလေးဝမ်ဟောက်နဲ့မိတ်ဆက်ပေးလိုက်ပြီးသူတို့ကျောင်းကကျောင်းသားတစ်ဖြစ်ကြောင်းပြောပြတယ်ဝမ်ဟောက်ကိုမြင်တော့ရဲကျွန်းကမျက်နှာလေးကရင်းနှီးတယ်လို့ပဲလို့မှတ်ချက်ချတာနဲ့မန်လျန်ကဝမ်ဟောက်တန်းထဲမှာပြဿနာနည်းနည်းရှိလို့ရဲကျွန်းကိုဝိုင်းကြည့်ပေးဖို့ပြောလိုက်တယ်ရဲကျွန်းလည်းဒေါသကြီးနဲ့ငါတို့အကိုကြီးရဲ့ညီကိုဘယ်ကောင်ကလာနောက်ရှက်ရဲတာလဲအဆဆရရအဆုပ်ဆုပ်ပြက်ပြက်ဖြစ်အောင်လုပ်ပြမယ်လို့မေးတော့မန်လျန်ကအဲ့ဒီကောင်ရဲ့နာမည်ကဆူရန်လို့ပြောပြလိုက်တယ်အဲ့ဒီနာမည်ကိုကြားတာနဲ့ရဲကျွန်းရဲ့အတိတ်ကအမှတ်ရမှုတွေပြန်ပေါ်လာတာပေါ့သူကဒီဆူရန်ဆိုတာနိုင်ငံခြားကနေကျောင်းလာတက်တဲ့မန်လျန်တို့အတန်းရဲ့အတန်းကောင်းဆောင်ဆိုတာသိသွားတယ်သူကအေးစစ်စစ်ပဲအဲ့ဒီကောင်ကိုကောင်းကောင်းကြီးပညာပေးလိုက်မယ်လို့ကြေညာလိုက်တာပေါ့မန်လျန်ကဒါကိုကြားတော့သဘောကျသွားပြီးဒီကိစ္စကိုသူ့လက်ထဲအခက်ကဂိမ်းထဲမှာမွန်စတာသွားတက်ရအောင်မှမို့လို့ထွက်သွားဖို့ပြင်တယ်ဒါပေမဲ့ဝမ်ဟောက်ကဖျက်ပြောလိုက်တယ်ဒါကထင်တယ်လို့မလွယ်ဘူးတဲ့မန်လျန်ကဝမ်ဟောက်ကြောက်နေတယ်ထင်ပေမဲ့ဝမ်ဟောက်ကတကယ်ပြဿနာကဆူရန်မဟုတ်ပဲသူ့ဘေးမှာရှိတဲ့လီကျဲဖြစ်ကြောင်းရှင်းပြတယ်ရဲကျွန်းသာဆူရန်ကိုလက်ဖြားနေလို့ရင်လီကျဲကငြိမ်နေမှာမဟုတ်ဘူးလို့ပေါ့မန်လျန်ကလီကျဲအကြောင်းသိမသိတော့လီကျဲကဘယ်သူလဲဘလို့အဆင့်တန်းမျိုးလဲလို့မေးတယ်ရဲကျွန်းကလီကျဲကလည်းဘိုင်ယန်ကပဲဖြစ်ပြီးသူသာပါဝင်ပတ်သက်လာရင်ကိစ္စတွေကတကယ်ကိုရှုပ်ထွေးသွားနိုင်တယ်လို့ရှင်းပြတယ်မန်လျန်လည်းဒေါသထွက်သွားပြီးဒီအလုပ်ကမင်းအတွက်ခက်ခဲနေရင်အခုချက်ချင်းထွက်သွားလိုက်ငါတခြားလူရှာလိုက်မယ်လို့ရဲကျွန်းကိုပြောလိုက်တယ်ရဲကျွန်းကချက်ချင်းနောက်ဆုတ်သွားပြီးလက်အုပ်ချီကဒီအလုပ်ကိုတေချာပေါက်လုပ်ပေးပါမယ်ဘာလို့လဲဆိုတော့ငါလီကျဲနဲ့ဆက်ဆံရေးကောင်းရှိလို့သူသဘောတူမှာပါလို့ပြန်ပြောလိုက်ရတယ်အဲ့ဒီနောက်ရဲကျွန်းကဝမ်ဟောက်နဲ့ဆူရန်ကြားကကိစ္စကဘလောက်အထိပြင်းထန်နေပြီလဲဆိုတာကိုသိကျင်လို့ထပ်မိလိုက်ပါတော့တယ်ဝမ်ဟောက်ကသူဆူရန်ကိုအတန်းထဲကလူတွေအကုန်လုံးရဲ့အရှိမအပြတ်တက်ပြန်ချလိုက်ကြောင်းနဲ့ညနေကျရင်လည်းထက်ချအောင်မယ်လို့ပြောခဲ့မိတဲ့အကြောင်းရှင်းပြလိုက်တာပေါ့ဒါကြောင့်မို့လို့ပဲအဲ့ဒီကောင်တွေအဆောင်မှာသူ့ကိုစောင့်နေကြတာဖြစ်မယ်လို့ပြောပြတော့မန်လျန်ရောရဲကျွန်းပါသဘောကျသွားကြတယ်မန်လျန်ကသူ့ညီအတွက်ဂုံယူနေပြီးရဲကျွန်းကလည်းအခုတော့စိုးရင်စရာမလိုတော့ပါဘူးငါတို့အားလုံးအတူတူအဲ့ဒီကောင်ကိုနောက်တစ်ခါထပ်ပြီးပညာပေးလိုက်ရုံပေါ့လို့ပြောလိုက်တယ်ဝမ်ဟောက်ရဲ့မျက်နှာမှာလည်းဒီလိုအခွင့်အရေးမျိုးကိုပဲစောင့်နေခဲ့တာမို့လို့အပြုံးကြီးတစ်ခုပေါ်လာခဲ့တာပေါ့ပြီးတော့သူတို့အားလုံးလူတွေအပြည့်နဲ့စူညံနေတဲ့ဂိမ်းဆိုင်တွေကိုဝင်လာခဲ့ကြတယ်အဲ့ဒီမှာထိုင်နေတဲ့ကောင်လေးတစ်ယောက်ကယူဂျီဘယ်မှာလဲလို့လှမ်းမေးတော့မန်လျန်ကယူဂျီအိတ်နေတယ်သူ့ကိုသွားနောက်ရှက်ရင်တယောက်ယောက်အသက်အန္တရာယ်ရှိနိုင်တယ်လို့ရှင်းပြတယ်ပြီးတော့ဝမ်ဟောက်ရဲ့ကိစ္စကအဲ့ဒီလောက်ကြီးမပြင်းထန်တာမို့လို့သူကိုယ်တိုင်ပဲအေးဆေးဖြေရှင်းနိုင်တယ်ယူဂျီကိုသွားတိုင်နေစရာမလိုဘူးလို့ထပ်ပြောတာပေါ့အဲ့ဒီကောင်လေးကလည်းအေးလေမင်းတို့အဆင်ပြေတယ်လို့ပဲလုပ်ကြတာပေါ့ဒါပေမဲ့ယူဂျီရဲ့ညီတွေကိုတော့တေချာကယူဆိုင်ပေးဘူးပြဿနာမတက်စေနဲ့လို့ပြောတယ်မန်လျန်ကလည်းစိတ်ချပါလို့ပြောပြီးကောင်တာကလူကိုသူ့တငယ်ချင်းတွေအတွက်ဆက်ဖွင့်ပေးဖို့ပြောလိုက်တာပေါ့ကွက်တီပဲအဲ့ဒီအချိန်မှာထိုင်နေတဲ့ကောင်လေးတစ်ယောက်ကဂိမ်းထဲမှာအစွမ်းထက်တဲ့လက်နက်တစ်ခုရသွားလို့ဆိုပြီးဝမ်တာအားရနဲ့အော်ဟစ်တော့တာပဲလူတိုင်းကကွန်ပျူတာစခရင်တွေကိုပဲစိုက်ကြည့်နေကြတယ်ဝမ်ဟောက်လည်းနှက်ချက်တက်ပြီးဂိမ်းကစားတာတဲ့စိတ်နဲ့ထားပေမဲ့သူ့ကောင်းထဲမှာတော့အဲ့ဒီအတွေးတွေကပဲလေပတ်နေတော့မဲ့တစ်ဖက်ကလည်းညနေခင်းကိုညံ့ရောက်ချင်နေမိတယ်လို့နောက်တစ်ဖက်မှာတော့ထူးဆန်းတဲ့ကနာမငြိမ်မှုကိုခံစားနေရတာပေါ့ဂိမ်းဆိုင်တွေကအခြေအနေကတော့တကယ်ကိုအရှိန်တက်နေပြီးလူတိုင်းကတခြားကဘာတစ်ခုတည်းရောက်နေကြတယ်လို့ပဲအဲ့ဒီအချိန်မှာပဲနာယီကတဲ့12နာရီထိုးသွားတာနဲ့ဝမ်ဟောက်လည်းမန်လျန်ကိုချက်ချင်းအချက်ပြလိုက်တယ်မန်လျန်က12နာရီထိုးပြီးဆိုတာမြင်တော့ရဲကျွန်းကိုလှမ်းခေါ်ပြီးဝမ်ဟောက်ရဲ့ကိစ္စကိုမြင်မြန်သွားရှင်းဖို့တိုက်တွန်းပါလေရောဒါပေမဲ့ရဲကျွန်းကတော့အေးအေးဆေးဆေးပဲနှစ်ချက်ကိုချုပ်ပြီးဘာတွေလောနေတာလဲကွာဂိမ်းထဲကမွန်စတာကိုအရင်တက်ပြရစီဦးလို့ပြောတယ်ပြီးတော့သူကကျောင်းကအခုမှစင်းခါစားပဲရှိသေးတာဇူရန်နဲ့သူ့လူတွေအရင်ဆုံးနေ့လည်စာသွားစားကြမှာဖြစ်လို့အဆောင်ကိုပြန်ရောက်ဖို့အနည်းဆုံးနိုင်ဝက်လောက်လိုသေးတယ်လို့ရှင်းပြတယ်ဒါကိုကြားတော့မှမန်လျန်လည်းစိတ်နဲ့အေးသွားတာပေါ့အဲ့ဒီအချိန်မှာပဲဘေးနားမှာထိုင်နေတဲ့ဒေါသတကြီးနဲ့ကောင်လေးတစ်ယောက်ကထမင်းစားချိန်ရောက်ပြီမို့လို့တယောက်ရောက်သွားမှပေးဖို့ပြောတယ်ကောင်လေးတစ်ယောက်ကထမင်းသွားဝယ်ဖို့ချက်ချင်းထွက်သွားတော့မန်လျန်ကသူ့တငယ်ချင်းတွေအားလုံးအတွက်ပါတခါတည်းဝယ်လာခဲ့ဖို့မှလိုက်တယ်ဝမ်ဟောက်ကဒါတွေကိုကြည့်ပြီးရင်ထဲမှာတကယ်ကိုဝမ်းသာနေမိတာပေါ့ဒီလူတွေကတကယ်ကိုကျင်နာတက်ကြတာပဲငါ့ကိုကူညီပေးုံနဲ့မကဘူးထမင်းပါကြွေးကြသေးတယ်လို့တွေးမိရင်းနဲ့ပေါ့သူချက်ချင်းပဲသူ့နေရာကနေထားပြီးအပြင်ကိုထွက်လာခဲ့တယ်အပြင်ရောက်တော့ဘေးနားကဆိုင်မှာအေးတွေနဲ့ secret တွေသွားဝယ်ပြီးဂိမ်းဆိုင်နဲ့ပြန်ဝင်လာခဲ့တာပေါ့သူပြန်ရောက်တော့မန်လျန်နဲ့တခြားတငယ်ချင်းတွေကိုအေးတွေလိုက်ဝေပေးလိုက်တယ်မကြခင်မှာပဲသူတို့မှာထားတဲ့ထမင်းတွေရောက်လာပြီးအားလုံးတူတူထိုင်စားကြတာပေါ့ထမင်းစားနေရင်တောင်သူတို့ရဲ့အာယုံကဂိမ်းစီမှာပဲရှိနေပြီးအခြေအနေကတော်တော်လေးကိုပေါ့ပေါ့ပါရှိနေခဲ့တယ်စားတော့ပြီးတော့ဝမ်ဟောက်လည်း secret တလိမ့်ညှိလိုက်ရင်အတွေးနဲ့နေမိတယ်အဲ့ဒီအချိန်မှာရဲကျွန်းကသူ့စီလာပြီးသွားဖို့အချိန်တန်ပြီလို့ပြောတာနဲ့ဝမ်ဟောက်လည်းချက်ချင်းအစင်သင့်ပြင်လိုက်တော့တာပေါ့မန်လျန်ကသူတို့ကိုပြုံးပြပြီးဒီတာဝန်ကြီးအောင်မြင်ပါစေကြောင်းဆုတောင်းပေးတယ်ရဲကျွန်းကလည်းမန်လျန်ကိုစိတ်မပူဖို့နဲ့ဒီကိစ္စကိုအေးဆေးဖြေရှင်းပေးခဲ့မယ်လို့ယုံကြည်ချက်ရှိရှိပြောလိုက်တာပေါ့ဝမ်ဟောက်ကမန်လျန်လိုက်မလာဘူးလားလို့မေးတော့မန်လျန်ကရဲပြီးညင်းလိုက်တယ်သူတို့ကအကုန်လုံးချန်ကန်ထက်တန်းကြောင်းကဖြစ်ပြီးသူကတော့တက်မွေးဝမ်းကြောင်းသားမို့လို့အဲ့ဒီကိုလိုက်သွားရင်ပုံစံမကျမှာဆိုလို့တဲ့အဆောင်ကိုရောက်တော့ရဲကျွန်းကအတန်းထဲကနေထွက်လာပြီးမင်းအထဲကိုအရင်ဝင်နဲ့ငါတန့်စင်ကန်ခဏသွားလိုက်အောင်မယ်လို့ပြောတယ်ဝမ်ဟောက်သူ့ရဲ့အဆောင်ခန်းတကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့အထဲကမြင်ကွင်းကြောင့်စွန့်သွားခဲ့ရတယ်ကောင်လေးချို့ကအထဲမှာထိုင်ပြီးဖဲကစားနေကြတာပေါ့အဲ့ဒီထဲကတယောက်ကမင်းပြန်လာပြီးကိုလို့လန့်ပြောတယ်ဝမ်ဟောက်ကကောင်လေးတယောက်သူ့ရဲ့ညစ်ပတ်နေတဲ့ဖက်နှက်တွေကိုသူ့ကတင်ပေါ်တက်တက်တင်ထားတာကိုမြင်လိုက်ရတာဝမ်ဟောက်စိတ်ထဲကနေဒါငါ့ကုတင်ပဲဥစ္စာလို့တွေးနေတော့ကတင်ပေါ်မှာထိုင်နေတဲ့ကောင်ကစီဂရက်ကိုမင်းကြီးလိုက်ပြီးမောက်မောက်မာမာနဲ့ဝေးမင်းကုတင်ကတကယ်အဲ့လိုကောင်းတာပဲဟာမင်းတကယ်ကြီးပြန်လာလိမ့်မယ်လို့ငါမထင်ထားဘူးလို့ပြောလိုက်တယ်ပြီးတော့မင်းကြောက်ပြီးဒေါင်ကွယ်မျိုးကိုပြန်ပြေးပြီးထင်နေတာလို့ပြောလိုက်တာနဲ့တခြားကောင်တွေအကုန်လုံးကဝလုံးခွဲဟားတိုက်ရင်မောကြတော့တာပဲဝမ်ဟောက်လည်းရှိကိုတလန်တိုးလိုက်ပြီးလက်သီးကိုချစ်ပါအောင်ဆုပ်ထားရင်းစုရန်ငါတို့ကမြို့တူတူပဲလေကွာလို့ပြောလိုက်ပါတော့တယ်အဲ့ဒါဆိုရင်နင်ကငါ့ကိုဒီလိုမျိုးတရားဆက်လိုက်နှောက်ရှက်နေတာကြတော့ရောတရားသလားဇူရန်ကစီဂရက်အငွေ့တွေကိုမှုတ်ထုတ်လိုက်ပြီးမြို့တူတူဖြစ်တော့ဘာဖြစ်လဲကွာမင်းကိုလောင်ရတာငါကသဘောကျလို့ဟာပါလဲမင်းကဘာလုပ်ချင်လို့လဲဘာကိုစိုက်ကြည့်နေတာလဲညနေကျရင်ငါ့ကိုပြန်ချမယ်ဆိုအခုငါဒီမှာရှိနေပြီလေတတိရှိရင်လာထိုးစမ်းပါလို့ပြန်ပြောတာပေါ့ဇူရန်ရဲ့ရော်ရိုင်းဆိုင်မှုကိုမြင်တော့ဝမ်ဟောက်လည်းစိတ်မရှိနိုင်တော့ပဲသူ့ရဲ့ဘာကိုလက်ဝါးနဲ့ဖျက်ရိုက်လိုက်တော့တယ်ပါရိုက်ခံလိုက်ရတာနဲ့တပြိုင်နက်ဇူရန်မျက်လုံးတွေဒေါသကြောင့်နီးရဲလာပြီးမင်းကငါ့ကိုလက်ပါရဲတယ်ပေါ့လို့အော်ဟစ်လိုက်တာနဲ့တခြားကောင်တွေလည်းလှည့်ကြည့်လာကြတယ်ကွက်တီပဲ
အဲ့ဒီချိန်မှာရဲကျွန်းအခန်းထဲကိုပြေးဝင်လာပြီးဘာတွေဖြစ်နေတာလဲလို့မေးရင်ဘာမှစဉ်းစားမနေပဲဇူရန်ရဲ့ပိုက်ကိုခြေထောက်နဲ့ခပ်ပြင်းပြင်းကန်ထည့်လိုက်လို့ဇူရန်လည်းအနောက်ကခုံပေါ်ကိုလွှင့်စင်ကျသွားတော့တယ်ရဲကျွန်းကရှေ့ကိုအရှိန်နဲ့တိုးသွားပြီးဇူရန်ရဲ့ကော်လာကိုဆွဲကင်ကမင်းကငါညီကိုဘာလို့လက်ပါရဲတာလဲမင်းအသက်ကိုမနှံ့မြော်ဘူးလားလို့ဒေါသတကြီးဟိန်းဟောက်လိုက်တာပေါ့ရဲကျွန်းရဲ့ကြောက်စရာကောင်းတဲ့ဒေါသမျက်နှာကိုမြင်တော့အခန်းထဲကတခြားကောင်တွေလည်းလမ်းဖြတ်ကုန်ကြတယ်အဲ့ဒီမှာရက်နေတဲ့လီကျဲဆိုတဲ့ကောင်ကရှေ့တိုးလာပြီးရဲကျွန်းရဲ့လက်ကိုဖမ်းကင်ကရဲကျွန်းမင်းသူ့ကိုကောင်းကောင်းတီးလို့လားလို့မေးတယ်လီကျဲဒါကတတ်မဲ့အနိုင်ကျင့်နေတာကွာသူကငါညီရဲ့ကိုတင်ကိုခြေထောက်နဲ့နင်းထားတာလို့ရဲကျွန်းကပြန်ပြောတော့လီကျဲကဒါပေမဲ့ဝမ်ဟောက်ကအရင်စတာလေးသူကဇူရန်ကိုအတန်းထဲမှာရိုက်ခဲ့တာလို့ပြန်ဖြေတယ်ရဲကျွန်းကဖြတ်ပြောပြီးဇူရန်ကသူ့ကောင်းပေါ်ကိုကြက်ရိုးတွေနဲ့အရင်ပေါက်ခဲ့တာမဟုတ်လားဒီလိုကိစ္စမျိုးကိုဘသူကတီးခံနိုင်မှာလဲငါသာဆိုရင်ဇူရန်ကောင်းကိုဖျက်ပစ်လိုက်ပြီးဝမ်ဟောက်ကရိုးသားလုံးလို့ပါတစ်ချက်ရိုက်ယုံနဲ့လွှတ်ပေးလိုက်တာလို့ပြန်ပတ်လိုက်တာပေါ့လီကျဲကအခြေအနေကိုထိန်းဖို့စူးစမ်းရင်ဘာပဲဖြစ်ဖြစ်လူထိခိုက်အောင်လုပ်တာမှားတယ်ဝမ်ဟောက်မှာတာဝန်ရှိတယ်လို့ပြောတော့ရဲကျွန်းကဒေါသတကြီးနဲ့မင်းကဘလို့ဖြေမျိုးလိုချင်လို့လဲဝမ်ဟောက်ကအေးဆေးနေတတ်တဲ့ကောင်ကိုမင်းတို့ကနေတိုင်းလိုက်နှောက်ယှက်နေတာမင်းတို့ကဒါကိုပြောနေတာလားလို့မေးတယ်လီကျဲကငါတို့ကဘယ်တော့မှသူ့ကိုနှောက်ယှက်လို့လဲဇူရန်ကစနောက်တာကိုသူကယူသွားတာလေလို့ပြောတော့ရဲကျွန်းကသူ့ကိုလက်ညှိုးထိုးပြီးဝါထားတဲ့အယိုးတွေကိုသူများကောင်းပေါ်ပြစ်ပေါက်တာကစတာလားလီကျဲငါတို့တူတူနေလာတာကြာပြီပဲခလေးကလာစကားတွေလာမပြောနဲ့လို့ပြန်ပြောလိုက်တယ်လီကျဲလဲစိတ်နဲ့လျော့သွားပြီးကဲပါမင်းဇူရန်ကိုအရင်လွတ်လိုက်ဦးကိစ္စတွေကဒီအဆင့်ထိရောက်လာပြီပဲငါမျက်နှာကိုထောက်ပြီးနှစ်ယောက်လုံးတလန်းစီနောက်ဆုတ်ကြရအောင်ဒီကိစ္စကိုဒီမှာတင်မဲ့ဖျက်လိုက်ကြရအောင်မင်းဘလို့ထင်လဲလို့ကန့်လန့်လိုက်တယ်အဲ့ဒီချိန်မှာပဲဇူရန်ကစကားဖြတ်ပြောပြီးရဲကျွန်းကိုမင်းဘလောက်လိုချင်လဲပတ်စံဘလောက်လဲလို့မေးပါလေရောရဲကျွန်းလဲအံ့ဩသွားပြီးဘာပတ်စံလဲလို့မေးတော့လီကျဲလဲအံ့ဩသွားတာပေါ့ဇူရန်ကဝမ်ဟောက်ဒီဘက်လာဆန်သူမင်းကိုပတ်စံဘလောက်ပေးထားလဲပြောငါကအဲ့ဒီပမာဏရဲ့နှစ်ဆပေးဖို့အဆင်သင့်ပဲလို့ပြောလိုက်တာနဲ့ရဲကျွန်းရဲ့ဒေါသကကောင်းကင်ပုံတတမအဆင့်ထိတက်သွားတော့တာပဲသူကဇူရန်ကိုပါနောက်တစ်ချက်ထက်ရိုက်လိုက်ပြီးမင်းပတ်စံတွေကိုအဝေးကြီးသွားလွင့်ပစ်လိုက်ဆန်မင်းငါကိုဘလို့လူထင်နေလဲဝမ်ဟောက်ကငါညီကွာမင်းသဘောပေါက်လားငါညီမင်းမှာပတ်စံနည်းနည်းရှိုံနဲ့အရာအလုံးကိုဝယ်လို့ရမယ်ထင်နေတာလားကြည့်ရတာမင်းလီကျဲကိုပါပတ်စံနဲ့မြှူဆွဲပြီးမင်းရဲ့အမီးလုတ်ခွေးဖြစ်အောင်လုပ်ထားတာထင်တယ်မင်းသူ့ကိုဘေးမှာထားဖို့ပတ်စံဘလောက်ပေးထားလဲပြောစမ်းလို့အော်ဟစ်လိုက်တော့တယ်လီကျဲကကြားဖြတ်ပြီးရဲကျွန်းရဲ့လက်ကိုတားလိုက်ကတော်တော်ရဲကျွန်းငါမင်းကိုလေးစားမှုအပြစ်ပေးခဲ့ပြီးဒါပေမဲ့မင်းကအတော်မတက်ဘူးဖြစ်နေပြီးဝမ်ဟောက်ကမင်းညီဆိုရင်ဇူရန်ကလည်းငါညီပဲမင်းသူ့ကိုဒီလိုမျိုးလာလိုက်တာလုံးဝမတရားဘူးဒီကိစ္စကိုဘလို့ဖြေရှင်းမလဲဆိုတာငါတို့ထိုင်ပြီးတေချာဆွေးနွေးတာပိုကောင်းလိမ့်မယ်နေတိုင်းဒီလိုပြဿနာခင်းနေတာမဟုတ်သေးဘူးငါပြောတာမှန်တယ်မလားလို့ပြောတယ်ရဲကျွန်းကငါလည်းအဲ့ဒီအတိုင်းပြောမလို့ပဲဒါပေမဲ့မင်းရဲ့ဒီညီကပတ်စံအကြောင်းအရင်လာပြောတာလေငါ့ကိုပတ်စံနဲ့ဝယ်လို့ရတဲ့လူလို့ထင်နေတာလားလို့ဆိုတော့လီကျဲကပြုံးပြီးကဲပါအဲ့ဒါတွေကိုထားလိုက်ပါတော့ငါတို့အားလုံးကတန်းတဲသားတွေပဲနေတိုင်းညနေချင်းဆိုင်နေကြရမှာငါပြောတာကိုနားထောင်မယ်ဆိုရင်ဝမ်ဟောက်ကဇူရန်ကိုတောင်းပန်လိုက်ပြီးရင်ငါတို့အားလုံးတူတူညစာသွားစားကြမယ်အဲ့ဒါဆိုဒီကိစ္စကပြီးသွားလိမ့်မယ်လို့ပြောလိုက်တယ်ဒါပေမဲ့ရဲကျွန်းကပြက်ပြက်တသားပဲညင်းလိုက်တယ်ဒီကိစ္စမှာဝမ်ဟောက်မှာဘာအပြစ်မှမရှိဘူးငါသူ့ဘက်ကနေအဆုံးထိမတ်တက်ရက်ပေးမှာတောင်းပန်ဖို့ရောတူတူထမင်းစားဖို့ရောဆိုတာလုံးဝမဖြစ်နိုင်ဘူးတဲ့လီကျဲကဇူရန်ကိုကြည့်ပြီးကဲအခုမင်းဘာလုပ်ချင်လဲပြောလို့မေးတော့ဇူရန်ကဒေါသတာကြီးနဲ့ငါဝမ်ဟောက်ရဲ့ခွင့်လွှတ်မှုကိုလည်းမလိုချင်ဘူးသူကျွေးတဲ့ထမင်းလည်းမစားချင်ဘူးငါသူနဲ့တယောက်ချင်းပဲရှင်ချင်တယ်လို့ပြန်ဖြေတယ်လီကျဲကလည်းအဲ့ဒါလည်းတရားတာပဲအဲ့ဒါဆိုငါတို့နှစ်ယောက်လုံးဒီကိစ္စတွေဝင်မပါပဲသူတို့နှစ်ယောက်ချင်းပဲသူတို့ရဲ့ကွဲလွဲမှုတွေကိုဖြေရှင်းပါစေလားလို့ပြောလိုက်တဲ့အချိန်မှာပဲဝမ်ဟောက်ကရှေ့ကိုတလန်းတိုးထွက်လာခဲ့ပါတော့တယ်ဝမ်ဟောက်ကဝက်ဝံတကောင်လိုထွားချိုင်းတန်မာလာတဲ့ဇူရန်ကိုစိုက်ကြည့်လိုက်တယ်ရဲကျွန်းကတော့ဒေါသတကြီးနဲ့မင်းကဝက်ဝံနဲ့တူပြီးတော့ဝမ်ဟောက်တယောက်တည်းကိုရှင်ကျင်တာရှက်ဖို့မကောင်းဘူးလားမင်းမှာတတိရှိရင်ငါ့ကိုလာချစမ်းဒီနေ့မင်းကိုငါအသက်ရှင်လျက်မထားဘူးလို့အော်ဟစ်ပါလေရောဇူရန်ကမင်းနဲ့ငါမချဘူးဝမ်ဟောက်နဲ့ပဲချမယ်သူကတတိမရှိလို့နောက်ဆုံးမယ်ဆိုရင်တော့တမျိုးပေါ်လို့ပြန်ပြောလိုက်တယ်ဝမ်ဟောက်အသက်ကိုပြင်းပြင်းရှူလိုက်ပြီးငါသဘောတူတယ်လို့ပြောလိုက်တာပေါ့အတိတ်တုန်းကသူဟာအားနွေလုံးလို့အမြဲတမ်းနှိမ့်ဆက်ညှဉ်းပန်းခံခဲ့ရတာကိုသူကောင်းကောင်းသိတယ်သူတကယ်ပဲတမလာခြင်းနဲ့ဆိုရင်ဒီလိုအင်အားကြီးတဲ့ရန်သူကိုမကြောက်မရွံ့ရင်ဆိုင်ရဲတဲ့တတိကိုပြသရမယ်ဒီခြေလမ်းကိုသူတေချာပေါက်လန်းရမယ်လေရဲကျွန်းကစိုးရိမ်ကြီးနဲ့သူ့ပခုံးကိုကိုင်ပြီးဝမ်ဟောက်မင်းသူနဲ့တယောက်ချင်းချစရာမလိုပါဘူးကွာလို့ဒါပေမဲ့ဝမ်ဟောက်ကပြုံးပြီးသူ့လက်ကိုဖဲလိုက်ကကျွန်တော်ကိုသူ့ဟာသူတယောက်တည်းရင်ဆိုင်ခွင့်ပြုပါလို့ဆိုလိုက်တယ်။ကောင်လေးနှစ်ယောက်ဟာအခန်းလယ်မှာမျက်နှာချင်းဆိုင်မတက်ရက်လိုက်ကြပြီးတခြားလူတွေအကုန်လုံးအနောက်ကိုဆုတ်ပေးလိုက်ကြတယ်ရဲကျွန်းကရှေ့ထွက်လာပြီးစီကန်းချက်တွေကိုတတ်မှတ်ပေးတာပေါ့စီကန်းချက်နံပါတ်1စပင်းမဆွဲရစီကန်းချက်နံပါတ်2မျက်နှာကိုမကုတ်ရစီကန်းချက်နံပါတ်3မောင်ပိုင်စီးတဲ့နေရာအတန်ကိုမကန်ရသဘောပေါက်လားဇူရန်ကသူ့လက်ချောင်းတွေကိုတစ်ချက်ချောက်လိုက်ပြီးအစင်သစ်ပြင်လိုက်တယ်ရဲကျွန်းကအဲ့ဒါဆိုစားကြဆိုလို့အချက်ပေးလိုက်တာနဲ့ဝမ်ဟောက်လည်းသူ့မှာရှိတဲ့အားအင်ကုန်လုံးကိုတုံးပြီးဇူရန်စီပထမဆုံးလက်သီးတစ်ချက်လှမ်းထိုးလိုက်တော့တာပဲဒါပေမဲ့ဝမ်ဟောက်ကကျမ်းပြင်ပေါ်လဲကျသွားပြီးဇူရန်ကသူ့ပေါ်ကနေတရားဆက်လက်သီးတွေကျွေးတော့တာပေါ့ဝမ်ဟောက်ကဇူရန်ခြေထောက်ကိုဖမ်းကင်ပြီးတားဖို့ကြိုးစားပေမဲ့ဇူရန်ကတော့ဒေါသတကြီးနဲ့စက်တိုက်ထိုးနှက်နေလုံးပဲဝမ်ဟောက်နာကျင်လုံးလို့အော်ဟစ်နေရပေမဲ့သူ့မျက်လုံးထဲမှာတော့ထူးဆန်းတဲ့မိတောက်တစ်ခုတောက်လောင်နေခဲ့တယ်သူဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်အရှုံးမပေးဘူးလို့ဆုံးဖြတ်ထားပြီးသားလေရုတ်တရက်ဆိုသလိုဝမ်ဟောက်ကသူ့ရဲ့အားအင်အားလုံးကိုစူးစီးပြီးဇူရန်ကိုကျမ်းပြင်ပေါ်လွှဲချလိုက်တော့တယ်အခုတော့သူ့အလက်ရောက်လာပြီးပေါ့ဝမ်ဟောက်ကဇူရန်မျက်နှာကိုတွေးချင်းချင်းညီသွားတဲ့အထိလက်သီးတွေမနာတမ်းမိုးရွာသလိုဝိုင်းချတော့တာပဲဒီခိုက်တန်းကသူ့အတွက်တကယ်ကိုအတိတ်ပဲရှိလာပါတယ်သူဟာဒီလိုခွင့်ရင်းမျိုးရဖို့အတွက်နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရတာကိုသူ့ရဲ့ဒေါသတွေကိုအကုန်ပုံချပြီးတဲ့နောက်ဝမ်ဟောက်လည်းကျမ်းပြင်ပေါ်ကိုပြစ်လဲကျသွားခဲ့ရတယ်တရားအားလုံးနောက်ဆုံးတော့ပြီးဆုံးသွားပြီလို့သူထင်လိုက်တာပေါ့ဒါပေမဲ့တကယ်ဇလန်ကအခုမှစတာပါဇူရန်ရဲ့တငယ်ချင်းတွေကဒါကိုလုံးဝကြည့်မနေနိုင်တော့ပဲဒေါသတကြီးနဲ့ရှေ့ကိုပြေးဝင်လာကြတယ်ရဲကျွန်းကသူတို့အရှိမပိတ်ရက်လိုက်ပြီးမင်းတို့ဇူရန်ရိုက်ခံနေရတော့ကဘာလို့ငါတို့ကိုတားခဲ့တာလဲလို့ဇူရန်တငယ်ချင်းကဒေါသတကြီးမေးတာပေါ့ရဲကျွန်းကပြုံးပြီးမင်းတို့ချချင်ရင်ငါနဲ့အကုန်လုံးတူတူချလို့ရတယ်ဒါပေမဲ့မင်းတို့တွေဝမ်ဟောက်ကိုတော့လက်ဖျားနဲ့တောင်တို့ရဲတဲ့တတိမရှိပါဘူးဘာလို့လဲဆိုတော့သူကမန်လျန်ရဲ့ညီမို့လို့ပဲလို့ပြောလိုက်တာနဲ့တခန်းလုံးတိတ်ဆိတ်ငြိမ်သက်သွားတော့တယ်မန်လျန်ဆိုတဲ့နာမည်ကဒီအခန်းထဲကဘယ်သူမှရန်စားဖို့စိတ်တောင်မကူးရဲတဲ့နာမည်တစ်ခုလေဇူရန်တငယ်ချင်းတွေလည်းကြောက်လန့်တုန်ရင်ကုန်ကြတော့တယ်ဒီနေ့သာသူတို့တစ်ခုခုလှုပ်လိုက်ရင်ဒီနေရာကနေကောင်းကောင်းမွန်မွန်ပြန်ထွက်သွားနိုင်မှာမဟုတ်ဘူးဆိုတာသူတို့သဘောပေါက်သွားကြတာပေါ့
ဒါနဲ့သူတို့ကဇူရန်ကိုငြိမ်ငြိမ်လေးအရှုံးပေးလိုက်ဖို့ချက်ချင်းပဲဖြောင်းဖြကြတော့တယ်စောစောလေးတင်ဆရာကြီးလုပ်နေတဲ့တနာစရာဇူရန်ဟာအခုတော့ကြောက်လန့်တုန်ရင်နေရှာပြီသူကအားကိုးရမဲစွာနဲ့ဝမ်ဟောက်ရှိမှဥညွတ်ပြီးခွင့်လို့ဖို့တောင်းပန်ရှာတယ်ပြီးတော့ဒီကိစ္စကိုဒီမှာတင်မဲဖျက်လိုက်ဖို့နဲ့နောက်တစ်ခါဘယ်တော့မှဒီလိုမျိုးမလုပ်ရတော့ပါဘူးလို့ဝမ်ဟောက်ကိုပြောတာပေါ့ဝမ်ဟောက်ကတော့သူ့ရဲ့အတိတ်တွေကိုပြန်တွေးမိနေခဲ့တယ်ဇူရန်ကလူတွေအကုန်လုံးရဲ့အရှိမသူ့ကောင်းပေါ်အစားအသောက်တွေပြစ်ပေါက်ပြီးဘလို့တောင်အဆက်ခွဲခဲ့လဲသူ့ကိုကျမ်းပြင်ပေါ်မှာဒူးထောက်ခိုင်းဖို့ဘလို့တောင်ဖိအားပေးခဲ့လဲဆိုတာတွေကိုပေါ့လွန်ခဲ့တဲ့3နှစ်လုံးခံခဲ့ရတဲ့ဒီအဆက်ကွဲမှုတွေကိုဒီလိုအလွယ်တကူတောင်းပန်စကားတစ်ခုနဲ့သူဘလို့လုံးမေးပြနိုင်မှာလဲသူ့မျက်လုံးထဲမှာမျက်ရည်တွေပြန်ဝဲလာပြန်တယ်ဒါပေမဲ့ဒီတစ်ခါတော့နာကျင်လို့ကြတဲ့မျက်ရည်တွေမဟုတ်ပဲကလဲစားချင်နိုင်လို့ကြလာတဲ့မျက်ရည်တွေဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ဝမ်ဟောက်ကအဲ့ဒီမှာရှိတဲ့လူတိုင်းကိုအံ့အားမြင်သက်သွားစေမဲ့အရာတစ်ခုကိုလှုပ်လိုက်ပါတော့တယ်ဝမ်ဟောက်ကမင်းတို့ချချင်သေးရင်လည်းထက်ချလို့ရတယ်လို့ပြောလိုက်တယ်ပြီးတော့စက်သားလုံးအကြီးကြီးတုံးကိုထုတ်လိုက်ပြီးတစ်ချိန်ကဇူရန်သူ့ပေါ်လှုပ်ခဲ့တဲ့အတိုင်းအတိအကျပြန်လှုပ်ပြလိုက်တာပေါ့သူကအနှစ်တွေရွှဲနေတဲ့စက်သားလုံးကိုဇူရန်ရဲ့ခေါင်းပေါ်တင်လိုက်တော့အနှစ်တွေကဇူရန်မျက်နှာတစ်လျှောက်စီးကျလာခဲ့တယ်ဇူရန်ကတော့စကားပင်မဟနိုင်တော့ပဲအတန်တိတ်ပြီးဒီအဆက်ကွဲမှုကိုငြိမ်ခံနေရရှာတယ်ဝမ်ဟောက်ကသူ့နားကိုတိုးသွားပြီးတောင်းပန်ယုံနဲ့တင်ပြီးသွားမယ်ထင်နေတာလားမင်းကကိုဒူးတစ်ခါထပ်ထောက်ဖို့လိုသေးတယ်လို့တိုးတိုးလေးပြောလိုက်တယ်ဇူရန်နဲ့သူ့တငယ်ချင်းတွေရဲ့မာနတွေကတော့အခုချိန်မှာတဆစီကြေမွားသွားခဲ့ပါပြီဝမ်ဟောက်ကသူတို့အားလုံးကိုအပြင်းထွက်သွားကြဖို့အတန်ပြက်နဲ့အမိန့်ပေးလိုက်တာကြောင့်ဘာစကားမှမပြောဘဲတိတ်တိတ်ဆိတ်ဆိတ်နဲ့အခန်းထဲကနေထွက်သွားကြတော့တယ်အဲ့ဒီနောက်ဝမ်ဟောက်ကပြင်းပေါက်နာကိုသွားပြီးအပြင်မှာရက်ကြည့်နေကြတဲ့တခြားကျောင်းသားတွေကိုလှမ်းကြည့်ကခက်ပြုံးပြုံးလေးနဲ့စိုးရိမ်ပဲဗျာခင်ဗျားတို့ကိုပြဆက်ကောင်းကောင်းမပြလိုက်ရဘူးလို့ပြောလိုက်တယ်သူ့မျက်နှာပေါ်ကတည်ငြိမ်မှုတွေကတော့အရင်ကကြောက်တတ်တဲ့ဝမ်ဟောက်အဟောင်းကြီးတေဆုံးသွားခဲ့ပြီဆိုတာကိုအထင်ရှားပြသနေပါတော့တယ်ဒါပေမဲ့ဒီဝမ်ဟောက်အသစ်ဆက်ဆက်ကသူ့ဘဝထဲကိုဘယ်လိုမုန်တိုင်းအသစ်တွေထပ်တယ်လာအောင်မလဲအဆောင်ကန်းတွေကကောင်လေးတွေကတော့တုံးလုံးချောက်ချနေကြပြီးသူတို့ကကိစ္စတွေကိုပိုကြည့်အောင်လုပ်ဖို့ရည်ရွယ်ချက်မရှိပါဘူးအေးအေးဆေးဆေးဖြစ်သွားအောင်ဝိုင်းထိန်ပေးကြတာပါလို့စင်ကြေပေးကြတာပေါ့ဒါပေမဲ့ဝမ်ဟောက်ကတော့တည်ငြိမ်စွာနဲ့ပဲငါသွားတော့မယ်မင်းတို့ဒီမှာပဲနေခဲ့မလားလို့မေးလိုက်တယ်ဒါကိုကြားတော့ចောင်းသားတွေအကုန်လုံးနှင်းသက်သွားကြတာပေါ့ဝမ်ဟောက်ကပြုံးပြီးမင်းတို့ကငါ့ကိုဦးကြောင်ကြောင်ထင်နေတာလားငါမင်းတို့ကိုမတားတော့ဘူးငါသွားစရာရှိလို့ပြောပြီးယုံကြည်ချက်အပြည့်နဲ့အခန်းထဲကနေထွက်လာခဲ့တယ်အဆောင်စင်ကြံလန်အတိုင်းသူဖျက်လျှောက်သွားတဲ့အချိန်အခန်းတိုင်းကចောင်းသားတွေကသူ့ကိုချောင်းကြည့်နေကြတာပေါ့ဝမ်ဟောက်ရဲ့အရင်ကတွေးကြောင်တက်တဲ့ပုံစံဟောင်းကြီးကတော့ဒီနေ့မှလုံးဝပျောက်ကွယ်သွားခဲ့ပါပြီသူအပြင်လဲထွက်လာရောရဲကျွန်းကသူ့စီပြေးလာပြီးဘလို့လဲကလဲစားချီလိုက်ရတာအရသာရှိရလားလို့လှမ်းမေးတယ်ဝမ်ဟောက်ကလည်းမင်းကငါ့ကိုစိတ်တဘောထားသေးတဲ့လူမိုက်တယောက်ထင်နေတာလားလို့ပြန်မေးတာပေါ့ရဲကျွန်းကရေမောပြီးလုံးဝမဟုတ်ပါဘူးကွာကလဲစားချီတာမှန်တယ်မင်းခံခဲ့ရတဲ့လောက်သူတို့ပြန်ရတင်တာပေါ့လို့ပြောတယ်ဝမ်ဟောက်ကတက်ပြင်းချရင်ဒါပေမဲ့ငါတမျိုးကြီးခံစားရတယ်ကွာလူမိုက်ဆိုတဲ့စကားလုံးကငါကောင်းတဲ့တစ်ခါမှမရှိခဲ့ဘူးလို့ဆိုလိုက်တယ်သူတို့နှစ်ယောက်ကျောင်းဝင်းထဲကနေထွက်ပြီးအင်တာနက်ကဖေးစီတန်းသွားခဲ့ကြတယ်အထက်ကအခြေအနေကတော့တကယ့်ကိုအရှိန်တက်နေတာပေါ့မန်လျန်ကသူ့ရဲ့ဂိမ်းခုံမှာထိုင်ပြီးဂိမ်းကိုပဲအာယုံစိုက်ဆုံနေတာဝမ်ဟောက်အထဲဝင်လာတာနဲ့မန်လျန်ကဝမ်ဟောက်ရဲ့မျက်နှာပေါ်ကဒဏ်ရာကြီးကြီးကိုချက်ချင်းသတိထားမိသွားတယ်သူကဒေါသကြီးနဲ့ထလာပြီးရဲကျွန်းရဲ့ကော်လာကိုဆွဲကင်ကဒါကဘာဖြစ်တာလဲဝမ်ဟောက်ဘလို့ဖြစ်လို့ဒဏ်ရာရလာတာလဲငါမင်းကိုတေချာဆောက်ရှောက်ဖို့ပြောထားတယ်မဟုတ်လားလို့အော်ဟစ်ပါလေရောရဲကျွန်းလည်းပြပြတလဲနဲ့ကျွန်တော်အပြစ်မဟုတ်ဘူးအကိုကြီးဝမ်ဟောက်ကဇူရန်ကိုတယောက်ချင်းပဲချမယ်လို့ဆွလုံနေလို့ပါလို့ရှင်းပြတယ်ဝမ်ဟောက်ကလည်းရှေ့တိုးလာပြီးမန်လျန်ကိုတားကကိုမန်လျန်ရဲကျွန်းအပြစ်မဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်တယောက်ချင်းချခြင်းလို့ချခဲ့တာပါပြီးတော့ကြည့်ဦးကျွန်တော်ဒဏ်ရာကဘာမှမဟုတ်သေးဘူးဇူရန်အခြေအနေကပိုဆိုးတယ်တမျက်နှာလုံးတွေးချင်းချင်းနေသွားတာလို့ဝင်ပြောလိုက်တယ်ဒါကိုကြားတော့မှမန်လျန်လည်းစိတ်နဲ့လျော့သွားပြီးဝမ်ဟောက်ရဲ့ပခုံးကိုပုတ်ကာရပါတယ်အခုတော့မင်းကိုဘယ်သူမှလာမနှောက်ယှက်ရဲတော့ပါဘူးလို့ပြောတယ်ခဏကြာတော့မန်လျန်ကဝမ်ဟောက်ကိုတီးတန့်ခေါ်ပြီးငါယူကြီးနဲ့စကားပြောပြီးသူကမင်းကိုကောင်းလေးကောင်းတယောက်လို့ပြောတယ်ဒါပေမဲ့လူတွေကမင်းအေးလို့ဆိုပြီးအမြဲခွင့်ကောင်းယူတတ်ကြတယ်တဲ့ဒါကြောင့်ကျောင်းမှာအတန်းဖော်တွေနဲ့ဆက်ဆံရေးကောင်းအောင်နေပါပဲချိန်မှာဘသူအကူကြီးလိုလာမလဲဆိုတာမသိနိုင်ဘူးလေလို့ဖြောင်းဖြပြောဆိုတာပေါ့ဝမ်ဟောက်လည်းခေါင်းညိတ်ပြီးကျောင်းကိုပြန်လာခဲ့တယ်သူအတန်းထဲဝင်လာတဲ့အချိန်မှာတော့လူတိုင်းရဲ့မျက်လုံးတွေကသူ့စီမှာပဲရှိနေကြတယ်သူ့နေရာသူသွားထိုင်တော့ဘေးနားကမျက်မှန်နဲ့ကောင်းလေးလူကျန်ကတိုးတိုးလေးလန့်ပြောတယ်ဝမ်ဟောက်ဇူရန်ကမင်းနဲ့စကားပြောတဲ့လူရှိရင်တက်ပြစ်မယ်စော်ပြစ်မယ်လို့ငါတို့ကိုချင်းချောက်ထားတာကွာအဲ့ဒါကြောင့်ငါတို့ကြောက်နေကြတာတဲ့ဝမ်ဟောက်တစ်ခုခုပြန်ပြောဖို့လုပ်နေတော့မှပဲအတန်းထဲမှာအလှဆုံးကောင်မလေးရှောင်ဝေရောက်လာတယ်သူမကလူကျန်ကိုလူကျန်ငါတို့ခုံချင်းလဲရအောင်လားလို့ပြောလိုက်တော့လူကျန်လဲချက်ချင်းထားပြီးနေရာဖယ်ပေးလိုက်တာပေါ့ရှောင်ဝေကဝမ်ဟောက်ဘေးနားမှာဝင်ထိုင်လိုက်ပြီးဝမ်ဟောက်ရဲ့မျက်နှာကဒဏ်ရာကိုကြည့်ကပြုံးပြီးဟေးမစိုးဘူးပဲနင်းတော်တော်လန်းတယ်လို့ပြောတယ်ဝမ်ဟောက်လည်းနည်းနည်းရှက်သွေးဖြန်းသွားတာပေါ့ရှောင်ဝေကဆက်ပြီးအခုကျောင်းတစ်ကျောင်းလုံးမှာနင်းကကိုမန်လျန်ရဲ့ညီဆိုတဲ့တည်င်းကပြက်နေပြီးဟာအခုတော့နင်းမှာကြောထောက်နောက်ခံအတောင့်တင်းရှိသွားပြီပေါ့ဒါပေမဲ့နင်းကအဲ့ဒီလူမိုက်ကောင်တွေကိုဘလို့ဖြစ်လို့ဒီလောက်တောင်အကြာကြီးပြီးခံနေနိုင်ခဲ့တာလဲငါမှဘူးလို့ပြောပြန်တယ်ဝမ်ဟောက်ကတော့စိတ်ထဲကနေဒီကောင်မလေးသာငါရေးစားဖြစ်ရင်တိတ်ကောင်းမှာပဲဘလို့တွေးနေမိပြီးပြုံးမဲပြုံးနေလိုက်တယ်ကွက်တီပဲအနောက်ကနေလူကျန်းကတချင်းတိုးတိုးဆိုရင်ဝမ်ဟောက်ရဲ့နာနာကိုကပ်ပြီးအကိုကြီးရှောင်ဝေကငါတို့အတန်းရဲ့နတ်သမီးလေးကလူတိုင်းသူမကိုအယူမှုဖြစ်နေကြတာဒါပေမဲ့သူမကမင်းကိုပဲကြည့်နေတာနော်အရင်ကလူတွေကမင်းကိုကံကောင်းယုံတင်လို့ပြောကြပေမဲ့အခုတော့မင်းကတာမန်ကောင်မဟုတ်ဘူးဆိုတာအားလုံးသိသွားကြပြီလို့လာတီတို့ပြောတယ်ဝမ်ဟောက်လည်းသူ့ကိုရိုးရိုးတေးတေးနဲ့စကားတွေဆက်ပြောနေတဲ့ရှောင်ဝေကိုအံ့ဩတာကြီးကြည့်နေမိတာပေါ့အတန်းထဲကတိတ်ဆိတ်နေပေမဲ့ဝမ်ဟောက်ရဲ့စိတ်ကတော့ခဏမငြိမ်ဖြစ်နေတယ်အနောက်မှာထိုင်နေတဲ့ကောင်လေးချို့တိုးတိုးတိုးနဲ့အတင်းပြောနေကြတာကိုသူမြင်နေရလို့ပဲသူစိတ်ထဲကနေကဲပါသူတို့ငါ့ကိုလာမနှောက်ယှက်ရင်ငါလည်းဂယုမဆိုင်တော့ပါဘူးငါအေးဆေးဆေးပဲနေချင်တယ်လို့တွေးလိုက်တယ်အဲ့ဒီချိန်မှာပဲရှောင်းဝေကခောက်ထားတဲ့စာရွက်လေးတစ်ရွက်ကိုသူ့စီတိုးပေးလိုက်တယ်ဝမ်ဟောက်ဖွင့်ကြည့်လိုက်တော့မနေ့ကစာအုပ်ကိုဖတ်ပြီးပြီလားလို့ရေးထားပြီးအောက်မှာအပြုံးမျက်နှာလေးဆွဲထားတာကိုတွေ့လိုက်ရတယ်ဝမ်ဟောက်ပြုံးပြီးရှောင်းဝေကိုလှမ်းကြည့်လိုက်တော့သူမကရှက်ပြုံးလေးပြုံးပြရှာတယ်ဒါပေမဲ့ဒီလိုအေးချမ်းတဲ့အချိန်လေးကတိတ်မခံပါဘူးဝမ်ဟောက်တယောက်ဆရာရုံးခန်းစီခေါ်ခံလိုက်ရတော့တယ်ဆရာကဒေါသတကြီးနဲ့မင်းအင်္ဂလိပ်စာသင်ချိန်တုန်းကဇူရန်ကောင်းကိုပန်းအိုးနဲ့ထုလိုက်တယ်လို့ငါကြားတယ်နော်လို့မေးပါလေရောဝမ်ဟောက်လည်းပပနက်နက်နဲ့ပဲလိန်ညာပြီးဆရာအဲ့ဒီလိုမျိုးလုံးဝမဟုတ်ပါဘူးခင်ဗျာလို့ပြန်ပြောလိုက်ပါတော့တယ်ကျွန်တော်နဲ့ဇူရန်ကတောင်ကွယ်မြို့နယ်တူတူပဲလေးဆရာနည်းနည်းအထင်လွဲသွားကြလို့ပါအခုတော့အဆင်ပြေသွားပါပြီလို့ပြောလိုက်တော့ဆရာလည်းဟုတ်ပြီဆိုပြီးသူ့ကိုပြန်လွတ်လိုက်တာပေါ့တပတ်လောက်ကြာသွားခဲ့တယ်အတန်းထဲမှာဘေးနာကမျက်မှန်နဲ့ကောင်လေးလူကျန်းကဝမ်ဟောက်နာကပ်ပြီးဝမ်ဟောက်တတိထားတော့ဇူရန်နဲ့သူ့လူတွေမင်းကိုနှိပ်ကုတ်ဖို့လူတွေလိုက်ရှာနေကြပြီ
စူရန်ကမင်းနဲ့စကားပြောတဲ့လူရှိရင်အလွတ်မပေးဘူးလို့အားလုံးကိုချင်းချောက်ထားတာလို့တိုးတိုးလေးလာတတိပေးတယ်ဝမ်ဟောက်လည်းလန့်သွားတာပေါ့ကွက်တီပဲအဲ့ဒီအချိန်မှာအနောက်မှာထိုင်နေတဲ့စပင်တိုတိုနဲ့လူမရုပ်ထွက်ကောင်တယောက်ကရုတ်တရက်ထွက်လိုက်တယ်ပြီးတော့သူ့အိတ်ကထဲကနေတနက်တလက်ကိုထုတ်ပြီးဝမ်ဟောက်ရဲ့ခေါင်းတက်တဲ့ကိုလှမ်းချိန်လိုက်တော့တာပဲတတန်းလုံးအကြတန်မကြားရအောင်တိတ်ဆိတ်သွားခဲ့ရတယ်ဒါပေမဲ့ဝမ်ဟောက်ကတော့မကြောက်မရွံ့ပဲသူ့လက်ညှိုးလေးနဲ့တနက်ပြောင်းဝါကိုဘေးကိုခက်အေးအေးပဲတွန်းဖယ်လိုက်တယ်ဆရာကလည်းလန့်ပြီးမင်းတို့နှစ်ယောက်ဘာလုပ်နေကြတာလဲလို့အော်တော့တာပေါ့ဇလန်းကစင်ကြံလန်းကိုပြောင်းသွားပြီးရဲကျွန်းကဝမ်ဟောက်နဲ့အတူမတ်တက်ရက်နေရင်ဇူရန်ကငင်းငင်းနေမှမဟုတ်ဘူးငါအခုချက်ချင်းလီကျဲစီသွားပြီးစကားပြောလိုက်မယ်မင်းတတိထားနေဦးပြဿနာတစ်ခုခုရှိရင်ငါ့ကိုချက်ချင်းဖုန်းခေါ်လို့ပြောတယ်သူတို့နှစ်ယောက်လီကျဲတို့အတန်းစီသွားကြတော့စပင်ရွှေဝါရောင်နဲ့လီကျဲထွက်လာတာပေါ့ရဲကျွန်းကမင်းပါလို့အစီအစဉ်ကိုမတားသေးတာလဲမင်းဝမ်ဟောက်ကိုနှိပ်ဖို့လူတွေရှာထားတယ်လို့ငါကြားတယ်နော်လို့မေးတော့လီကျဲကရဲပြီးဟေးမင်းဘာတွေလာပြောနေတာလဲငါတို့တွေအဆင်ပြေသွားကြပါပြီငါပြောတာကိုပဲယုံလိုက်ပါအခုငါတို့ကကိုလန်းကိုရှောက်နေကြတာလို့ပြန်ဖြေတယ်ဒါကိုကြားတော့ဝမ်ဟောက်ကငါပဲအတွေးလုံးပြီးစိုးရိမ်စိတ်လွန်ကဲနေတာဖြစ်မှာပါလို့တွေးမိသွားတယ်အတန်းနဲ့ပြန်ရောက်တော့ရှောင်းဝေကဇူရန်ကနင့်ကိုချဖို့လူတွေရှာထားတယ်လို့ကြားတယ်လို့လာမေးတာပေါ့ဝမ်ဟောက်ကသူမကိုမဟုတ်ပါဘူးရဲကျွန်းကလီကျဲနဲ့စကားပြောပြီးပြီလေဒါတွေကကောလာဟာလာတွေပါလို့ပြန်ပြောပြီးစိတ်အေးအောင်လုပ်ပေးလိုက်တယ်ရှောင်းဝေကလည်းအေးပါဒါပေမဲ့နင့်ကိုနင်တော့ဂယုဆိုင်အောင်တော့လို့ဆိုပေမဲ့တကယ်မုံတိုင်းအစ်စ်ကလာတော့မယ်ဆိုတာသူမလုံးဝမသိခဲ့ရှာဘူးရုတ်တရက်ဆိုသလိုအတန်းတကားကြီးဝုန်းကနေပွင့်သွားပြီးစပင်အဖြူအကြည့်သားရည်အမဲရောင်နဲ့ကြွက်သားအမြောင်းမြောင်းထားနေတဲ့ကောင်လေးတယောက်ဒေါသတကြီးဝင်လာပါလေရောသူ့မျက်လုံးထဲမှာဒေါသမီးတွေတောက်လောင်နေပြီးဘယ်ကောင်ကဝမ်ဟောက်လဲလို့အော်လိုက်ရင်ဝမ်ဟောက်ရဲ့စပွဲခုံစီတန်းလျှောက်လာခဲ့တယ်အဲ့ဒီစပင်တိုနဲ့ကောင်ကဝမ်ဟောက်စီလက်ညှိုးထိုးပြလိုက်တာနဲ့အဲ့ဒီကြွက်သားအမြောင်းနဲ့ကောင်ကဘာစကားမှမပြောဘဲဝမ်ဟောက်ရဲ့စပွဲခုံကိုအားပြင်းပြင်းနဲ့ကန်ထုတ်လိုက်တော့တာပဲဝမ်ဟောက်လည်းကျမ်းပြင်ပေါ်လဲကျသွားပြီးအဲ့ဒီကောင်ကဝမ်ဟောက်ရဲ့အပေါ်ကနေမိုးမတ်တက်ရက်ကသူ့ရဲ့လေးလံလာတဲ့လက်ရှိဖက်နှက်ကြီးနဲ့ဝမ်ဟောက်ရဲ့လက်ကိုတက်နှင်းထားလိုက်တယ်ပြီးတော့သူကမင်းကဘလောက်အသေးကြီးလို့လဲဟာငါညီကိုထိတဲ့ကောင်ကဘယ်ကောင်လဲစူရန်ကငါဟုံလီရဲ့ညီဆိုတာလူတိုင်းသိကြတယ်မဟုတ်လားလို့အော်ဟစ်လိုက်တာပေါ့တဒန်းလုံးအံ့ဩမင်တက်ကုန်ကြတယ်လို့လီကျဲလဲလန့်သွားခဲ့ရတယ်ဝမ်ဟောက်ကတော့ကျမ်းပြင်ပေါ်မှာလဲနေရင်ဟာစူရန်မှာအကိုရှိတယ်ဆိုတာငါတခါမှမကြားဘူးပါဘူးလို့တွေးနေမိတာပေါ့ဟုံလီကဒေါသတကြီးနဲ့ငါညီကချင်းရအထက်တန်းကျောင်းမှာအေးအေးဆေးဆေးစာလာတင်တာကွာအဲ့ဒါကြောင့်ငါတို့အမျိုးတော်ဆက်တာကိုသူဘသူ့ကိုမှမပြောခဲ့တာဒါပေမဲ့အဲ့ဒါကမင်းတို့သူ့ကိုလာနိုင်ကျင့်လို့ရတယ်လို့ဆိုလိုတာမဟုတ်ဘူးပြီးတော့သူပြဿနာတက်တာကိုငါ့ကိုဘာလို့ဖုံးမဆက်ရတာလဲလို့အော်နေတော့လီကျဲကကြောက်ကြောက်လန့်လန့်နဲ့ကြားဖြတ်ပြီးအကူကြီးရီယွန်းတစ်ထောင်ကိုယူလိုက်ပါဒီကိစ္စကိုဒီမှာတင်မဲ့ဖြတ်လိုက်ကြရအောင်နော်လို့ဝင်ပြောတယ်ဒါပေမဲ့ဟုံလီကဂယုမဆိုင်ပဲသူ့ဖက်နှက်ကြီးနဲ့ဝမ်ဟောက်ရဲ့မျက်နှာကိုကန်ချလိုက်ပြီးဒီကဘာမှာပတ်စံကအရာရာမဟုတ်ဘူးကွာတခါတလေကြာရင်အင်အားကပဲစကားပြောတယ်လို့အော်လိုက်တယ်ဝမ်ဟောက်ဟာနာကျင်မှုကိုအလူးလဲခံစားနေရပြီးကောင်းထဲမှာတစ်ခုပဲတွေးနေမိတယ်ငါတအားအားနေလို့နဲ့ငါဘာမှမလုပ်နိုင်ပါလားရဲကျွန်းလာမဲ့အချိန်ကိုပဲစောင့်နေရတော့မယ်ပေါ့ကွက်တီပဲအတန်းတကားကြီးနောက်တစ်ခါဝုန်းကနေပွင့်သွားပြီးရဲကျွန်းပြေးဝင်လာခဲ့တဲ့ကျမ်းပြင်ပေါ်မှာလဲနေတဲ့ဝမ်ဟောက်ကိုမြင်တော့သူ့လန့်သွားတာပေါ့အခုမှသူသဘောပေါက်သွားတယ်တားရည်ကြီးနဲ့ကြွက်သားအမြောင်နဲ့ဟုံလီဆိုတဲ့ကောင်ကတကယ်တော့ဇူရန်ရဲ့အကိုအရင်ဖြစ်နေတယ်ဆိုတာကိုလေဝမ်ဟောက်ကတော့ကျမ်းပြင်ပေါ်မှာလဲနေရင်အရာအလုံးပြီးဆုံးသွားပြီးငါဘဝတော့သွားပြီလို့ပဲတွေးနေမိတော့တယ်ရဲကျွန်းကဟုံလီကိုချက်ချင်းပဲအကျိုးအကြောင်းနဲ့ဖြောင်းဖြဖို့ကြိုးစားတယ်အကိုဟုံလီဒါကဝမ်ဟောက်လေသူကကိုမန်လျက်ရဲ့ညီရင်းခောက်ခောက်ပါသူတို့ကြားကနည်းနည်းလေးအထင်လွဲသွားကြလို့ပါတဲ့ဒါပေမဲ့ဟုံလီရဲ့ဒေါသကတော့အထုပ်ထိပ်ရောက်နေပါပြီသူကအထင်လွဲတာဟုတ်လားငါကမင်းကိုကြားဝင်စစ်ဆက်ခိုင်းလို့လားဒါမှမဟုတ်ဝမ်ဟောက်ကငါညီကောင်းပေါ်ကြက်ရိုးတွေနဲ့ဖြစ်ပေါက်လို့လားလို့အော်ဟစ်ပြီးရဲကျွန်းကိုလက်သီးနဲ့ခက်ပြင်းပြင်းတစ်ချက်ထိုးလိုက်တာကြောင့်ရဲကျွန်းလည်းကျမ်းပြင်ပေါ်လဲကျသွားတော့တယ်ရဲကျွန်းနာကျင်နေတဲ့ကြားကနေဝမ်ဟောက်ကိုလှမ်းကြည့်ပြီးတိုးတိုးလေးညီလေး sorry ကွာဒီနေ့တော့အကိုမင်းကိုမကာကွယ်ပေးနိုင်တော့ဘူးထင်တယ်လို့ပြောရှာတယ်ဟုံလီကရဲကျွန်းကိုခြေထောက်နဲ့ထက်ကန်ဖို့လုပ်တဲ့အချိန်မှာပဲလီကျဲကကြားထဲကနေဝင်ဆွဲပြီးအကိုခဏလောက်စောင့်ပါဦးရဲကျွန်းကဇူရန်ကအကိုညီမန်မသိလို့ပါသိရင်သူဒါမျိုးလုံးဝလုံးမှာမဟုတ်ပါဘူးလို့လမ်းဖြတ်ပြီးပြောတယ်ဒါပေမဲ့ဟုံလီကလီကျဲကိုတွန်းဖယ်လိုက်ပြီးဝမ်ဟောက်ရှိတဲ့နေရာစီကိုပဲဒေါသတကြီးနဲ့ခြေလမ်းကျဲကြီးတွေနဲ့ရှောက်လာပါတော့တယ်အဲ့ဒီအချိန်မှာပဲကျမ်းပြင်ပေါ်မှာလဲကျနေတဲ့ရဲကျွန်းကဟုံလီတယောက်ဝမ်ဟောက်စီထပ်မသွားနိုင်အောင်သူ့ရဲ့လက်ရှိဖက်နှက်ကြီးကိုလှမ်းဖမ်းကင်ထားလိုက်တယ်ဟုံလီကဒေါသတကြီးနဲ့မင်းကဒီကောင်ကိုအခုထိကာကွယ်ပေးနေတော့မယ်ပေါ့ဟုတ်လားလို့မေးတော့ရဲကျွန်းကတတိမွေးပြီးအကိုဟုံလီကျွန်တော်ဒါကိုအကိုကောင်းဖို့အတွက်ပြောနေတာပါအကိုကိုမန်လျန်ကိုဂယုမဆိုင်ဘူးထားဘူးတော့သူ့နောက်မှာရှိတဲ့အင်အားစုကအကိုအတွက်ရင်ဆိုင်ရတော်တော်ခက်လိမ့်မယ်လို့ပြန်ပြောလိုက်တယ်ဟုံလီကဝလုံးကွဲမတက်ရေမောလိုက်ပြီးရှင်းရှင်းလေးပဲကွာဇူရန်ကငါညီပဲဘသူပဲဖြစ်ဖြစ်သူ့ကိုထိရင်ငါကလေးစားချင်မှာပဲကိုမန်လျန်ပဲလာလားဘသူပဲလာလားငါစကားကအတီးပဲလို့ကျုံးသွားလိုက်တဲ့အချိန်မှာပဲအတန်းတကားဝက်စီကနေလူတစ်တယောက်ဝင်လာခဲ့တယ်သူကတော့ကုတ်အင်ဂျီအဝါရောင်ကိုဝစ်ဆင်ထားပြီးသပင်ရှည်ဆုပ်ဆုပ်နဲ့ယုံကြည်ချက်အပြည့်ရှိလာတဲ့အပြုံးကိုပြုံးထားတဲ့ဆူရှောင်းပိုင်းမဖြစ်ပါတယ်ဟုံလီကအံ့ဩသွားပြီးဆူရှောင်းပိုင်းမင်းဒီကိုဘာလာလောက်တာလဲလို့မေးတော့ဆူရှောင်းပိုင်းကပြုံးပြီးတငယ်ချင်းတယောက်ကငါ့ကိုလွှတ်လိုက်တာပါငါအခြေအနေကိုသိရပြီဆိုရင်တော့ဝမ်ဟောက်နဲ့စကားပြောရမှာပေါ့လို့ဆိုလိုက်တယ်ကျမ်းပြင်ပေါ်မှာလဲနေတဲ့ဝမ်ဟောက်ကတော့ဒါဟာယူဂျီတို့မဟုတ်ယူဂျီရဲ့စီစဉ်မှုဆိုတာချက်ချင်းရိပ်မိလိုက်တယ်ကြည့်ရတာယူဂျီကပြဿနာတက်တော့မယ်ဆိုတာကြိုသိနေပုံပဲလို့တွေးမိပြီးသူတက်ပြင်းချနိုင်သွားတာပေါ့ဆူရှောင်းပိုင်းကဟုံလီကိုဒီတစ်ခါတော့ငါလစ်လူရှူလို့မရတဲ့လူဝင်ပါနေပြီးအကိုဟုံလီငါမျက်နှာကိုထောက်ပြီးဒီကိစ္စကိုဒီမှာတင်မဲ့ဖျက်လိုက်ကြရအောင်လို့ဖြောင်းဖြတယ်ဟုံလီကခဏလောက်စဉ်းစားပြီးတဲ့နောက်သူကဆူရှောင်းပိုင်းပေါ်အကျွေးတစ်ခုတင်ပူးတာကြောင့်သဘောတူလိုက်ပြီးကောင်းပြီဒီနေ့တော့ငါသူ့ကိုထပ်မရိုက်တော့ဘူးဒါပေမဲ့မနက်ဖြန်နေ့လယ်10နာရီနောက်ဆုံးထားပြီးငါ့ကိုရွံတစ်ထောင်ပေးရမယ်လို့သတ်မှတ်လိုက်တယ်ဆူရှောင်းပိုင်းကဝမ်ဟောက်နာတိုးလာပြီးဟုံလီလက်ချက်မိတဲ့လူတွေကပုံမှန်ဆိုဆေးရုံမှာတပတ်လောက်တက်ရတာကွာအခုပတ်စံပေးပြီးအသက်ပေးကလွတ်သွားတာကိုပဲကံကောင်းတယ်လို့အောက်မေ့လိုက်လို့တူတူလေးပြောပြီးထွက်သွားခဲ့တယ်ဟုံလီကလည်းအခန်းထဲကမထွက်ခင်ဝမ်ဟောက်ကိုမင်းဇူရန်နာကိုနောက်တစ်ခါထပ်ကက်ရင်တော့မင်းကိုငါအသေးသက်ပြီးတာမှတ်လို့ရာဇတန်ပေးပြီးသူ့လူစုနဲ့အတူထွက်သွားကြတော့တယ်လူမိုက်ကိုင်းကြီးထွက်သွားပြီးတဲ့နောက်ရှောင်းဝေနဲ့ရဲကျွန်းတို့ကဝမ်ဟောက်ကိုတွဲထူပေးကြတယ်ရှောင်းဝေကစိုးရိမ်တကြီးနဲ့နင့်မှာပတ်စံရှိလို့လားငါနင့်ကိုပေးရမလားလို့မေးပေမဲ့ဝမ်ဟောက်ကမလိုပါဘူးငါဘာသာငါဖြေရှင်းမဲ့နည်းလမ်းရှိပါတယ်လို့ညှင်းလိုက်တာပေါ့ညနေဆောင်ရောက်တော့ဝမ်ဟောက်နဲ့ရဲကျွန်းတို့ကြောင်းပြင်ဘက်လမ်းမအတိုင်းလမ်းလျှောက်လာခဲ့ကြတယ်ဝမ်ဟောက်ရဲ့ခေါင်းထဲမှာတော့ဟုံလီစီကအရိုက်ခံခဲ့ရတာကိုပဲတွေးပြီးစိတ်မကောင်းဖြစ်နေတော့မယ်
ဒါပေမဲ့ရဲကျွန်းရဲ့သဘောထားကတော့လုံးဝအုတ်တုံကွဲပြားခြားနားနေပြီးသူကပြုံးရင်အရိုက်ခံရတာဘာဆန်းလို့လဲကွာဘယ်ကောင်လေးကမှငငယ်တုန်းကအရိုက်မခံရဘူးပဲကြီးလာတာရှိလို့လဲငါတို့လိုလူတွေအတွက်တော့ဒါကနေ့စဉ်စားနေကြမနှက်စာလိုပဲဟာကိုလို့အေးအေးဆေးဆေးပြောတာပေါ့ရဲကျွန်းကဒီလောက်ထိစိတ်ထားပွင့်လင်းနိုင်တာကိုဝမ်ဟောက်အံ့ဩနေမိတယ်ရဲကျွန်းကဆက်ပြီးအခုငါတို့ဘလောက်ပဲဆရာကြီးလုပ်နေပါစေအထက်တန်းကျောင်းစင်ကြံလန်းတွေမှာဘလောက်ပဲအနိုင်ကျင့်နေပါစေတကယ်တော့ငါတို့အားလုံးကလည်းအခုမင်းဖြစ်နေတဲ့နေရာကနေပဲစခဲ့ကြတာကြီးပဲကွာလူတိုင်းအရိုက်ခံခဲ့ရဘူးတာပဲငါငငယ်တုန်းကဘလောက်တောင်အရိုက်ခံခဲ့ရလဲကြည့်ဦးပြီးတော့နောက်ထပ်ရံပွဲကလည်းဘယ်ချိန်မဆိုထပ်ဖြစ်လာနိုင်တာပဲလေလို့ရှင်းပြတယ်ပြီးတော့သူကလူတိုင်းမှာကြောထောက်နောက်ခံရှိနေတာမဟုတ်ဘူးငါဘဝကလည်းအဲ့ဒီလိုပဲဖြတ်တန်းခဲ့ရတာငါကအရိုက်ခံရရင်းနဲ့ပဲရှေ့ကိုတလန်းချင်းတိုးလာခဲ့တာလေတဖြည်းဖြည်းနဲ့ငါလူတွေကိုငါစုစည်းနိုင်ခဲ့တယ်တဖြည်းဖြည်းနဲ့သူများကိုပြန်ချနိုင်လာတော့မှလူတွေကငါ့ကိုအတိမတ်ပြုလာကြတာအချို့လူတွေကအရိုက်ခံရရင်စိတ်တက်ကြပြီးကျိုးပဲသွားတတ်ပေမဲ့အချို့ကြတော့လည်းပိုပြီးမာကြောတမလာတတ်ကြတယ်လို့ပြောလိုက်တယ်ရဲကျိုးရဲ့စကားတွေကဝမ်ဟောက်ရဲ့ခေါင်းထဲမှာပဲ့တင်ထပ်သွားခဲ့ရတယ်သူကအလေတန်းကျောင်းတုန်းကသုံးနှလုံးလုံးအနိုင်ကျင့်ခံခဲ့ရတာကငါ့ကိုအားနွယ်ပြီးတွေးကြောင်အောင်လုပ်ခဲ့တာပဲဒါပေမဲ့ရဲကျိုးရဲ့စကားတွေကငါစိတ်ထဲမှာမျှော်လင့်ချက်အလင်းရောင်အတစ်တစ်ခုကိုလိုချလာစေခဲ့ပြီလို့တွေးမိသွားတယ်ရဲကျုံကအရိုက်ခံရတာကအတိကပြဿနာမဟုတ်ဘူးတကယ်တော့ဆူဆောင်ပါရောက်လာတာကိုပဲငါတို့ကံကောင်းတယ်လို့မှတ်ရမယ်သူတာရောက်မလာရင်ငါတို့အခြေအနေကအခုထက်ပိုဆိုးသွားမှာဟုံလီကတာမန်လူမိုင်းမဟုတ်ဘူးသူကစစ်တမ်းမှာအနည်းရှိဆုံးကောင်းကွာကိုမန်လျန်အောင်သူ့ကိုအလွယ်တကူကြိုက်တွယ်နိုင်တာမဟုတ်ဘူးစူရန်ကကလဲစားချေဖို့လူမှန်ကိုရှာလိုက်တာပဲဒါပေမဲ့အဲ့ဒီဟုံလီကပတ်စံမဲ့တဲ့ကောင်ဆိုတော့ဇူရန်စီကပတ်စံတွေကိုသူတေချာပေါက်တပြတိုင်းမှာလို့တုံးတက်ပြတယ်အဲ့ဒီကနေသူတို့နှစ်ယောက်အင်တာနက်ကဖေးစီတန်းသွားခဲ့ကြတာပေါ့စိုင်ပိုင်ရှင်ကသူတို့ကိုမြင်တာနဲ့ကိုမန်လျန်ရဲ့အငင်းငယ်ကောင်နှစ်ယောက်ပြန်လာပြီးဟေးမျက်နှာရောကိုပါမဲဆက်တွေနဲ့ကြည့်ရတာနောက်တစ်ခါထပ်ပြီးအရိုက်ခံလာရပြန်ပြီထင်တယ်လို့လှမ်းအော်တော့တယ်မန်လျန်ကဆိုင်ထဲမှာသူတို့ကိုစောင့်နေခဲ့တာပါသူကဒေါသကြီးနဲ့ဘာဖြစ်လာပြန်တာလဲမင်းတို့တွေနောက်တစ်ခါထပ်ရိုက်ခံလာရပြန်ပြီလားလို့မေးတော့ဝမ်ဟောက်ကဟုတ်ပါတယ်လို့ဝန်ခံပြီးကိစ္စကမပြီးသေးကြောင်းဇူရန်ကလူခေါ်လိုက်လို့အခုသူတို့နှစ်ယောက်လုံးအရိုက်ခံခဲ့ရကြောင်းပြောပြလိုက်တယ်မန်လျန်ကပိုပြီးဒေါသထွက်သွားပြီးဘယ်ကောင်ကမင်းတို့ကိုရိုက်တာလဲလို့မေးတော့ရဲကျုံကဟုံလီအဲ့ဒီခွေးမသားပဲလို့ဖြေတာပေါ့မန်လျန်ကငါအခုချက်ချင်းသူ့အရေးကွန်ကိုခွာပစ်မယ်လို့အော်ဟစ်လိုက်ပေမဲ့ရဲကျုံကဖြတ်ပြောပြီးသူကဇူရန်ကသူ့ညီပါလို့ပြောတဲ့အကူဒီကိစ္စကမရိုးရှင်းဘူးလို့ရှင်းပြတယ်မန်လျန်လည်းချက်ချင်းပဲသဘောပေါက်သွားတာပေါ့ဟုံလီဟာတကယ်တော့ဇူရန်စီကပတ်စံရဖို့အတွက်ပဲဝင်ချပေးနေတာဆိုတာကိုလေသူသာဆိုရင်ဟုံလီကိုသူ့ဘာသာသူအပြည့်ရှင်းပြီးသားပဲကိုလို့မန်လျန်ကပြောတာပေါ့အဲ့ဒီအချိန်မှာပဲဝမ်ဟောက်ကရှေ့ကိုတလန်းတိုးလာပြီးအကိုကြီးကျွန်တော်တို့ကိုကယ်ဖို့အတွက်ဆူဆောင်ပိုင်ကိုလှုပ်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်အခုတော့ကျွန်တော်တို့ဘေးကင်းသွားပြီပေါ့ဒါပေမဲ့ကျွန်တော်ဒီကိစ္စကိုဒီမှာတင်အဆုံးသတ်ဖြစ်ဖို့စိတ်ကူးမရှိဘူးပြီးတော့အဲ့ဒီဟုံလီကိုလည်းရွံတစ်ထောင်လုံးဝပေးမှာမဟုတ်ဘူးလို့အပြည့်ပြောလိုက်တယ်မန်လျန်ကလည်းဟုတ်တယ်ငါတို့မင်းစီကပတ်စံတပြားမှအလကားဆုံးမခံစေရဘူးလို့ထောက်ခံတာပေါ့ဝမ်ဟောက်ကဆက်ပြီးဒါနဲ့ကိုမန်လျန်ဆူဆောင်ပိုင်ကိုလွတ်လိုက်တာအကိုမဟုတ်ဘူးမလားအကိုသာမဟုတ်ရင်ကျွန်တော်ကိုကူညီဖို့သူ့ကိုဘယ်သူလွတ်လိုက်တာလဲလို့မေးခွန်းထုတ်လိုက်တယ်ရုတ်တရက်ဆိုသလိုဘေးမှာရှိနေတဲ့ယူကြီးသို့မဟုတ်ယူလျှောက်ကဒေါသတကြီးနဲ့ရဲကျုံပတ်လှည့်ပြီးရဲကျုံမင်းကကိစ္စတစ်ခုကိုတော့တေးသေးချာချာပြက်ပြက်သားသားမရှင်းနိုင်တဲ့အပြင်အခုထိငါတို့စီကိုဘာကိစ္စလာရဲသေးတာလဲအဲ့ဒီအရိုက်ခံရတာကမင်းနဲ့ထိုက်တန်လို့ပဲအခုချက်ချင်းငါမျက်စိရှိကထွက်သွားစမ်းလို့ဟောက်လိုက်ပါလေရောတဆိုင်လုံးအကြတန်မကြားရအောင်တိတ်ဆိတ်သွားပြီးလူတိုင်းမင်းသက်ကုန်ကြတယ်ယူဂျီကဘာဖြစ်လို့ရဲကျုံကိုရုတ်တရက်ကြီးထအော်ရတာလဲဆိုတာဘယ်သူမှစဉ်းစားမရဘူးလေယူဂျီကမာယာပါတဲ့အပြုံးနဲ့မင်းကဘာလို့ရက်ပြီးပြုံးနေသေးတာလဲမင်းမှာအတိစိတ်ရောရှိရလားလို့ထအော်ပြီးဝမ်ဟောက်ကိုဆွဲခေါ်ကဆိုင်ပြင်ထွက်လာခဲ့တော့တယ်သူတို့၃ယောက်သားအတိုက်မိုးပေါ်ကိုရောက်လာကြတယ်ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်လို့နေတာပေါ့မန်လျန်ကရဲကျုံကကောင်းလေးကောင်းတစ်ယောက်ပါကွာသူကလူတိုင်းကိုဂရုစိုက်တတ်တာလို့ပြောပြီးစိတ်မကောင်းဖြစ်နေတယ်ယူဂျီကတော့ secret လိတ်ကိုမီးညှိလိုက်ပြီးဒီတစ်ခါတော့အဲ့ဒီဟုံလီကိုငါလည်းဘာမှလုံးမပေးနိုင်ခဲ့ဘူးလို့ဝန်ခံတာပေါ့မန်ယန်က UGC က secret လိတ်တောင်းတောက်ရင်သူတို့နှစ်ယောက်ကြားပေါ့ပေါ့ပါပါစကားနိုင်လူပွဲလေးဖြစ်သွားသေးတယ်ဝမ်ဟောက်ကကြားဖြတ်ပြီးအရင်ဆုံးဒီပြဿနာကိုအပြည့်ရှင်းကြရအောင်ပါရန်ဖြစ်တာကတော့နောက်မှချကြတာပေါ့လို့ပြောလိုက်တယ်မန်ယန်ကဝမ်ဟောက်ကိုတီတီတန်တန်နဲ့အရင်ဆုံးငါ့ကိုအမှန်တိုင်းပြောမင်းဒီကိစ္စကိုဒီအတိုင်းပဲလက်လျှော့လိုက်တော့မလို့လားလို့မေးတယ်ဝမ်ဟောက်ကချက်ချင်းပဲမလျှော့ဘူးအကိုအခုသာကျွန်တော်ရှုံးပေးလိုက်ရင်ဇူယန်ကငါ့ကိုတဘောလုံးဖိနှိပ်ထားတော့မှလို့ပြန်ဖြေလိုက်တာပေါ့ UG က secret အငွေတွေကိုမှုတ်ထုတ်လိုက်ပြီးအမှန်တရားကိုဖွင့်ချလိုက်တော့တယ်နားထောင်ဝမ်ဟောက်ငါတို့အင်တာနက်ကဖေးမှာလူအများကြီးအရှိမရဲကျုံးကိုဆဲဆိုပြီးမောင်းထုတ်လိုက်တာဘာလို့လဲဆိုတော့ဟုံလီကလက်ပါလာပြီးဖြစ်တဲ့အတွက်ဒီကိစ္စကမရိုးရှင်းတော့လို့ပဲရဲကျုံးကစန်းနံအထက်တန်းကျောင်းကကျောင်းသားကွာသူသားငါတို့အသက်မွေးဝမ်းကျောင်းရဲ့ရံပွဲတွေထဲဝင်ပါရင်သူဒုက္ခလာတွေ့လိမ့်မယ်မန်လျန်ကဝမ်ဟောက်ကိုဆက်ပြီးရှင်းပြတယ်ဒီနယ်မြေမှာကျောင်းသုံးကျောင်းကဂိုင်းတွေအကြားသုံးပွင့်ဆိုင်အားပြိုင်မှုရှိတယ်ကွာစန်းနံထက်တန်းကျောင်းပေးရွံအသက်မွေးဝမ်းကျောင်းနဲ့ပေးရွံအမှတ်9အလဲတန်းကျောင်းဆိုပြီးတော့ပေါ့ငါတို့သုံးကျောင်းကလူမိုက်တွေကတယောက်နဲ့တယောက်မတည့်ကြပေမဲ့အခြေအနေကိုဟန်ချက်ညီအောင်ထိန်းထားကြတာဒါပေမဲ့စန်းနံကျောင်းကရဲကျုံးကသာငါတို့ဘက်ကရံပွဲထဲဝင်ပါသွားရင်သူ့ဘဝရောသူ့ကျောင်းမှာပျက်စီးသွားလိမ့်မယ်ဒါကြောင့်မို့လို့သူတို့ကရဲကျုံးရဲ့တိတ်ခါကိုကာကွယ်ပေးဖို့နဲ့စန်းနံကျောင်းကလူတွေကရဲကျုံးကိုငါတို့ကျောင်းကလက်မခံတော့ဘူးလို့ထင်သွားအောင်လူအများကြီးရှိမှတမင်ပြဆက်ခင်းပြီးနှင်ထုတ်ခဲ့ကြတာဖြစ်ပါတယ်ဒါကိုကြားလိုက်ရတဲ့အခါဝမ်ဟောက်လမ်းဖြတ်သွားပြီးဒီလူတွေဟာဘလောက်တောင်အမျှော်မြင်ရှိပြီးသူ့တငယ်ချင်းအပေါ်ဘလောက်တန်ရောစင်ကြီးလဲဆိုတာသဘောပေါက်သွားတော့တယ်မန်ယန်ကဝမ်ဟောက်ရဲ့ပခုံးကိုကင်ပြီးမင်းသာလက်မလျှော့ဘူးဆိုရင်ငါတို့မင်းနဲ့အတူရှိနေမှာပါဒီနေ့ကစပြီးမင်းကငါတို့ရဲ့ညီရင်းပဲလို့ပြောလိုက်တဲ့အခါဝမ်ဟောက်ရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲတက်လာခဲ့ရတယ်သူ့ဘဝမှာတကယ်တငယ်ချင်းစစ်တွေရှိလာပြီလို့ပထမဆုံးအကြိမ်ခံစားလိုက်ရလို့ပဲနောက်တနေ့မနက်မှာသူတို့၃ယောက်လမ်းအတိုင်းရှောက်လာခဲ့ကြတယ်မန်ယန်ကဝမ်ဟောက်ကိုမင်းတန်တဲ့တာအေးစစ်စစ်သွားတတ်ပါဟုံလီနဲ့ဇူယန်ကိစ္စကိုငါရှင်းလိုက်မယ်လို့ရဲရဲကြီးအာမခံလိုက်တာကြောင့်ဝမ်ဟောက်လည်းပြုံးပြီးကျောင်းကိုထွက်လာခဲ့တယ်ဝမ်ဟောက်အတန်းနဲ့ဝင်လာတာနဲ့အတန်းကောင်းဆောင်ဇူယန်ကချက်ချင်းထွက်ပြီးဝမ်ဟောက်မင်းအတန်းနောက်ကြတယ်နော်ငါကအတန်းကောင်းဆောင်ဆိုတော့မင်းကိုအပြစ်ပေးရမယ်မင်းစာလုံးရေ9000ပါတဲ့ကိုယ်တိုင်ခံဝင်ချက်စာစီစာကုန်ရေးပြီးအတန်းလုံးရဲ့အရှိမဖတ်ပြရမယ်လို့ဒေါသတကြီးနဲ့အမိန့်ပေးတော့တယ်ဝမ်ဟောက်ကသူ့ကိုအေးစစ်စစ်စိုက်ကြည့်ပြီးမင်းအမေကိုကျေးဇူးတင်လိုက်စမ်းပါလို့တိုးတိုးလေးဆဲရေးလိုက်တာနဲ့အတန်းလုံးဝုန်းကနေဝိုင်းရကြတော့တာပဲရှောင်းဝေရောတခြားလူတွေပါအော်ရကုန်ကြတယ်ဇူရန်ဒေါသကြောင့်မျက်နှာတစ်ခုလုံးညှင်းမြန်းသွားပြီးမင်းငါ့ကိုဆဲတယ်ပေါ့ဟုတ်လားလို့အော်လိုက်တဲ့အချိန်မှာပဲဝမ်ဟောက်ကရှေ့ကိုတက်လန်းသွားပြီးတရင်ပေါက်နားမှာရှိနေတဲ့အပင်တွေစိုက်ထားတဲ့လေးလံလာတဲ့ကလစ်ပီယာခွဲပါရပန်းဦးကြီးကိုမချီလိုက်တယ်
သူကစူရန်အနာကိုသွားပြီးမနေ့ကငါမင်းကိုချလိုက်တာအားမရသေးဘူးထင်နေတာလားမင်းစာစီစာကုန်ရေးခိုင်းဦးမယ်ဆိုရင်ဒီပန်းအိုးနဲ့မင်းကောင်းကိုတက်တက်ထုပစ်လိုက်မယ်ကဲမင်းဘာတွေရေးခိုင်းကျင်သေးလဲပြောစမ်းလို့ရာဇတ်တန်ပေးလိုက်တော့တယ်စူရန်ကြောက်လန့်တုံရင်ပြီးအနောက်ကိုဆုတ်သွားခဲ့ရတယ်အဲ့ဒီမှာသပင်ရွှေဝါရောင်တဲ့ကောင်ကကြားဝင်ပြီးစူရန်ကိုခုံပေါ်ဆွဲထိုင်ခိုင်းလိုက်ကအတန်းကောင်းဆောင်ထိုင်ပါဗျာကျွန်တော်တို့စာတင်တာကိုလာမနောက်ချက်ပါနဲ့လို့ဝင်ထိန်ပေးလိုက်လို့စူရန်လည်းငင်ကုတ်ပြီးထိုင်နေရတော့တယ်ဝမ်ဟောက်လည်းပန်းအိုးကိုနေရာပြန်ချလိုက်တာပေါ့ကွက်တီပဲအဲ့ဒီအချိန်မှာဘေးနားကမျက်မှန်နဲ့ကောင်လေးလူကျန်းကသူ့နားကပ်လာပြီးအမလေးမိုက်လိုက်တာဝမ်ဟောက်အကိုကြီးကဒီနေ့မင်းပုံစံကတကယ်ကိုလမ်းလုံးလို့ဖင်တော့အောင်ထားကြတယ်ဟောက်ကဲလို့မြောက်ပင်ပြီးလာပြောတာကြောင့်ဝမ်ဟောက်လည်းအံ့ဩမြင်သက်သွားပါတော့တယ်ဝမ်ဟောက်ကငါအေးစစ်စစ်နဲ့လူလိမ္မာလေးလုံနေတော့ကဘယ်သူမှငါ့ကိုအကိုကြီးလို့မခေါ်ခဲ့ကြဘူးအခုငါရန်ဖြစ်ဆဲဆိုလူတွေကိုချင်းချောက်ပြတော့မှပဲအားလုံးကငါ့ကိုဟောက်ကီလူကြီးနဲ့လာမြောက်ပင်နေကြတယ်ဒီကဘာကြီးတော့တကယ်ကိုရှုသွတ်သွားပြီပဲလို့တွေးနေမိတာပေါ့သူ့အတန်းနဲ့ရှောက်ဝင်လာတဲ့အခါအမြဲတမ်းသူ့ကိုအနိုင်ကျင့်လေးရှိတဲ့စူရန်ကသူ့ကိုမကြည့်ရဲပဲမျက်လုံးချင်းရှောင်ကကနာမငင်ဖြစ်နေတာကိုသတိထားမိလိုက်တဲ့ဝမ်ဟောက်လည်းစူရန်တယောက်သူ့ကိုစပြီးကြောက်ရွံ့နေပြီဆိုတာရိပ်မိသွားတာပေါ့သူကခက်ပြုံးပြုံးလေးနဲ့စူရန်စီလျှောက်သွားခဲ့တယ်အဲ့ဒီမှာတင်အင်ဂျီမှာဦးကောင်းခုံပုံပါတဲ့အကောင်ကရုတ်တရက်ထွက်လိုက်ပြီးရံပွဲအတွက်အစင်သစ်ဖြစ်နေတဲ့ပုံစံမျိုးလုပ်ပြတာပေါ့ဒါပေမဲ့ဝမ်ဟောက်ကစိတ်အေးထားပါငါစူရန်နဲ့စကားခဏပြောချင်လို့ပါလို့ဆိုပြီးသူ့ကိုညင်အောင်လုပ်လိုက်တယ်ဝမ်ဟောက်ကစူရန်ကိုမင်းရဲ့အကိုဟုံလီကိုလှမ်းပြောလိုက်အတန်းစင်းရင်ငါတို့နှစ်ယောက်လုံးကို UG New York ဆိုင်ရာကအင်တာနက်ကဖေးမှာချိန်ထားတယ်လို့သွားပြောလိုက်တယ်ကွက်တီပဲအဲ့ဒီအချိန်မှာဂျာကင်အင်ဂျီအပန်းရောင်နဲ့ကောင်မလေးရှောင်းဝေးစိတ်ခွိုက်ရှေ့ရှေ့ထွက်လာပြီးမျက်မှန်နဲ့ကောင်လေးလူချမ်းကိုခုံချင်းလဲခိုင်းလိုက်ကဝမ်ဟောက်ဘေးမှာဝင်ထိုင်လိုက်ပြန်တယ်သူမထိုင်ချင်းပဲဝမ်ဟောက်နင်းမျက်နာကဒဏ်ရာအခုထိနာနေသေးလားလို့လှမ်းမေးတာပေါ့ဝမ်ဟောက်ကပြုံးပြီးမနာတော့ပါဘူးအကုန်စင်ပြေပါတယ်လို့ပြန်ဖြေတယ်ရှောင်းဝေကနင်းဒီလောက်အထိအကျမ်းပါတန်း hardcore ချနိုင်မယ်လို့ငါတကယ်မထင်ထားဘူးဟာဇူရန်ကိုအဲ့ဒီလိုမျိုးသွားပြီးစိန်ခေါ်ရဲတာတကယ်ကိုအထာကျတယ်လို့ချီကျူပြီးဒါနဲ့နင်းကကိုမလန်တို့ယူဂျီတို့နဲ့ဘယ်လိုလုပ်သိတာလဲနင်းသူတို့ကိုကူညီခိုင်းဖို့ပတ်စံပေးထားတာလားလို့ဆက်စုတော့တာပဲဝမ်ဟောက်ကမဟုတ်ပါဘူးလို့ညင်းလိုက်ပြီးဒါနဲ့နင်းယူချင်းဖေးယူချင်းဖေးကိုတီးလို့လားလို့ပြန်မေးလိုက်တယ်ဒါကိုကြားတော့ရှောင်းဝေကအံ့ဩသွားပြီးယူချင်းဖေးဟုတ်လားသူကငါတို့ရက်ွက်ထဲမှာနေတာလေသူကတကယ်ကနဝင်လူမိုက်ကြီး legend ပဲဟာလို့ပြောပြီးဒီနယ်မြေရဲ့ဂိုင်းစင်တန်ဟာချီတွေကိုဝမ်ဟောက်ကိုစတင်ရှင်းပြတော့တယ်သူမကဒီနယ်မြေမှာကျောင်း၃ကျောင်းရှိတယ်လို့ပြောပြတယ်စန်းနံအထက်တန်းကျောင်းဂျန်နံအသက်မွေးဝမ်းကျောင်း vocation school နဲ့ပြည်ရွံအမှတ်9ဘေးဝင်နှုတ်9ဆိုပြီးတော့ပေါ့ကျောင်းတိုင်းမှာကိုစီကောင်းဆောင်တွေရှိကြတယ်ဥပမာစန်းနံကျောင်းမှာဆိုရင်လောင်ပိုင်အမတ်ကြီးနဲ့ဟုတ်လို့ရှိပြီးအမှတ်9ကျောင်းမှာဆိုရင်တော့လက်သား9ကောင်းနဲ့တောင်း6ကောင်း7 dragons and 6 phoenixes ဆိုပြီးရှိကြတယ်ဒါပေမဲ့အားလုံးထဲမှာအကျော်ကြားဆုံးကတော့ယူချင်းဖေးပဲဖြစ်ပါတယ်သူမကဆက်ပြီးယူချင်းဖေးကအသက်မွေးဝမ်းကျောင်းကိုရောက်လာပြီးတနစ်တည်းနဲ့ဘာမှမရှိတဲ့ဘဝကနေဘရင် king ဖြစ်လာတာပေါ့အထူးခြားဆုံးကသူကဒီနယ်မြေကမဟုတ်တဲ့အပြင်လူဖြစ်နေတာတောင်ဒေတာခံလူမိုက်တွေကိုအပြတ်နေပြီးထိတ်ဆုံးနေရကိုရယူနိုင်ခဲ့တာပဲကိုမန်လျန်နဲ့ယူဂျီတို့တောင်သူ့အောက်မှာအလုပ်လုပ်ကြရတာလေလို့ပြောပြတယ်ပြီးတော့တကယ်လို့ယူချင်းဖေးတာစန်းနံကျောင်းကခေါင်းဆောင်တွေကိုလှမ်းပြောပေးမယ်ဆိုရင်နင့်ကိုသူအပြည့်အဝကာကွယ်ပေးနိုင်လိမ့်မယ်လို့အကြံပေးတာပေါ့ဝမ်ဟောက်ကအံ့ဩသွားပြီးနင်ကဒါတွေအကုန်လုံးကိုတော်တော်နဲ့ဆက်သိတာပဲနော်လို့ပြောတော့ရှောင်းဝေကရေမောပြီးမင်းကလေးတွေကအတင်းဖြင်း gossip ဆိုစိတ်ဝင်စားကြတာပဲဟာဒါနဲ့နင်ကဘာလို့စူရန်ကိုဒီလောက်တောင်မုန်းနေရတာလဲလို့မေးတယ်ဝမ်ဟောက်ကဒေါသတကြီးနဲ့သူကတအားမောက်မာလုံးနဲ့သူ့မှာရှိတဲ့ပတ်စံတွေနဲ့မိဘတွေရဲ့အာဏာကိုအမြဲထားလို့ကြွားဝါနေတာတကယ်ကောင်းစုပ်ပဲလို့ပြန်ဖြေလိုက်တယ်အဲ့ဒီအချိန်မှာပဲအတိတ်ကအမတ်တရဟောင်းတွေဝမ်ဟောက်ရဲ့ခေါင်းထဲပြန်ဝင်လာခဲ့တယ်အလဲတန်းကျောင်းတုန်းကစူရန်ကအတန်းလုံးငါ့ကိုဝိုင်းပယ်အောင်လုပ်ခဲ့တာအဲ့ဒီတုန်းကငါအပြစ်ကြောင့်ပဲလို့ငါအမြဲတွေးခဲ့မိတယ်ဒါပေမဲ့အခုမှငါသိလိုက်ရပြီတကယ်တော့ငါကသားကောင်တက်တက်ဖြစ်ခဲ့ရတာပဲဆိုတာကိုပေါ့အတန်းဆင်းသွားခဲ့ပြီဝမ်ဟောက်ကစူရန်ကိုဟုံလီကိုတွားရှာလိုက်ငါစာတင်ဆောင်အောက်ကနေမင်းတို့နှစ်ယောက်လုံးကိုစောင့်နေမယ်လို့ပြောလိုက်တော့စူရန်ကြောက်လန့်တုံရင်သွားတာပေါ့ဝမ်ဟောက်စာတင်ဆောင်ပြင်ဘက်မှာမတ်တက်ရက်စောင့်နေတော့သပင်ရှင်နဲ့ဆူရှောင်းပိုင်တယောက်ကောင်မလေးတယောက်နဲ့အတူရှောက်လာတာကိုတွေ့လိုက်ရတယ်ဝမ်ဟောက်ကစိတ်ထဲကနေဒီကောင်မလေးကတော်တော်လာတာပဲဆူရှောင်းပိုင်နဲ့တော်တော်လိုက်ဖက်တယ်လို့တွေးနေမိတာပေါ့ဆူရှောင်းပိုင်ကဝမ်ဟောက်ကိုလှမ်းကြည့်ပြီးငါလဲစူရန်နဲ့ဟုံလီကိုစောင့်နေတာယူဂျီတဆရာကသူတို့နဲ့စကားပြောချင်လို့လေလို့ပြောလိုက်တယ်ဝမ်ဟောက်လဲဆူရှောင်းပိုင်ကသူ့ကိုကူညီဖို့ရောက်နေတာဆိုတာသဘောပေါက်သွားပြီးနေဦးနေ့လေတုန်းကဆူရှောင်းပိုင်ကိုငါစီလာကူကိုဘယ်သူလွတ်လိုက်တာလဲဆိုတာငါမေးဖို့မေးသွားတယ်ပဲလို့တွေးမိလိုက်တယ်ကျောင်းပြင်ဘက်ရောက်တော့ဟုံလီနဲ့စူရန်တို့ကဝမ်ဟောက်ရဲ့လမ်းကိုပိတ်ရက်လိုက်ကြတယ်ဟုံလီကဒေါသတကြီးနဲ့မင်းကမနဲ့စောစောစီစီမင်းရဲ့ဆူရှောင်းပိုင်ကိုဘာလို့လာကန်ခိုင်းနေတာလဲငါမင်းကိုရွံ့တထောင်ပေးဖို့ပြောထားတယ်လေမင်းကိုမင်းဘရင်ကြီးဖြစ်သွားပြီထင်နေတာလားမင်းအသက်မွေးဝမ်းကျောင်းကလူတွေကိုခေါ်ပြီးဒီစန်းနံကျောင်းမှာလာဆရာလုပ်ချင်လို့လားလို့အော်ငေါက်တော့တယ်ဝမ်ဟောက်ကမကြောက်မရွံ့ပဲလာခဲ့လေယူဂျီကစောင့်နေတယ်လို့ပြောလိုက်တာပေါ့ဟုံလီနဲ့စူရန်တို့လည်းဒီကောင်လေးကသူတို့ကိုလုံးဝမကြောက်တော့ပါလားဆိုပြီးအံ့ဩသွားကြပြီးဝမ်ဟောက်ရဲ့အနောက်ကိုလိုက်လာခဲ့ကြတယ်သူတို့အင်တာနက်ကဖေးကိုရောက်တာနဲ့အထက်ကအခြေအနေကချက်ချင်းတင်းမာသွားခဲ့တယ်မန်လျန်ကသူ့ရဲ့လူမိုက်တိုင်းတစ်ခုလုံးနဲ့အပြည့်ရက်စောင့်နေတာကိုဟုံလီကခက်နှောင်းနှောင်းနဲ့ဟေးယူဂျီရောက်ဆိုင်ရောမင်းကဘာလို့လူတွေအများကြီးဖိတ်ထားရတာလဲငါ့ကိုတက်ပြစ်မလို့လားလို့မေးလိုက်တယ်ဒါပေမဲ့မန်လျန်ကရေမောပြီးဟုံလီကိုလှမ်းဖက်လိုက်ကမင်းကလည်းဦးတူတူနဲ့ကွာလူတွေအများကြီးရှိနေတာကမင်းကိုလာချိုဆိုတာလေမင်းကအသက်မွေးဝမ်းကျောင်းကလူတွေကိုမယုံဘူးလားလို့ပြန်ပြောလိုက်တာပေါ့သူတို့နှစ်ယောက်လုံးဟာတိုက်ရေမောလိုက်ကြပြီးတခြားလူတွေလည်းစိတ်အေးသွားကြတော့တယ်ကြည်ရတာသူတို့တွေဟာတငယ်ချင်းဟောင်းတွေလိုပေါ့ပေါ့ပါနောက်ပြောင်နေကြတဲ့ပုံစံမျိုးပါပဲခဏအကြာမှာတော့မန်လျန်နဲ့ဟုံလီတို့ဟာအင်တာနက်ကဖေးရဲ့လှေကားထစ်တွေပေါ်မှာထိုင်ပြီးစီကားရက်တောက်နေကြတယ်ဝမ်ဟောက်ကတော့သူတို့အနောက်မှာမတ်တက်ရက်ပြီးစကားတွေကိုနားထောင်နေတာပေါ့ဟုံလီကမင်းတို့ရဲ့ယူချင်းဖေးရှိန်ဖေးကောဘယ်ရောက်နေလဲယူကြီးလို့မေးတော့မန်လျန်ကသူတညလုံးဂိမ်းစော်ထားလို့မိုးလင်းမအိပ်ပျော်သွားတာကွယ်လို့ပြန်ဖြေတယ်အဲ့ဒီနောက်စကားဝိုင်းကတကယ်အဓိကပြဿနာစီရောက်လာခဲ့တယ်မန်လျန်ကငါအထင်တော့ဒီကိစ္စကိုဒီမှာတင်အဆုံးသတ်လိုက်တာကောင်းလိမ့်မယ်အခြေအနေတွေငြိမ်သက်သွားအောင်လို့ငါရဲကျုံးကိုလွှတ်လိုက်တာလေရဲကျုံးနဲ့လီကျဲလေဂျိုက်ကလည်းတဲ့ကြတယ်ဆိုတော့သူဖြေရှင်းနိုင်လိမ့်မယ်လို့ငါထင်ခဲ့တာနှစ်ဖက်လုံးကလည်းသဘောတူပြီးပြီလို့ကြားထားတာပဲအဲ့ဒါကိုဝမ်ဟောက်ကဘာလို့ကြားထဲကဝင်ရှုပ်ရတာလဲလို့ပြောလိုက်တယ်ဟုံလီကဒေါသတကြီးနဲ့မင်းစကားကိုစင်ကျင်ပြောစမ်းယူဂျီကိစ္စတွေကအေးအေးဆေးဆေးပြီးသွားရင်ကောင်းတာပေါ့ဒါပေမဲ့မင်းရဲ့ဒီညီဝမ်ဟောက်ကအတော်မတက်ဘူးဖြစ်နေတာသူကစူရန်ကောင်းပေါ်ကိုကြက်ရိုးတွေနဲ့ပြစ်ပေါက်ခဲ့တာကွာဒါကတက်တက်မဲ့စော်ကားတာပဲလို့ပတ်ခနဲပြန်ပြောပါလေရောဝမ်ဟောက်ကရှစ်တလန်တိုးလာပြီးပထမဆုံးအချက်က
စူယန်ကသူဝါပြီးသားကြက်ရိုးတွေကိုငါခေါင်းပေါ်အရင်ပစ်ပေါက်ခဲ့တာဒုတိယအချက်ကညနေကငါအဆောင်ခန်းထဲသွားတော့သူငါကူတင်ကိုခြေထောက်နဲ့နင်းထားတယ်တတိယအချက်ကစူယန်ကငါကိုအလဲတန်းကျောင်းတုန်းကသုံးနှလုံးလုံးအနိုင်ကျင့်ခဲ့တာငါဒါကိုနောက်ထပ်သိမခံနိုင်တော့ဘူးလို့ရဲရဲဝံ့ဝံ့ရှင်းပြလိုက်တယ်ဒါကိုကြားတော့မန်လျံကဟုံလီကိုလှည့်ကြည့်ပြီးသုံးနှစ်လုံးလုံးအနိုင်ကျင့်ခံခဲ့ရတာတကယ်ပဲလားလို့မေးတာပေါ့ဟုံလီကဝလုံးကွဲမတက်ဟားတိုက်ရီမော်ပြီးမင်းကလည်းသုံးနှလုံးလုံးအနိုင်ကျင့်ခံခဲ့ရတဲ့ကောင်ကဒီလောက်အထိတက်တိတွေရှိလာတာငါတခါမှမမြင်ဘူးပါဘူးကွာနေတိုင်းအရိုက်ခံနေရတဲ့ကောင်ကရုတ်တရက်ကြီးဒီလောက်အထိပြောင်းလဲသွားနိုင်မှာမလားသူလိန်နေတာနေမှာပါလို့ဆိုလိုက်တယ်မန်လျံကစီကရက်ကိုတစ်ချက်ခွာလိုက်ပြီးဒါကအံ့ဩစရာမဟုတ်ပါဘူးကွာအချိန်တွေကပြောင်းလဲသွားပြီလေမြစ်တစ်ဖက်မှာအနှစ်30ဟိုဘက်ကမ်းမှာအနှစ်30ရဆိုတဲ့စကားရှိတယ်မဟုတ်လားဆိုလိုတာကအချိန်တွေပြောင်းလဲတတ်ပြီးဘယ်သူမှထာဝရသားကောင်ဖြစ်မနေဘူးပေါ့ငါတို့ရဲ့ခေါင်းဆောင်ယူချင်းဖေးကိုပဲကြည့်လေလွန်ခဲ့တဲ့တစ်နှစ်ကသူကလည်းအသက်မွေးဝမ်းကြောင်းမှာလူတိုင်းရဲ့ရိုက်နှက်ခြင်းကိုခံခဲ့ရတဲ့တာမန်ကောင်လေးတစ်ယောက်ပဲဒါပေမဲ့အခုတော့သူကဘယင်ဖြစ်နေပြီဝမ်ဟောက်ကလည်းအဲ့ဒီအတိုင်းပဲလို့ရှင်းပြတာပေါ့ဟုံလီကဝမ်ဟောက်ကိုစိုက်ကြည့်ပြီးဝမ်ဟောက်လိုအောက်ခြေကောင်ကိုယူချင်းဖေးနဲ့လာမနိုင်ဆန်းနဲ့သူကအဲ့ဒီအစင်းနဲ့မတန်ဘူးလို့ပြောတော့မန်လျံကပြုံးပြီးလွန်ခဲ့တဲ့တစ်နှစ်တုန်းကလည်းလူတွေကယူချင်းဖေးကိုအဲ့ဒီလိုပဲလှောင်ပြောင်ခဲ့ကြတာပဲအခုထိလည်းသူ့ကိုမကျေနပ်တဲ့လူတွေရှိသေးတာပဲလေဒါပေမဲ့သူကထိတ်ဆုံးကိုတက်လန်းနိုင်ခဲ့ပြီပဲလို့ပြန်ချေပလိုက်တယ်အဲ့ဒီနောက်မန်လျံကဟုံလီကိုတောင်းဆိုရှာတယ်ဟုံလီငါတို့တငယ်ချင်းတန်ရောစင်ကိုထောက်ထားပြီးငါ့ကိုတစ်ချက်လောက်ကူညီပါဝမ်ဟောက်ကိုနောက်ထပ်သွားမနှောက်ယှက်ပါနဲ့တော့ဒီကိစ္စကိုဒီမှာတင်ပဲဖျက်လိုက်ကြရအောင်တဲ့အင်တာနက်ကဖေးအပြင်ဘက်ကအခြေအနေကတော့တကယ်ကိုတင်းမာနေတော့မယ်မန်လျံကဝမ်ဟောက်ကိုလက်ဟန်ပြပြီးဝမ်ဟောက်ဒီဘက်လာဟုံလီလီကျဲကိုအကိုကြီးလို့ခေါ်လိုက်မင်းစန်းနန်ကျောင်းမှာအေးအေးဆေးဆေးနေချင်ရင်ဟုံလီရဲ့အကာအကွယ်လိုအပ်တယ်လို့ပြောလိုက်တာပေါ့ဝမ်ဟောက်ကရှေ့တိုးလာပြီးဟုံလီကိုရိုရိုသေးသေးဥညွတ်လိုက်ပေမဲ့စူးတွေပါတဲ့တားရည်ကြခင်ကိုဝတ်ထားတဲ့ဟုံလီကတော့စိတ်ပြက်လက်ပြက်နဲ့လက်ခါပြပြီးငါမှညီအစ်စ်တွေထပ်မလို့ချင်ဘူးငါကအဲ့ဒီလောက်ထိစိတ်သဘောထားမကြည့်ဘူးလို့ဒေါသတကြီးညင်းပယ်လိုက်တယ်မန်လျံကအခြေအနေကိုထိန်းဖို့စူးစမ်းရင်းညီဖြစ်လက်မခံချင်လည်းရပါတယ်ကွာသူ့ကိုနောက်ထပ်မနှောက်ယှက်ရင်ရပါပြီလို့ပြောပေမဲ့ဟုံလီရဲ့ဒေါသကတော့အထုပ်ထိပ်ရောက်နေပါပြီသူကစီကရက်အငွေ့တွေကိုမှုတ်ထုတ်လိုက်ပြီးမင်းတီထားဖို့ကယူကြည့်ငါသူ့ကိုအခုထိလက်မပါသေးတာမင်းရဲ့မျက်နှာကိုထောက်လို့တော့မဟုတ်ရင်ဒီကောင်အခုလောက်ဆိုချမ်းပြင်ပေါ်မှာလဲနေလောက်ပြီးသူကမင်းရဲ့ညီမို့လို့ငါလက်ဆောင်ပေးထားတာဒါပေမဲ့ငါယွန်းတစ်ထောင်တော့တေချာပေါက်ရမှဖြစ်မယ်လို့ရာဇတန်ပေးတော့တယ်ရုတ်တရက်ဆိုသလိုမန်လျံရဲ့အနောက်မှာရက်နေတဲ့အင်ဂျီအမဲနဲ့ကောင်လေးတစ်ယောက်ကဒေါသတကြီးရှိထွက်လာပြီးမင်းသူ့ကိုနောက်တစ်ခါထပ်ထီရဲရင်မင်းကိုငါအသေးသက်မယ်လို့အော်ဟစ်လိုက်ပါလေရောဟုံလီထွက်လိုက်ပြီးအဲ့ဒီကောင်လေးကိုစိုက်ကြည့်ကမင်းကဘာမို့လို့ကြားဝင်ရဲတာလဲမင်းကမက်ကြည့်မိချင်းအကြောင်းပြောနေတာလားမင်းမှာတက်တိရှိရင်ငါနဲ့တယောက်ချင်းချမလားလို့စင်ခေါ်လိုက်တယ်ပြီးတော့ဟုံလီကဟားတိုက်ရီမော်ပြီးဒီဘက်ခင်မှာဘသူကတယောက်ချင်းချနေတော့လို့လဲကွာမင်းတို့အားလုံးတူတူတက်ချရင်တော့ငါအတွက်ကတော့အေးဆေးပဲပိကကဲသုံးပွဲနှစ်ပွဲနိုင်ဘာသုံးစနစ်နဲ့ကစားကြမလားလို့ကြုံဝလိုက်တော့တယ်မန်လျံကချက်ချင်းပဲကြားတဲ့ကဖြတ်တာပြီးဟုံလီစိတ်အေးထားပါကွာငါတို့ကစကားပြောဖို့လာတာရန်ဖြစ်ဖို့လာတာမဟုတ်ဘူးငါတို့နှစ်ကိုင်းသာတကယ်ချကြရင်ဘာတွေဖြစ်ကုန်မလဲဆိုတာမင်းကောင်းကောင်းသိမှာပါမင်းသဘောပေါက်တဲ့နယ်လို့အခြေအနေကိုလှမ်းထိန်လိုက်တယ်ဟုံလီစိတ်နဲ့နဲ့ရော့သွားပေမဲ့သူ့ရဲ့စီကံချက်ကိုတော့အပြတ်ပြောတယ်ငါသဘောပေါက်ပါတယ်ဒါပေမဲ့ငါညီစုရန်အတွက်ကလဲစားချေဖို့ကတော့တေချာပေါက်လိုအပ်တယ်ဝမ်ဟောက်ကယွန်းတစ်ထောင်ပေးရမယ်ပြီးတော့ငါညီကိုလည်းဒူးထောက်တောင်းမှရမယ်တဲ့မန်လျံကအံ့ဩသွားပြီးမင်းကဒီလောက်အထိတင်းမာနေဖို့လိုလားကွာလို့မေးတော့ဟုံလီကရေမောပြီးယူကြည့်အခြေအနေကဒါပဲလေဝမ်ဟောက်ကမင်းရဲ့ညီငယ်လေးတက်တက်ပဲဟာကိုမင်းကဘာဖြစ်လို့သူ့အတွက်ဒီလောက်အထိအပင်ပန်းခံပြီးဒုက္ခရှာနေရတာလဲလို့ပြန်မေးလိုက်တယ်ကွက်တီပဲအဲ့ဒီအချိန်မှာပဲမန်လျံကလူတိုင်းကိုအံ့အားသင့်သွားစေမဲ့လျှို့ဝှက်ချက်အကြီးကြီးတစ်ခုကိုဖွင့်ချလိုက်ပါတော့တယ်တကယ်တော့ဝမ်ဟောက်ကငါညီမဟုတ်ဘူးကွာသူကတို့ရဲ့ခေါင်းဆောင်အကိုကြီးယူချင်းဖေးရုံကြီးရဲ့ညီရင်းခောက်ခောက်ပဲဟုံလီကတော့ဒါကိုကြားချင်းဝုန်းကနေဟားတိုက်ရီမောလိုက်ပြီးလာမလိမ့်စမ်းပါနဲ့ကွာလို့ပြန်អော်လိုက်ပါတော့တယ်ဟုံလီကဆက်ပြီးတကယ်လို့ဝမ်ဟောက်ကသာယူချင်းဖေးရဲ့ညီရင်းဆိုရင်အခုလိုမျိုးအပြင်းထန်ရိုက်ခံရပြီးတဲ့အထိဒီနေရာမှာငြိမ်ငြိမ်လေးရက်နေပါမလားကွလို့អော်ပြောလိုက်တဲ့အချိန်မှာပဲရှုံဖုံးလေးတူတဲကိုအုတ်ခဲတခဲဝဲပြန်လာပြီးဟုံလီကောင်ကိုတဲ့ကြီးစိုက်မှန်သွားတော့တယ်ဟုံလီကောင်ကနေသွေးတွေပန်းထွက်လာပြီးသူကဒေါသကြီးနဲ့ဘဲကောင်လဲကွာငါကိုဘသူဖြစ်တာလဲလို့နာကျင်စွာနဲ့អော်ဟစ်လိုက်တာပေါ့လူတိုင်းရဲ့အကြည့်တွေကလမ်းမစီကိုရောက်သွားကြတယ်အဲ့ဒီမှာသူ့ရဲ့အမတ်သားဖြစ်တဲ့ကုတ်အင်ဂျီရှေ့ကြီးကိုဝစ်ဆင်ထားတဲ့အရေးအာဝါဒအပြည့်နဲ့လူတစ်ယောက်ပေါ်လာခဲ့တယ်သူကတော့တခြားလူမဟုတ်ပါဘူးယူချင်းဖေးပဲဖြစ်ပါတယ်မန်လျံနဲ့တခြားလူတွေလည်းအကိုကြီးယူရောက်လာပြီးဟေးဆိုပြီးဝမ်းတာအားရကြွေးကြော်ကြတော့တယ်ဟုံလီကတော့ယူချင်းဖေးကိုမျက်နှာနဲ့ကြောက်လန့်ပြီးမျက်နှာတစ်ခုလုံးဖြူရောသွားခဲ့ရတယ်ယူချင်းဖေးကအနားကိုရှောက်လာပြီးဟုံလီကိုကြည့်ကနေကောင်းလားတွတ်ဆုပ်ကြီးလို့သူ့ရဲ့အရှက်ရစရာနာမည်ပြောင်းနဲ့လှမ်းနှုတ်ဆက်လိုက်တယ်ပြီးတော့မန်လျံပတ်လက်ပြီးမင်းကဘာလို့အတိတ်ပဲမရှိတဲ့စကားတွေအများကြီးရှောက်ပြောနေရတာလဲလို့ငေါက်တော့တာပေါ့မန်လျံကကြောက်လက်လက်နဲ့ကျွန်တော်တို့တငယ်ချင်းတန်ရောစင်ပြတ်သွားမှာဆိုလို့ပါအကိုလို့ပြန်ပြောတော့ယူချင်းဖေးကဒေါသတကြီးနဲ့ဘသူကအာနာရှိလဲအဲ့ဒီလူရဲ့စကားကပဲတန်ရောစင်ပဲကွာမင်းကိုငါဘယ်နှခါတုံတင်ရမလဲဒီလောက်ကိစ္စတေးသေးလေးကိုတော့မရှင်းနိုင်ပဲငါအိတ်ရေးကိုလာပြတ်အောင်လုပ်တယ်လို့ဟောက်လိုက်တယ်အဲ့ဒီနောက်ယူချင်းဖေးကဟုံလီကောင်ကိုထိမှန်ခဲ့တဲ့မြေပြင်ပေါ်ကအုတ်ခဲကိုကောက်ကင်လိုက်တယ်သူကအုတ်ခဲကိုလက်ထဲမှာကင်ပြီးဟုံလီကိုစိုက်ကြည့်ကဘာမပြညမပြပဲသူကောင်ကိုအုတ်ခဲနဲ့ထပ်မံထုနှက်ပစ်လိုက်ပါလေရောဟုံလီကျမ်းပြင်ပေါ်လဲကျသွားပြီးခေါင်းကနေသွေးတွေထပ်မံစီးကျလာတော့တယ်ဟုံလီကမင်းပါလို့ငါ့ကိုရိုက်ရတာလဲယူချင်းဖေးလို့အော်မေးတော့ယူချင်းဖေးကဒေါသတကြီးနဲ့ပြန်អော်တယ်ငါကမင်းကိုဘာလို့မရိုက်ရမှာလဲဝမ်ဟောက်ကငါရဲ့ညီကွာငငယ်တုန်းကဘောင်းမီတစ်ထည်တည်းတူတူဝစ်ပြီးကြီးပြင်းလာခဲ့တဲ့ငါရဲ့ညီရင်းပဲဒါကိုကြားလိုက်ရတဲ့ဝမ်ဟောက်တယောက်မှင်သက်အံ့ဩသွားပြီးမျက်လုံးထဲမှာမျက်ရည်တွေဝဲတက်လာခဲ့ရတယ်သူစိတ်ထဲကနေငငယ်တုန်းကငါတို့တူတူဆုပ်ခဲ့ကြဘူးလားမှန်ပေမဲ့ကြီးလာတော့အဆက်အသွယ်ပြတ်သွားခဲ့တာလေဒါပေမဲ့ဒီနေ့မှာတော့ယူချင်းဖေးကလူအများကြီးရဲ့ရှေ့မှာငါ့ကိုတူညီလို့ခေါ်ပြီးငါရဲ့ဂုံတိတ်ခါကိုဆယ်ပေးခဲ့ပြီးလို့တွေးပြီးအတိုင်းမသိဝမ်းသာသွားမိတယ်ဟုံလီတယောက်ကြောက်လန့်တုံရင်ပြီးလက်အုပ်ချီကကျွန်တော်ကိုခွင့်လွှတ်ပါအကိုကြီးယူသူကအကိုညီမန်းကျွန်တော်တကယ်မသိလို့ပါလို့တောင်းပန်ရှာတယ်ယူချင်းဖေးကသူ့အကြည့်ကိုဇူရန်စီလွှဲပြောင်းလိုက်ပြီးငါတို့အရင်ကစုံဘူးတယ်မလားငါမင်းကိုအရင်ကရိုက်ဖူးတယ်မလားလို့မေးလိုက်တယ်ဝမ်ဟောက်ကတော့အံ့ဩသွားပြီးယူချင်းဖေးကဇူရန်ကိုအရင်ကလည်းရိုက်ဖူးတာလားဆိုတာအခုမှသိလိုက်ရတော့တယ်ယူချင်းဖေးကဇူရန်ကိုပြောစမ်းအဲ့ဒီတုန်းကငါမင်းကိုဘာလို့ရိုက်ခဲ့တာလဲလို့မေးတော့ဇူရန်တကူလုံးချွေးစေးတွေပြန်လာပြီးအကိုကြီးကဝမ်ဟောက်ကိုနောက်တစ်ခါထပ်မနှောက်ရှက်ပါနဲ့လို့ပြောခဲ့ပါတယ်လို့တုံတုံရင်ရင်ဖြေတယ်ဝမ်ဟောက်ခေါင်းနဲ့မိုးချိုးပစ်ချလိုက်တယ်လို့ခံစားလိုက်ရတယ်
ဒါဆိုလွန်ခဲ့တဲ့6လကတည်းကယူချင်းဖေးကငါအတွက်ဆူရန်ကိုတတိပေးခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီလိုတတိပေးခံရပြီးတဲ့နောက်မှာတော့ဆူရန်ကငါ့ကိုပို့ပြီးတော့တောင်အနိုင်ကျင့်ခဲ့သေးတယ်ယူချင်းဖေးကကြည့်ရတာမင်းကငါစကားကိုနားမထောင်ခဲ့ဘူးပဲလို့ပြောပြီးမြေပြင်ပေါ်ကအုတ်ခဲနောက်တုံးကိုထပ်ကောက်လိုက်တယ်ဆူရန်ကကြောက်လန့်တကြီးနဲ့ကျွန်တော်တို့ကတရွာတဲသားတွေပဲဟာကျေးဇူးပြုပြီးကျွန်တော်ကိုမရိုက်ပါနဲ့တော့ဝမ်ဟောက်ကိုအနိုင်ကျင့်တာကတေတွင်းတူတာနဲ့အတူတူပဲဆိုတာအခုကျွန်တော်သိပါပြီကျွန်တော်မှားသွားပါတယ်ကျွန်တော်ကိုလွတ်ပေးပါလို့ငိုယိုတောင်းပန်တော့တယ်ယူချင်းဖေးကဘယ်နားမှာပြဿနာတက်နေတာလဲငါအရင်ကမင်းကိုရိုက်တာနဲ့တွားလို့လားဒါမှမဟုတ်မင်းကပဲတက်တီတွေတိတ်ကောင်းနေတာလားလို့မေးပြီးအုတ်ခဲကိုဆူရန်မျက်နှာတက်တက်စီလွှမ်းပစ်လိုက်တယ်ဆူရန်ဘလောက်တောင်ကြောက်သွားလဲဆိုရင်အချိန်နဲ့ဘောင်းပီတဲ့စီးထွက်သေးထွက်ကုန်တော့တာပဲဘေးမှာရက်ကြည့်နေတဲ့လူတိုင်းကသူ့ကိုလက်ညှိုးထိုးပြီးဟားတိုက်ရေမောကြတော့တယ်ယူချင်းဖေးကဝမ်ဟောက်ဖက်လှည့်လာပြီးတွေ့လာဝမ်ဟောက်သူကမင်းကိုအနိုင်ကျင့်နေတာမင်းကိုမကြောက်လို့ပဲမင်းဒီချီနေကနေရုံထွက်ချင်ရင်သူ့ကိုကြောက်တတ်အောင်တင်ပေးရမယ်သဘောပေါက်လားသူမင်းကိုအနိုင်ကျင့်ခဲ့တဲ့သုံးနှလုံးလုံးငါစိတ်ထဲမှာသူ့ကိုအကြိမ်ပေါင်းထောင်ချီပြီးရိုက်နှက်ခဲ့ဘူးတယ်ဒါပေမဲ့စိတ်မကောင်းစရာကအဲ့ဒါကစိတ်ကူးတက်တက်ပဲဖြစ်နေခဲ့တာလေအခုမင်းကိုယ်တိုင်လုပ်ရမယ့်အချိန်ရောက်ပြီလို့ပြောလိုက်တယ်ဝမ်ဟောက်ကရှေ့ကိုတက်လန်းသွားပြီးယူချင်းဖေးရဲ့လက်ထဲကအုတ်ခဲကိုလူယူလိုက်တယ်ဆူရန်ကမြေပြင်ပေါ်လဲကျနေရကနေကျေးဇူးပြုပြီးငါ့ကိုမရိုက်ပါနဲ့ဝမ်ဟောက်ငါမှားသွားပါတယ်ငါတို့ကအတန်းဖော်တွေပဲဟာအရင်ကငါနင့်ကိုနို့စီတွေတောင်တိုက်ခဲ့သေးတယ်မလားအဟင်လို့ငိုပြီးအရင်ကကျေးဇူးတွေကိုလာထုတ်ပြပြန်တယ်ဒါကဝမ်ဟောက်ကိုအတိတ်ကအမတ်တရားတွေစီပြန်ခေါ်သွားစေခဲ့တယ်ဟုတ်တယ်အတန်းဖော်ခြင်းမို့လို့သူငါ့ကိုမုံတွေပေးခဲ့ဘူးတာရှိတယ်ဒါပေမဲ့အဲ့ဒါကဆောင်းမွေးကြရင်ငါအဖြေတွေကိုခိုးကူးခြင်းလို့ပေးခဲ့တာတတ်တတ်ပဲဟာဝမ်ဟောက်ကဒေါသတကြီးနဲ့ဒူးထောက်ဆန်းဇူရန်လို့အော်ဟစ်ပြီးလက်ထဲကအုတ်ခဲနဲ့ဇူရန်ကောင်းကိုလွှဲထုတ်ပစ်လိုက်ပါတော့တယ်ဇူရန်နာကျင်စွာနဲ့အော်ဟစ်ရင်းကောင်းကနေသွေးတွေအရှိန်ဟုန်နဲ့စီးကြလာကကျမ်းပြင်ပေါ်မှာဒူးထောက်ရက်သားလဲကျသွားခဲ့ရတယ်ဝမ်ဟောက်တယောက်သူ့ကိုအမြဲနှိပ်စက်ခဲ့တဲ့အနိုင်ကျင့်သမားကိုနောက်ဆုံးမှာတော့ကောင်းကောင်းကြီးပညာပေးနိုင်ခဲ့ပြီဖြစ်ပါတယ်ခေါင်းမှာသွေးတွေချင်းချင်းနီးပြီးကျမ်းပြင်ပေါ်ဒူးထောက်နေတဲ့ဇူရန်ကိုဝမ်ဟောက်ငုံကြည့်ရင်စိတ်ထဲကနေတန်ဝေကတစ်ခုရသွားမိတယ်လူတယောက်ကိုငါအရှိမဒူးထောက်လာအောင်လုပ်နိုင်တာကတကယ်ပဲဂုဏ်ယူစရာကြီးလားငါသူ့ရဲ့ခန္ဓာကိုယ်ကိုအောင်နိုင်သွားခဲ့ရင်တော့သူ့ရဲ့စိတ်နှလုံးသားကိုတော့ဘယ်တော့မှအနိုင်ရမှာမဟုတ်ဘူးဆိုတာကိုပေါ့ဝမ်ဟောက်ကဇူရန်ရဲ့စိတ်ထဲမှာဘာတွေတွေးနေမလဲဆိုတာကောင်းကောင်းကြီးသိတာပေါ့ဒီကောင်အခုလိုဒူးထောက်ပြနေတာကတကယ်တော့တရားလို့မဟုတ်ပဲကြောက်လို့သာအညံ့ခံနေတာဖြစ်ပြီးစိတ်ထဲကနေတော့ကလဲစားချီကိုကြံစီနေမှသိချတယ်ဒါပေမဲ့ဝမ်ဟောက်ကသူ့ကို trap ဖို့လက်ဟန်ပြလိုက်ရင်တဆန်းငါမင်းကိုဆက်မရိုက်ချင်တော့ဘူးရိုက်နေရင်ငါလက်တွေပဲညစ်ပတ်ကုန်လိမ့်မယ်တကယ်လို့မင်းကလည်းစားပြန်ချီချင်တယ်လို့တွေးမိရင်လည်းကြိုက်တဲ့အချိန်ပြန်လာခဲ့လို့အေးအေးဆေးဆေးပြောလိုက်တာပေါ့ဝမ်ဟောက်ကသူ့ကိုဒီတိုင်းလွတ်ပေးလိုက်မယ်လို့မထင်ထားတဲ့အတွက်ဇူရန်တယောက်အံ့ဩမြင်တက်သွားပြီးကြောက်ကြောက်လန့်လန့်နဲ့ပဲကုန်းတာကအသက်လူပြီးထွက်ပြေးသွားတော့တယ်ဘေးကလီကျဲကယူချင်းဖေးကိုအကိုကြီးဖေးသူ့ကိုဒီတိုင်းတကယ်ပဲလွတ်ပေးလိုက်တော့မလို့လားလို့မေးလိုက်တယ်အဲ့ဒီအခါယူချင်းဖေးကခက်ပြုံးပြုံးလေးနဲ့စိတ်မပူပါနဲ့ကွာဟုံလီကမင်းအတွက်နဲ့ဒီကိုရောက်လာတာလေအခုဇူရန်ကဒီတိုင်းထွက်ပြေးသွားပြီဆိုတော့ဟုံလီကနောက်မှသူ့ကိုတေချာပေါက်ပြန်ထုလိုက်မယ်ငါကတုံးဝမ်ကလူတယောက်အနေနဲ့သူ့ကိုတတိပေးလိုက်တာပဲလို့ဆိုတယ်အဲ့ဒီနောက်ယူချင်းဖေးကဝမ်ဟောက်ဖက်လှည့်လာပြီးပခုံးကိုဖက်ကဘယ်လိုလဲစိတ်ထဲမှာဘလို့ခံစားရလဲအညိုးတွေပြေးသွားပြီလားလို့မေးတယ်ဝမ်ဟောက်ကပြုံးပြီးတကယ်ကိုပေါ်ပါသွားတယ်အကိုကြီးဒီနေ့အတွက်တကယ်ကျေးဇူးတင်ပါတယ်လို့ပြန်ပြောတာပေါ့ယူချင်းဖေးကမင်းကလည်းအူတူတူနဲ့ညီကိုတွေကြားတဲ့ဘာကျေးဇူးတင်စကားလို့လဲကွာလို့ပြောပြီးဒါနဲ့မင်းအရင်ကဇူရန်ကိုတခါမှပြန်မချဘူးမလားလို့မေးလိုက်ပြန်တယ်ဝမ်ဟောက်ကဇဝေဇဝါဖြစ်သွားတာပေါ့ယူချင်းဖေးကဆက်ပြီးမင်းအမေကငါအမေကိုလှမ်းပြောပြလို့မင်းเจ้าမှာအနိုင်ကျင့်ခံနေရတာငါသိခဲ့တာအဲ့ဒါနဲ့ငါလည်းဒေါသထွက်ထွက်နဲ့ဇူရန်ကိုလိုက်ရှာပြီးလမ်းကြားထဲဆွဲခေါ်ကတဝက်တည်အောင်ရိုက်ပစ်ခဲ့တာလေပြီးတော့မင်းကိုနောက်ထပ်မနှောက်ယှက်ဖို့တတိပေးခဲ့တာလို့ဖွင့်ချလိုက်တော့မှဝမ်ဟောက်ချက်ချင်းသဘောပေါက်သွားတော့တယ်သူစိတ်ထဲကနေတော့ဒါကြောင့်မို့လို့ကိုအဲ့ဒီတုန်းကယူချင်းဖေးကတွားရိုက်လိုက်လို့ဇူရန်ကငါ့ကိုပို့ပြီးတော့တောင်ကလဲစားချေအနိုင်ကျင့်ခဲ့တာပဲသူခံခဲ့ရတဲ့အဆက်ကွဲမှုနဲ့ဒေါသတွေကိုငါ့အပေါ်မှာလာပုံချခဲ့တာကိုကလို့အမှန်တရားကိုသိသွားရတယ်ယူချင်းဖေးကဒေါသတကြီးနဲ့တောက်အဲ့ဒီတုန်းကငါသူ့ကိုလက်ရည်ပိန်ပိန်နဲ့အသာလေးပဲရိုက်ခဲ့မိပုံရတယ်ဒါပေမဲ့ကိစ္စမရှိပါဘူးအခုငါတို့เจ้าတွေကလည်းနီးနီးလေးတင်ဟာနောက်ပြဿနာတစ်ခုခုရှိရင်ငါ့ကိုသာတန်းရှာလိုက်လို့အပေးစကားပြောရင်းနဲ့မှရုတ်တရက်တစ်ခုခုကိုတတိယသွားပြီးပြတလဲဖြစ်သွားပြန်တယ်ဟေ့ကောင်တွေလူတွေအကုန်လုံးဘယ်ရောက်ကုန်ကြတာလဲငါကိန်းအကောင့်ကိုဘယ်သူလာကိုတက်ပေးမှလဲငါအကောင့်က24နာရီပတ်လုံး online ရှိနေရမယ်လို့မှားထားတယ်မလားတဲ့မန်လျန်ကသူ့ကိုစိတ်အေးအောင်ချော့ရင်းစိတ်အေးထားပါအကိုကြီးယူရကျွန်တော်လောင်ချမ်းကိုပြောထားပြီးသားပါသူအခုဂိမ်းထဲမှာအပီပြင် grant ပေးနေပါတယ်အကိုကြီးဆိုင်ပါရွက် cyber leaf လေးပဲအေးဆေးရှူနေလိုက်ပါလို့ပြောတော့မှပဲယူချင်းဖေးလဲငြိမ်သွားတယ်သူကဝမ်ဟောက်ကိုဒီတစ်ခါတော့မင်းကိုငါဒေါသမထွက်ပါဘူးဒါပေမဲ့နောက်တစ်ခါဟုံလီလိုကောင်မျိုးနဲ့ထပ်တိုးရင်ဘာမှစင်ကျင်မနေနဲ့တန်းပြီးသားချပစ်လိုက်ကျန်တဲ့ပြဿနာအကုန်လုံးငါတာဝန်ထားငါအကုန်ရှင်းပေးမယ်လို့ပြောလိုက်တာကြောင့်ဘေးကလူတွေအကုန်လုံးဝုန်းကနေဟာတိုက်ရီမောကြတော့တာပေါ့မန်လျန်ကဝမ်ဟောက်ကိုအခြေအနေကိုတိတိကျကျမကင်တွယ်နိုင်ခဲ့တဲ့အတွက်တောင်းပန်စကားပြောတော့ဝမ်ဟောက်ကအဆင်ပြေပါတယ်အကိုအားလုံးကကျွန်တော်ကိုဂရုစိုက်ပေးကြတာပဲဟာဆူရှောင်းပိုင်လဲဟုံလီကိုကြားကတားပေးခဲ့သေးတာပဲလို့ပြန်ပြောတယ်ယူချင်းဖေးကဆူရှောင်းပိုင်အကြောင်းကြားတော့ဝမ်ဟောက်ကိုဆူရှောင်းပိုင်နဲ့ဆက်ဆံရေးကောင်းအောင်ထိန်းထားကွာနောက်ဆိုသူကမင်းအတွက်အသုံးဝင်လာလိမ့်မယ်လို့အကြံပေးရင်းရုတ်တရက်မျက်နှာတီသွားပြီးလေးလေးနက်နက်မေးခွန်းတစ်ခုမေးလိုက်တယ်ဝမ်ဟောက်မင်းဇူရန်ကိုတက်ပြစ်တော့မလို့မျိုးအဲ့ဒီပန်းအိုကြီးမချီလိုက်တဲ့အချိန်တုန်းကတကယ်လို့ငါသာအဲ့ဒီမှာရှိမနေရင်ဘာဆက်လုပ်မလဲဆိုတာကြိုတွေးထားရဲ့လားဝမ်ဟောက်ကအမှန်တိုင်းပဲဟုတ်ကဲ့တွေးထားပါတယ်အကိုတကယ်လို့ကျွန်တော်အကိုကိုရှာမတွေ့ခဲ့ရင်အိမ်ကိုတန်းပြန်ပြီးကြောင်းပြောင်းပြဖို့စိတ်ကူးထားတာအနည်းဆုံးတော့နောက်ထပ်3နှလုံးလုံးဒီလိုအနိုင်ကျင့်ခံရတာတွေကိုထပ်ပြီးရင်ဆိုင်နေစရာမလိုတော့ဘူးလေလို့ဖြေလိုက်တယ်ယူချင်းဖေးကဝမ်ဟောက်ရဲ့ကြောကိုပုတ်ပေးရင်းကောင်းတယ်မင်းမယောက်ျားကောင်းတစ်ယောက်ရဲ့တက်တိမျိုးရှိတယ်လို့ချီးကျူးလိုက်တဲ့အချိန်မှာပဲမန်လျန်ကယူချင်းဖေးတစ်ယောက်မတ်တက်ရက်လျက်ကြီးမိန်ပြီးအိပ်ပျော်နေတာကိုသတိထားမိသွားတယ်သူကယူချင်းဖေးကိုလှုံ့နှိုးလိုက်တော့မှယူချင်းဖေးလန့်နိုးလာပြီးငါခဏလေးမိကနေဖြစ်သွားတာပါကွာလို့စင်ကြေပေးတာပေါ့တငယ်ချင်းတွေကလည်းအကိုကြီးယူရဲ့မတ်တက်ရက်လျက်ကြီးအိတ်နိုင်တဲ့စွမ်းရည်ကတော့တကယ်ကိုအမခံမဲ့ပြလို့ဝိုင်းနောက်ကြတယ်ဒါပေမဲ့ယူချင်းဖေးကအိတ်ချင်မှုတူကဘာကနေရုတ်တရက်အတိပြန်ဝင်လာတယ်လို့မျိုးနဲ့ဟန်ငါစောစောကစိုင်တကားဝမှာရှိနေတာမဟုတ်ဘူးလားမင်းတို့ဒီကိုဘယ်လိုလောက်ရောက်လာကြတာလဲလို့အန်အော်ဒါကြီးမေးပါလေရောမန်လျန်နဲ့တခြားလူတွေလည်းပါဇက်အဟောင်းသားဖြစ်ကုန်ကြတာပေါ့အကိုကြီးအကိုဒီမှာရက်ပြီးစကားပြောနေတာနိုင်ဝက်ရှိပြီးလေပြာစောစောကဟုံလီနဲ့ဇူရန်ကိုအုတ်ခဲနဲ့ထုပစ်လိုက်တာလေအကိုကြီးကိုယ်တိုင်ပဲလေ
ဝမ်ဟောက်လည်းဇဝေဇဝါဖြစ်သွားပြီးအကိုကြီးကအခုတင်ပြောထားတဲ့စကားတွေကိုအကုန်မေ့သွားတာလားကလို့တွေးနေမိတယ်ဒါပေမဲ့ယူချင်းဖေးကရုတ်တရက်ခက်နောက်ပြုံးလိုက်ပြီးငါကနောက်နေတာပါကွာမင်းတို့ပြောတာတွေအကုန်ငါကြားပါတယ်ငါကတခုခုကိုစဉ်းစားနေတာလို့ပြောရင်းနဲ့လူတိုင်းရဲ့အုံနောက်ကိုပောက်ကွဲသွားစေမဲ့သူ့ရဲ့တကယ်လှုပ်ဝက်အစီအစဉ်ကြီးကိုချပြလိုက်ပါတော့တယ်ယူချင်းဖေးကဟုံမီရဲ့ဆရာကြီးဖြစ်တဲ့မက်ဂျီမေဂျီကအခုလောလောဆယ်ရဲစခန်းမှာအဖမ်းခံထားရတဲ့15ရက်တိတိအချုပ်ထဲကနေထွက်လာနိုင်ဦးမှာမဟုတ်ဘူးလို့ပြောလိုက်တာကြောင့်လူတိုင်းစုံသွားပြီးမန်လျံကဟင်သူကဘလို့လုပ်ပြီးထောင်ထဲရောက်သွားတာလဲအကိုကြီးလို့မေးတော့တာပေါ့ယူချင်းဖေးကဟာတိုက်ရင်မော်ပြီးငါကအတုတ်ဆိုင် line five store ပိုင်ရှင်ကိုပတ်စံပေးပြီးမက်ကြီးစားမဲ့အထဲကိုမယုတ်သီးတပလင်းလုံးတုံထည့်ခိုင်းလိုက်တာလေအဲ့ဒါနဲ့မက်ကြီးဒေါသတွေအလိမ့်လိုက်ထွက်ပြီးဆိုင်မှာတောင်းကျမ်းတော့တာပဲကွက်တီပဲရဲတွေရောက်လာပြီးသူ့ကိုဖမ်းခေါ်သွားတာပေါ့အခုတော့သူထောင်ထဲမှာအလကားထမင်းသွားစားနေရပြီး15ရက်တိတိလို့လှုပ်ဝက်ချက်ကိုဖွင့်ချလိုက်တယ်အဲ့ဒီတော့မှဝမ်ဟောက်လည်းကိစ္စအဝါကိုသဘောပေါက်သွားတော့တယ်အော်ဒါကြောင့်မို့လို့ယူချင်းဖေးကဟုံလီကိုဒီလောက်အထိအပြင်းထန်ရိုက်ရဲတာကိုသူ့ရဲ့နောက်ခံဆရာကြီးမက်ကြီးကအချုပ်ထဲရောက်နေတော့ဟုံလီဘက်ကကလဲစားချေပေးမဲ့လူမရှိတော့ဘူးဆိုတာသူကြိုတွက်ထားလို့ပဲဆိုတာကိုပေါ့ယူချင်းဖေးကဝမ်ဟောက်ဘက်ကိုလှည့်လာပြီးလေးလေးနက်နက်တည်ငြိမ်တဲ့လေတံနဲ့ပြောလိုက်တယ်ဝမ်ဟောက်ငါပြောတာကိုတေးသေးချာချာနားထောင်စမ်းမင်းစမ်းတဲ့အထက်တန်းကျောင်းချန်နဟိုက်ကနေထွက်မှဖြစ်မယ်ဝမ်ဟောက်ချက်ချင်းပဲထိတ်လန့်တုန်လှုပ်သွားပြီးဘာဖြစ်လို့လဲအကိုကြီးကျွန်တော်ကိုအနိုင်ကျင့်တဲ့ကိစ္စတွေအခုတင်မဲ့အပြည့်ရှင်းလိုက်နိုင်ပြီမဟုတ်ဘူးလားလို့မေးတာပေါ့ယူချင်းဖေးကတက်ပြင်းချရင်မက်ကြီးက15ရက်နေရင်အချုပ်ထဲကပြန်လွတ်လာတော့မှကွာသူလွတ်လာတာနဲ့မင်းစီကိုတေချာပေါက်လာလိမ့်မယ်သူကမင်းကိုဘယ်တော့မှအလုပ်ပေးမှာမဟုတ်ဘူးသူကဇူရန်ထက်အစပေါင်းများစွာပိုပြီးအနေရများတဲ့ကောင်မင်းသားဒီကျောင်းမှာဆက်နေရင်သူကမင်းကိုအသေးလဲလာနှောက်ယှက်လိမ့်မယ်အဲ့ဒါကြောင့်ငါရဲ့အသက်မွေးဝမ်းကြောင်းကြောင့်ဂျေခရီယောကိုပဲပြောင်းခဲ့လိုက်စမ်းပါအဲ့ဒီမှာဆိုရင်မင်းလုံးဝဘေးကင်းလိမ့်မယ်ကျောင်းကြီးကိုယ်တိုင်ကလည်းမင်းကိုလိုက်လဲကြိုးဆိုမှဖြစ်တဲ့အပြင်စကောလာရှစ်ပါပေးလိမ့်မယ်လို့အကျိုးကြောင်းရှင်းပြရှာတယ်ဝမ်ဟောက်ရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲတက်လာခဲ့ရပြန်တယ်ငါဒီကျောင်းကိုလာခဲ့တာအနိုင်ကျင့်ခံရတဲ့ဘဝကနေထွက်ပြေးခြင်းလို့လေဒါပေမဲ့အခုတော့ငါဒီကျောင်းကနေထပ်ပြီးထွက်ခွာသွားရအောင်မယ်ပေါ့လို့တွေးပြီးစိတ်မကောင်းဖြစ်နေမိတာပေါ့အဲ့ဒီအချိန်မှာမန်လျန်နဲ့တခြားလူတွေကဝမ်ဟောက်ကိုဝိုင်းဖက်လိုက်ကြပြီးဟုတ်တယ်ညီလေးငါတို့စီပဲလာခဲ့စမ်းပါငါတို့အားလုံးမင်းကိုကာကွယ်ပေးထားမယ်လို့ဝိုင်းပြောကြတော့ဝမ်ဟောက်တယောက်စိတ်မထိန်နိုင်ပဲငိုချလိုက်မိတော့တယ်သူစိတ်ထဲကနေဒီလူတွေငါဘေးမှာရှိနေပေးတာကယူချင်းဖေးကြောင့်ပဲဖြစ်နိုင်ပါတယ်ဒါပေမဲ့ငါဘဝမှာဒီနေ့ပထမဆုံးအကြိမ်ဖြစ်တကယ်တငယ်ချင်းစစ်တွေရလိုက်တယ်လို့မျိုးခံစားရတယ်လို့တွေးပြီးတုံ့လှုပ်သွားရတယ်အဲ့ဒီနောက်မှာတော့အားလုံးကစိတ်ပန်းဖြေဖို့အင်တာနက်ကဖေးတွေကိုဝင်ပြီးဂိမ်းဆော့ကြတာပေါ့ယူချင်းဖေးကတော့အားရပါရနဲ့ကဲငါအကောင့်ကိုသွားစစ်ကြည့်ရအောင်ငါအကောင့်ကတရက်ကို24နာရီပတ်လုံးအွန်လိုင်းပေါ်မှာရှိနေရမှာလို့တဲ့ဒါပေမဲ့ကွန်ပျူတာစခရင်ကိုမြင်လိုက်ရတာနဲ့တင်ဒေါသတွေထွက်ပြီးမျက်နှာတစ်ခုလုံးညင်မြန်းသွားတော့တာပဲစခရင်ပေါ်မှာရှုံးနေသွားသည်ဆိုပြီးပေါ်နေတာကိုအဲ့ဒါနဲ့ယူချန်ကအိုဆန်းမင်းဘာလို့ငါကောင်မလေးဂိမ်းကာရိုက်တာကိုတက်ပြစ်လိုက်ရတာလဲမင်းအင်တာနက်ဆိုင်ပိတ်လိုက်တာလားဆိုပြီးအော်တော့တာပေါ့ယူချန်ဘေးရဲ့ဒေါသကအထွတ်ထိပ်ကိုရောက်နေပြီလေဆိုင်ပိုင်ရှင်လာအိုကျန်းရဲ့ကော်လန်စကိုဆွဲညစ်ပြီးတော့ငါမင်းကိုဘလောက်တောင်ယုံကြည်ခဲ့လဲဆိုပြီးလှုပ်ရမ်းပါလေရောလာအိုကျန်းခများလဲအကြောက်လွန်ပြီးတေတော့မလို့ပဲဒီအကောင့်ကတအားရေးကြည့်တာကိုလာအိုကျန်းကငါရော်ကြေးပေးပါမယ်မင်းရဲ့မန်ပါကတ်ထဲကိုယူရို90ဖုန်းပေးဖြည့်ပေးမယ်လေဆိုပြီးတောင်းပန်ရှာတယ်ယူချန်ဘေးကဒါကိုကြားတော့ပူတောင်ဒေါသထွက်သွားပြီးငါ့ကိုပတ်စံနဲ့လာဝယ်လို့ရမလားတဲ့လာအိုကျန်းလဲချက်ချင်းပဲအလျှော့ပေးပြီးကဲယူရို100တန်မန်ပါအဖြစ်တိုးပေးမယ်လို့ပြောလိုက်ရောအဲ့ဒီတော့မှယူချန်ဘေးရဲ့ဒေါသကပြေသွားတော့တယ်သူကပြုံးပြီးတော့ကဲမင်းရဲ့စိတ်ရင်းကိုထောက်ထားပြီးဒီနေ့တော့လွှတ်ပေးလိုက်မယ်လို့ပြောပြီးဝမ်ဟူဘက်လက်ဒီယူရို100ကိုငါညီလေးဝမ်ဟူရဲ့အကောင့်ထဲကိုလွှဲပေးလိုက်လို့ညွှန်ကြားလိုက်တယ်ဝမ်ဟူကညှင်းရှာပါတယ်မလိုပါဘူးယူကီယာကျွန်တော်ပတ်စံမလို့ခြင်းဘူးကြောင်းပဲပြန်တက်ချင်တာတဲ့ယူချန်ဘေးကလည်းလားငါလိုက်ပို့ပေးမယ်ဆိုပြီးသူတို့နှစ်ယောက်လမ်းပေါ်မှာအတူတူရှောက်လာကြတယ်ဝမ်ဟူကယူကီအကိုပြန်တော့လေကျွန်တော်လမ်းကိုကျွန်တော်ရှာသွားလိုက်မယ်လို့ပြောတော့ယူချန်ဘေးကတီတီတန်းနဲ့ပဲဝမ်ဟူမင်းချန်တာထက်တန်းကြောင်းကနေမထွက်ချင်ဘူးဆိုတာငါသိပါတယ်ဒါပေမဲ့မင်းသွားမှဖြစ်မယ်ရန်သူကိုင်းကောင်းဆောင်မိုင်းကြီးကအခုအချုပ်ထဲမှာရှိနေတာသူ15ရက်ပဲချုပ်ရက်ကြတာ15ရက်ပြည့်လို့သူအပြင်ထွက်လာရင်မင်းကိုကလဲစားချင်မှာဒါကြောင့်ကြောင်းပြောင်းမှုမင်းမှာအချိန်15ရက်ပဲရှိတယ်လို့ပြောတော့ဝမ်ဟူလည်းဟုတ်ကဲ့ပါဆိုပြီးခေါင်းငိမ့်လိုက်ရတယ်အခုတော့ဝမ်ဟူတယောက်တည်းလမ်းလျှောက်နေရပြီပေါ့သူကငါကတယောက်တည်းလမ်းလျှောက်ရတာကျင်သားရနေတော့အထီးမကျန်ပါဘူးအဲ့ဒီအစားစိတ်အေးချမ်းပြီးအများကြီးစဉ်းစားလို့ရတာပေါ့လို့တွေးနေမိတယ်ကျောင်းကိတ်ဝကိုရောက်တော့သူဒီကျောင်းကိုဒုတိယအကြိမ်စတင်ရောက်ရှိလာတော့ငါဘလောက်တောင်စိတ်လှုပ်ရှားခဲ့လဲဆိုတာပြန်တွေးမိတယ်ဒါပေမဲ့တလားတောင်မပြည့်ခင်မှာပဲနှုတ်ဆက်ရလိမ့်မယ်လို့မထင်ထားခဲ့ဘူးလေထမင်းစားဆောင်မှာထမင်းစားနေတော့အစားတောက်တွေကဘာအရသာမှမရှိတယ်လို့ခံစားရလို့ငါအတွေးလွန်နေတာလားလို့လည်းတွေးမိပြန်တယ်ပြီးတော့ငါဒီမှာစားဖို့ရက်အနှဲငယ်ပဲကြမ်းတော့တာပဲလို့တွေးရင်အခြားကျောင်းသားတွေပျော်ပျော်ပါပါကစားနေကြတာကိုကြည့်ပြီးငါကောဘာလို့သူတို့လိုတာမန်ကျောင်းသားဘဝကိုမဖြတ်တန်းနိုင်ရတာလဲဘာလို့အေးအေးချမ်းချမ်းမနေရတာလဲဒါတွေအားလုံးကကျူရန်ကြောင့်ပဲသူသားမရှိရင်ငါဒီလိုအခြေအနေထိရောက်လာမှာမဟုတ်ဘူးငါကသူ့ကိုသွားစမိတာဒါပေမဲ့သူကငါ့ကိုလှုပ်ပေးဖို့အစင်သင့်မဖြစ်သေးဘူးလို့တွေးနေမိတယ်အဲ့ဒီညစာချက်ချိန်မှာဝမ်ဟူတယောက်ဒေါသတကြီးနဲ့စာတင်ခန်းထဲကိုပြေးဝင်လာပြီးချက်ချင်းပဲကျူရန်ရဲ့မျက်နှာတစ်တဲ့ကိုကန်ထည့်လိုက်တော့တယ်ကျူရန်လည်းခေါင်းကနေတွေးတွေပန်းထွက်ပြီးမြေပြင်ပေါ်လဲကျသွားတာပေါ့ဝမ်ဟူကသူ့အပေါ်ကနေမတ်တက်ရက်ပြီးဖဲချဆန်းကောင်တွေရဲ့ဒီနေ့ငါလမ်းကိုပိတ်တဲ့ကောင်ဘသူမဆိုကျူရန်လိုပဲဖြစ်သွားမယ်လို့အော်ဟစ်ပြီးကျူရန်ကိုထက်ရိုက်တော့တာပဲသူ့စိတ်ထဲမှာတော့မျက်ရည်တွေပြည့်နေရှာတယ်သူကဒါငါရဲ့တကြော့ပြန်အောင်ပွဲလားငါ့ကိုသုံးနှလုံးလုံးနှိပ်စက်ခဲ့တဲ့လူကဒီနေ့တော့ငါရှိမှာဘာမှမတတ်နိုင်ပဲခံရပါလားလို့တွေးနေမိတယ်ရှာခွေကငါကမင်းကိုရိုးရိုးအေးအေးလေးထင်နေတာဒီနေ့မင်းဒေါသထွက်နေတာမြင်တော့နည်းနည်းတောင်လန့်သွားတယ်လို့ဝမ်ဟူကိုပြောတယ်ဝမ်ဟူလည်းချက်ချင်းပဲတောင်းပန်လိုက်တာပေါ့ရှာခွေကပြုံးပြီးတော့ရပါတယ်မင်းကငါမျက်စိထဲမှာလူကောင်းလေးပါပဲနောက်တစ်ခါတော့အဲ့ဒီလိုမလုံးနဲ့ပေါ့လို့ပြောတယ်ဝမ်ဟူကစနောက်ပြီးသူမရဲ့လက်ကိုလှမ်းကင်ဖို့လုပ်တော့ရှာခွေကနောက်ဆုတ်သွားပြီးဝမ်ဟူမင်းဒီလိုလူမျိုးမှန်းငါမသိခဲ့ဘူးမင်းပေါ်ထားတဲ့ငါအမြင်တွေပြောင်းလဲနေပြီလို့ပြောလိုက်တယ်အတိအကျအဲ့ဒီအချိန်မှာပဲဆရာကားလူရှိစာတင်ခန်းထဲဝင်လာတာပေါ့သူကပတ်တီးတွေနဲ့ကြောက်ရံကိုမြင်တော့မင်းပါဖြစ်တာလေလို့မေးတယ်ကြောက်ရံကကြောက်ကြောက်လန့်လန့်နေပဲဆရာကျွန်တော်လှေကားပေါ်ကပြုတ်ကျလို့ပါဆိုပြီးလိန်ပြောလိုက်တယ်
ဆရာကလည်းဘာမှမသိပဲညှက်လိုက်တာဆိုပြီးဆူတာပေါ့ပြီးတော့ဆရာကဝမ်ဟူဘေးမှာထိုင်နေတဲ့စာကြောက်ရံကိုမြင်သွားပြီးရှာရွှေမင်းဒီမှာဘာလုပ်နေတာလဲလို့မေးပြန်တယ်ရှာရွှေကလည်းချက်ချင်းပဲဖုံးကွယ်တဲ့အနေနဲ့ဆရာဝမ်ဟူကမေးခွန်းတစ်ခုကိုနားမလည်လို့ကျမကူညီပေးနေတာပါလို့ဖြေလိုက်တယ်ဆရာကတအားသဘောကျသွားပြီးဝါညစာချက်ချိန်မှာတော့အခြားလူတွေကိုကူညီပေးနေတာပဲရှာရွှေမင်းကတကယ်ကိုစံပြကြောင်းသားပဲဒီစာတင်ရဲ့သုံးထက်ကွမ်းကျောင်းသားကောင်းစုကတော့မင်းအတွက်ပဲလို့ချီးကျူးတော့တာပေါ့အဲ့ဒီနောက်ဆရာကဝမ်ဟူကိုတစ္ဆာရန်လမ်းဘက်ခေါ်ထုတ်သွားပြီးတီတီတတဲ့နဲ့ပဲဝမ်ကမင်းကငါ့ကိုဘာမှမသိဘူးထင်နေတာလားကျောင်းမှာအရွယ်မတိုင်ခင်ရေးစားထားတာကိုပြက်ပြက်တတတားမြစ်ထားတယ်နော်မင်းတို့ရဲ့အပြုအမူကတအားကိုပြောင်းကျလုံးတယ်လို့စူပါလေရောဒါပေမဲ့ဝမ်ဟူကတော့စာတင်ခန်းထဲကိုပြုံးပြုံးကြီးနဲ့ပဲပြန်ဝင်လာခဲ့ပါတော့တယ်ရှာရွှေကဆရာကဘာပြောလဲလို့မေးတော့ဝမ်ဟူကတိုးတိုးလေးပဲဆရာကငါတို့ကိုရေးစားတွေထင်နေတာလို့ပြန်ဖြေလိုက်တယ်ဒါကိုကြားတော့ရှာရွှေတယောက်မျက်နှာလေးရဲကနေဖြစ်သွားတာပေါ့ဝမ်ဟူကလည်းစိတ်ထဲကနေငါရှာရွှေကိုငါရေးစားဖြစ်စေချင်တယ်လို့တွေးနေမိတယ်ဒီစိတ်ကတရက်ထက်တရက်ပူပူကြီးထွားလာတာလေငါသာကျောင်းကထွက်သွားရရင်ဒါဟာငါဘဝရဲ့အကြီးမားဆုံးနောက်တစ်ပဲဖြစ်လိမ့်မယ်ငါဘာနောက်တမှမရကြံခဲ့အောင်ဒီ15ရက်အတွင်းရှာရွှေကိုမဖြစ်မနေအခြေရေးဆိုရမယ်လို့ဆုံးဖြတ်လိုက်တော့တယ်နောက်တနေ့မနက်မှာတော့ဝမ်ဟူကရှာရွှေအတွက်မနက်စာဝယ်လာပေးခဲ့တယ်ရှာရွှေခမများလဲတအားကိုဝမ်းသာသွားတာပေါ့စာကြည့်တိုက်ထဲမှာလဲဝမ်ဟူကသူမအတွက်စာအုပ်တွေတောင်ရွေးပေးခဲ့သေးတယ်ဒီအတော်တွင်းမှာဝမ်ဟူတတိထားမိတာကဆူရှောင်းပိုင်တယောက်ရက်တိုင်းရေးစားအသစ်တွေနဲ့တွဲနေတာပဲပထမတစ်ရက်ကထန်ရှောင်းနဲ့မိတ်ဆက်ပေးတယ်နောက်တစ်နေ့ကျတော့လီယာရန်ဖြစ်သွားပြန်ရောအဲ့ဒါကိုကြည့်ပြီးဝမ်ဟူကနည်းနည်းမနာလို့ဖြစ်မိသွားတယ်ငါတို့မှာတော့ရေးစားတယောက်မှမရှိဘူးဒီကောင်ဆူရှောင်းပိုင်ကြတော့နေတိုင်းမိန်းကလေးအသစ်တွေနဲ့တွဲနေနိုင်တယ်ဘဝကတကယ်မတရားဘူးလို့တွေးနေမိတာပေါ့တရက်တော့ဝမ်ဟူကျောင်းဝင်းနဲ့လမ်းလျှောက်နေတော့ဆူရှောင်းပိုင်နဲ့မမျှော်လင့်ပဲဆုံးမလေရောဆူရှောင်းပိုင်ကသူ့ရေးစားအသစ်နဲ့လမ်းလျှောက်လာတာလေးဝမ်ဟူကလည်းမတွေ့ရတာကြာပြီနော်လို့နှုတ်ဆက်လိုက်တယ်ပြီးတော့စိတ်ထဲကနေဆူရှောင်းပိုင်ကဒီရက်ပိုင်းတွင်းမှာတင်ရေးစားအသစ်ရသွားတာပဲကြည့်ရတာငါလည်းအချိန်မြင့်မှဖြစ်တော့မယ်ရှာရွှေနဲ့အခြေအနေကိုအမြန်ဆုံးရှေ့ဆက်ရမယ်လို့တွေးလိုက်တယ်ဒီနောက်မှာတော့ဝမ်ဟူကအဆောင်ကိုပြန်ပြီးသူ့ရဲ့အခန်းဖော်တွေကိုအစီအစဉ်အကြောင်းပြောပြတော့တာပေါ့ငါစာတင်ဆောင်အောက်ကိုဆင်းသွားမယ်ဖျောင်းတိုင်တွေနဲ့အသေးပုံလုံးမယ်လက်ထဲမှာလည်းနှင်းစီပန်းတွေကင်ထားမယ်မင်းတို့အားလုံးလည်းငါနဲ့တူတူအော်ပေးကြပါလို့ပြောတော့အခန်းဖော်တွေလည်းတအားစိတ်လှုပ်ရှားသွားပြီးအကြံကောင်းမဲ့ဟဲ့ငါတို့ဖျောင်းတိုင်တွေအစင်သစ်ပြင်ပြီးစောင့်နေမယ်အကျယ်ဆုံးဖြစ်အောင်အော်ပေးမယ်လို့ဝိုင်းပြောကြတယ်ဝမ်ဟူကပြုံးပြီးတော့ရပါတယ်ငါလည်းချင်းအန်ထက်တန်းကျောင်းကနေထွက်ရတော့မှဆိုတော့နောက်ဆုံးအနေနဲ့ပွဲလေးတစ်ပွဲဖန်တီးခဲ့တာပေါ့လို့တွေးနေမိတယ်ညရောက်တော့မြေပြင်ပေါ်မှာဖျောင်းတိုင်တွေနဲ့အသေးပုံအကြီးကြီးလှုပ်ထားတာပေါ့ဝမ်ဟူကနှင်းစီပန်းစီကိုကင်ပြီးအလဲမှာမတ်တက်ရက်နေတဲ့ကျောင်းသားတွေကလည်းဝိုင်းအောင်ကြည့်နေကြတယ်လို့အပေါ်ဝရန်နာကနေလည်းလှမ်းကြည့်နေကြတာပေါ့တချို့ကျောင်းသားတွေကတော့လက်နေကြတယ်အဖမ်းခံရရင်ကျောင်းထုတ်ခံရမှာတေချာတယ်လို့မိဘတွေကိုပါခေါ်လိုက်မယ်လေဒါပေမဲ့ဝမ်ဟူကတော့ဂယုမဆိုင်ပါဘူးငါကဘာဂယုဆိုင်ရမှာလဲဘာပဲဖြစ်ဖြစ်ဒီကနေထွက်သွားရမှာပဲဥစ္စာလို့တွေးပြီးဝမ်ဟူကအကျယ်ကြီးអော်လိုက်တယ်ရှောင်းခွေငါမင်းကိုချစ်တယ်ငါရေးစားလုပ်ပေးပါလားတဲ့အတိအကျအဲ့ဒီအချိန်မှာပဲရှောင်းခွေကတအားကိုလှပစွာနဲ့ထွက်လာခဲ့တယ်ပန်းရောင်ကုတ်အင်ဂျီလေးဝတ်ထားတာဝမ်ဟူရဲ့နှလုံးခုန်တန်တွေကတဒိမ့်ဒိမ့်ဖြစ်လာတော့တာပဲကဘာပေါ်မှာဒီထက်ပျော်စရာကောင်းတာရှိအောင်မလားသူရှာရွှေနားကိုသွားပြီးရှာရွှေမင်းရောက်လာပြီပဲငါတို့နေတိုင်းအတူတူရှိနေရတာတအားပျော်ဖို့ကောင်းတယ်ငါရေးစားလုပ်ပေးပါနော်ငါမင်းကိုတအားချစ်တယ်လို့ပြောလိုက်တယ်ချက်ချင်းဆိုသလိုပဲကျောင်းလုံးကြုံရေးတွေနဲ့ဆရာတွေရောက်လာပြီးဟေ့ကျောင်းသားဒီမှာလူအများရှိအခြေရေးဆိုတာကိုတားမြစ်ထားတဲ့အဲ့ဒီကောင်မလေးကိုဖမ်းပြီးရုံးခန်းထဲခေါ်သွားလို့အော်တော့တာပဲရှာကွေကရှေ့ကိုတလန့်တက်လာပြီးဝမ်ဟူကျေးဇူးတင်ပါတယ်မင်းကအတွက်ဒီလောက်ထိစူးစမ်းပေးခဲ့တာလို့ပြောတော့ဝမ်ဟူတယောက်ပြပြတလဲဖြစ်သွားတယ်ဒါပေမဲ့ရှာရွှေကတိုးတိုးလေးကပ်ပြောတယ်ဒါပေမဲ့ငါမှရေးစားရှိပြီးသားပါတဲ့ဝမ်ဟူဒါကိုကြားလိုက်ရတော့ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဆိုပြီးယူသွမတက်ဖြစ်သွားတော့တာပဲသူဆရာတွေကိုတွန်းထုတ်ပြီးဖဲကြစမ်းလို့အော်တော့တယ်သူကဘသူလဲငါ့ကိုပြောသူကဘသူလဲဆိုပြီးဒေါသတွေထွက်ကမျက်လုံးတွေပါနီမြန်းလို့ငါ့ကိုပြောပါရှာရွှေသူကဘသူလဲလို့မေးတော့ရှာရွှေကငိုပြီးတော့သူကဆူရှောင်းပိုင်ပါလို့ပြောလိုက်ရောဒါကိုကြားလိုက်ရတော့ဝမ်ဟူတယောက်စွန့်သွားတော့တယ်ဘာလို့ဆူရှောင်းပိုင်ဖြစ်နေရတာလဲလို့တွေးရင်ဟိုတနေ့ကဟောင်လီသူ့ကိုရိုက်တုံးကဆူရှောင်းပိုင်လာခဲ့တာကိုပြန်တတိရသွားတယ်ဝမ်ဟူကငါကယူချန်ဖေးလွတ်လိုက်တာထင်နေတာတကယ်တော့ရှာရွှေလွတ်လိုက်တာဖြစ်မှာပေါ့မဟုတ်ရင်ဆူရှောင်းပိုင်လို့တထေးသားကငါနဲ့ဘာဆိုင်လို့လဲရှာရွှေကငါ့ကိုကြိုက်နေတယ်လို့ထင်ခဲ့တဲ့ငါဟာဘလောက်တောင်မိုက်မဲခဲ့လဲငါကဆူရှောင်းပိုင်နဲ့ရှင်ရင်ဘာမှမဟုတ်ပါလားသွားဆိုလို့တွေးမိပြီဒါတွေအားလုံးကအိမ်မက်တစ်ခုလိုပါပဲလားဆိုပြီးကိုပြန်လောင်ပြုံးနေမိတော့တယ်အဲ့ဒီနောက်ဝမ်ဟူရုံးခန်းထဲကိုအခေါ်ခံရတာပေါ့အဲ့ဒီမှာလူတယောက်ကဒေါသတကြီးနဲ့မင်းပဲတန်းကလဲလို့မေးတယ်ဝမ်ဟူကကျမ်းပြင်ပေါ်မှာထိုင်နေရင်းနဲ့ခနဲ့တဲ့လေတံနဲ့ခံမှန်းကြည့်လေလို့ပြောလိုက်တာပေါ့အဲ့ဒီလူလဲဒေါသထွက်ပြီးဝမ်ဟူရဲ့ကော်လန်စကိုဆွဲကမင်းပါပြောလိုက်တယ်မှန်အောင်ခံမှန်းဖို့မင်းကို3ချိန်ခွင့်ရေးပေးမယ်လို့အော်တယ်ဝမ်ဟူကရဲပြီးတော့ခမည်းကြောင်းထုတ်မှမို့လို့လာရပါတယ်အဲ့ဒါငါလိုချင်ဆုံးပဲလို့ပြောလိုက်တယ်ရုံးခန်းထဲမှာဝမ်ဟူကသူ့ရဲ့ဆန္ဒကိုဆရာကိုတင်ပြတယ်ကျွန်တော်အသက်မွေးဝမ်းကြောင်းကိုပြောင်းချင်နေတဲ့ဆရာကဒေါသထွက်ပြီးမင်းယူနေလားအဲ့ဒါလူမိုက်တွေနဲ့လူလွင့်တွေစုဝေးရနေရကြီးကွာမင်းပါလို့အဲ့ဒီကိုသွားချင်ရတာလဲလို့မေးတော့ဝမ်ဟူကဆိုပဲကျွန်တော်သွားချင်တာပါလို့ကောင်းမာနဲ့ပြောနေတော့တာပေါ့ဆရာလည်းအံ့ဩတုန်လှုပ်စွာထိုင်နေရင်မင်းကတော့ရှန်နန်ထက်တန်းကျောင်းကနေကိုယ့်တဘောနဲ့ကိုထွက်ချင်တဲ့ပထမဆုံးကျောင်းသားပဲလို့တွေးနေမိပါတော့တယ်ရှာရွှေကဆရာကဘာပြောလိုက်လဲလို့စိုးရင်တကြီးမေးရှာတာပေါ့ဝမ်ဟူကတော့ဘာမှပြန်မဖြေပဲသူ့ခုံမှာသူဝင်ထိုင်နေတယ်သူ့ကောင်းထဲမှာသူမကငါ့ကိုမကြိုက်ဘူးဆိုရင်ဘာလို့ဒီလောက်တောင်စိုးရင်နေရတာလဲငါ့ကိုတငယ်ချင်းတယောက်လိုပဲသဘောထားတာလားဆိုတဲ့အတွေ့တစ်ခုပဲရှိနေတာလေသူကရှာရွှေကိုရုတ်တရက်စိုက်ကြည့်ပြီးတော့မင်းကအပေါ်မှာအချစ်စိတ်နည်းနည်းလေးတောင်မရှိဘူးလားလို့မေးလိုက်တယ်ရှာရွှေရဲ့မျက်ဝန်းမှာမျက်ရည်တွေဝိုင်းလာပြီးဝမ်ဟူရဲ့ပြင်းထန်တဲ့အကြည့်တွေကြောင့်ကြောက်သွားတာပေါ့ကျေးဇူးပြုပြီးငါ့ကိုအဲ့ဒီလိုကြီးမကြည့်ပါနဲ့ငါကြောက်လို့ပါလို့သူမကပြောတယ်ဒါပေမဲ့ဝမ်ဟူကသူမရဲ့လက်ကိုဆွဲပြီးမတ်တက်ရက်ခိုင်းလိုက်ကငါနဲ့လိုက်ခဲဆိုပြီးစာတင်ခန်းထဲကနေဆွဲခေါ်သွားတော့တာပဲကျောင်းထဲကနေအပြေးထွက်လာကြတော့လုံခြုံရေးဝန်ထမ်းကသူတို့ကိုမှတ်မိသွားပြီးဟေးဒါဖျောင်းတိုင်နဲ့အခြေရေးဆိုတဲ့ကောင်မလေးမဟုတ်လားလို့အော်တယ်သူတို့နှစ်ယောက်ကျောင်းကိဝါကနေထွက်လာပြီးရေကန်ဘေးကပန်းချံတစ်ခုစီကိုတမ်းမှတ်နေအောင်သွားကြတာပေါ့အဲ့ဒီမှာဝမ်ဟူကရှာရွှေကိုတားလိုက်ပြီးနောက်တစ်ချိန်ထပ်ပြီးအခြေရေးဆိုပြန်တယ်ရှာရွှေ
ငါရည်စားလုပ်ပေးပါငါမင်းကိုတအားကောင်းကောင်းထားပါမယ်တဲ့ရှာရွှေကတော့ညင်းတာပေါ့ဝမ်ဟူငါမင်းကိုပြောပြီးပြီပဲသူကငါရည်စားပါဆိုလို့ပြောတော့ဝမ်ဟူကဒေါသတကြီးနဲ့ဆူရှောင်းပိုင်ကဘလို့လူလဲဆိုတာမင်းသိရလားသူကနေတိုင်းရည်စားအစ်စ်တွေပြောင်းနေတာပေါ့လို့អော်တယ်ဒါပေမဲ့ရှာရွှေဖွင့်ဟလိုက်တဲ့အမှန်တရားကဝမ်ဟူကိုအံ့ဩမြင်တက်သွားစေခဲ့တယ်ရှာရွှေကမဟုတ်ဘူးဝမ်ဟူသူကနေတိုင်းရည်စားပြောင်းနေတာမဟုတ်ဘူးသူကငါတို့အားလုံးရဲ့ရည်စားလို့ပြောလိုက်တာကိုမင်းမြင်ခဲ့တဲ့ငါပါဝင်အခြားမိန်းကလေးတွေအားလုံးကသူ့ရဲ့ရည်စားတွေကြီးပဲတဲ့ဝမ်ဟူတယောက်ဆုံးသွားပြီးဒါဘလို့လို့အတူတူဖြစ်နိုင်မှာလဲလို့မေးတော့ရှာရွှေကပြုံးပြီးရှင်းပြတယ်ဆူရှောင်းပိုင်ရဲ့ရည်စားဖြစ်ရတာဟာဂုံရင်းကရက်တစ်ခုပဲလေသူနဲ့ငါနဲ့အတူရှိနေတဲ့အချိန်မှာတခြားမိန်းကလေးတွေအားလုံးကငါ့ကိုမနာလို့ဖြစ်ကြတယ်ငါလည်းလူသိများလာတာပေါ့မိန်းကလေးတွေကလည်းဆူရှောင်းပိုင်ဟာပြည်စုံလို့တဲ့အတွက်ဝေမျှတွဲရမယ်ဆိုတာကိုလိုလိုလားလားလက်ခံကြတာသူ့မှာမိန်းကလေးတွေကိုဆွဲဆောင်နိုင်တဲ့မော်ဆန်တဲ့အစွမ်းရှိတယ်တဲ့ဝမ်ဟူလည်းဒေါသထွက်သွားပြီးမင်းတို့အားလုံးယူကုန်ကြပြီးဆူရှောင်းပိုင်ကနည်းနည်းလေးရုပ်ချောတာနဲ့ပဲမင်းတို့ကဒီလိုလုပ်เสียရလားဒါမင်းတို့ရဲ့မာနနဲ့တွေးနှထင်ရောက်မှုတွေပဲသူမင်းတို့ကိုမချစ်ဘူးလို့အော်ဟစ်ကရှာရွှေရဲ့ပခုံးတစ်ဖက်ကိုကင်ပြီးအတိပြန်ဝင်လာအောင်လှုပ်ရမ်းတော့တာပေါ့ရှာရွှေကတော့ကြောက်လဲကြောက်စိတ်လဲရှုပ်ထွေးပြီးငိုယိုကငါ့ကိုလွတ်ပါလို့အော်တော့တယ်ဝမ်ဟူကရှာရွှေကိုနားလဲအောင်လုပ်နိုင်ပါမလားသူမကတော့ဆူရှောင်းပိုင်ရဲ့ထောင်ချောက်ထဲမှာဆက်ပြီးပိတ်မိနေအောင်မလားဝမ်ဟူကရှာရွှေကိုတဲ့ပဲမေးလိုက်တယ်ဆူရှောင်းပိုင်ကအခြားမိန်းကလေးတွေနဲ့တွဲနေတာကိုမင်းမနာလို့မဖြစ်ဘူးလားတဲ့ရှာရွှေကအံ့ဩပြီးမဖြစ်ပါဘူးသူကဒီလိုပဲဖြစ်ရမှာပေါ့ဆူရှောင်းပိုင်ကတအားရုပ်ချောတာဆိုတော့မိန်းကလေးတိုင်းကသူ့ရည်စားဖြစ်ချင်ကြတာပဲလေလို့ပြန်ဖြေတယ်ဝမ်ဟူကရှင်းပြဖို့စူးစမ်းပြန်တယ်အချစ်ဆိုတာတဦးတည်းပိုင်ဆိုင်ချင်တာကိုပြောတာကွာမင်းသာသူ့ကိုတကယ်ချစ်ရင်သူတခြားလူနဲ့ရှိနေတာကိုဘယ်လိုလုပ်ပြီးခံနိုင်မှာလဲဒါကမင်းသူ့ကိုမချစ်ဘူးဆိုတာတက်တည်ပြနေတာပဲလို့ပြောတော့ရှာရွှေကဒေါသတကြီးနဲ့ငါသူ့ကိုအလဲတန်းကြောင်းလုံးကလေးကချစ်ခဲ့တာငါသူ့တပ်ပုံတွေကိုစုဆောင်းခဲ့တယ်အချစ်စာလွှာတွေထောင်ချီပြီးရေးခဲ့တာတကယ်တော့သူတခြားမိန်းကလေးနဲ့တွဲရင်ငါစိတ်တုံမိတာကသူကအဲ့ဒီမိန်းကလေးနဲ့မတန်လို့ပဲလို့ပြန်ပြောတာပေါ့အဲ့ဒီတော့မှဝမ်ဟူလည်းဒီမိန်းကလေးကအစွဲလန်းကြီးနေတာအချစ်မဟုတ်ဘူးဆိုတာနားလည်သွားပြီးသူမကိုအယူမလေးပဲလို့တွေးမိတော့တယ်သူကမင်းစုရှောင်းပိုင်ကိုမချစ်ဘူးဆိုတာငါတက်တည်ပြမယ်လို့ပြောပြီးစနောက်တဲ့သဘောနဲ့ဟာဟာငါမင်းကိုချစ်တယ်လို့ပြောလိုက်တယ်ရှာရွှေကရဲပြီးဝမ်ဟူမင်းကတငယ်ချင်းကောင်းတစ်ယောက်ပါဒါပေမဲ့ငါကဆူရှောင်းပိုင်ကိုချစ်လာတာနှစ်တွေအကြာကြီးရှိလာပြီလို့ပြောတယ်သူတို့နှစ်ယောက်လက်ချင်းချိတ်ပြီးကျောင်းကိုပြန်လျှောက်လာကြတော့ဝမ်ဟူကမင်းငါကိုမကြိုက်ရင်ဘာလို့ငါလက်ကိုကင်ထားတာလဲလို့မေးတော့ရှာရွှေကကြောက်လန့်တကြားလေတံနဲ့မင်းရဲ့ဒေါသထွက်နေတဲ့မျက်နှာကိုကြောက်လို့ပါမင်းကြောက်ရံကိုရိုက်တုံးကလည်းဒီမျက်နှာပေါက်မျိုးပဲမဟုတ်လားလို့ပြောရှာတယ်သူတို့စာတင်ခန်းထဲဝင်လာတာနဲ့လူတိုင်းရဲ့အကြည့်တွေကဝမ်ဟူစီကိုပဲရောက်လာကြတာပေါ့ကောင်းလေးတစ်ယောက်ကတိုးတိုးလေးကပ်မိတယ်အကိုကြီးမင်းဆူရှောင်းပိုင်ကိုနိုင်ခဲ့တာပဲငါတို့ကိုမုန်းမကြွေးဘူးလားတဲ့ဝမ်ဟူကလည်းငါအိတ်ကဆူရှောင်းပိုင်လိုပဲဟောင်းဟောင်းဖြစ်နေတာလို့ပြောလိုက်တယ်အခုဆိုဝမ်ဟူကအเจ้าမှာတအားနာမည်ကြီးသွားပြီလေစာရန်လန်းတွေမှာလမ်းလျှောက်ရင်လည်းလူတိုင်းကစိုက်ကြည့်ကြပြီးအားကစားကွင်းထဲမှာဆိုရင်ကောင်းလေးတွေကသူ့ကိုရေတန့်ဘူးတွေတောင်လာပေးကြတယ်သူကငါလဲချန်တဲ့လီကြောက်တို့လိုလူမိုက်ကြီးဖြစ်သွားတာလားငါဒီလိုနာမည်အပုတ်တိုးကိုလုံးဝမကြိုက်ဘူးလို့တွေးနေမိတယ်အဲ့ဒီညနေအဆောင်မှာဝမ်ဟူတယောက်အဝတ်လန်းနေတော့သူ့ရဲ့အခန်းဖော်ကငိုယိုပြီးဝင်လာတာပေါ့ဝမ်ဟူကဘာဖြစ်လို့လဲဘသူရိုက်လိုက်တာလဲလို့မေးတော့အခန်းဖော်ကငါထမင်းစားဆောင်မှာတယောက်ယောက်ရဲ့ခြေထောက်ကိုမတော်တဆနင်းမိတာတောင်းပန်မှုမေးသွားလို့နည်းနည်းစကားများကြရင်သူကငါ့ကိုအိမ်သားထဲဆွဲခေါ်သွားပြီးရိုက်တာပဲလို့ပြောပြီးသူ့ဘာပြင်ကညိုမဲတန်ရာကိုပြရတယ်ကြည့်ပါဦးသူငါ့ကိုဘလောက်တောင်ပြင်းပြင်းထန်ထန်ရိုက်ထားတဲ့ဆိုတာဆိုပြီးလာတိုင်ပါတော့တယ်ဝမ်ဟောက်ကသူ့ဆောင်ခန်းထဲမှာစာဖတ်နေတော့အနီအောင်ကြာကင်အင်ဂျီဝတ်ထားတဲ့အခန်းဖော်ကကြောက်ကြောက်လန့်လန့်နဲ့ပြေးဝင်လာတယ်ပြီးတော့ဝမ်ဟောက်ခြေထောက်နာမှာဝတ်ဆုံးထိုင်ပြီးကဲပါဦးကွာဟိုကောင်ကငါ့ကိုမြင်တဲ့နေရာတိုင်းမှာရိုက်မယ်လို့ပြောနေလို့ဆိုပြီးငိုယိုပြီးအကူအညီတောင်းတော့တာပဲဝမ်ဟောက်လည်းဖက်လက်စာအုပ်ကိုပိတ်ပြီးအခန်းဖော်နဲ့အတူဟိုဘက်ခန်းကိုလိုက်သွားခဲ့တဲ့အဲ့ဒီခန်းထဲမှာလူမိုက်ပုံစံနဲ့ကြွက်သားဖူးထင်းတဲ့ကောင်ကစလုံးနဲ့ခြေထောက်ဆင်နေတာပေါ့ဝမ်ဟောက်ကသူ့ကိုကြည့်ပြီးငါသားချရရင်တော့ဒီကောင်နဲ့ရှင်နိုင်မှာမဟုတ်ဘူးလို့စိတ်ထဲကတွေးလိုက်တယ်ပြီးမှအခန်းဖော်ဘက်လှည့်ပြီးမင်းဘာလို့ရမလဲသိတယ်မလားလို့မေးလိုက်တယ်အခန်းဖော်ကလည်းအဲ့ဒီစကားကိုကြားပြီးဝမ်ဟောက်ကသူ့ကိုချဖို့အချက်ပြတယ်လို့ထင်သွားတာပေါ့အဲ့ဒါနဲ့ချက်ချင်းပဲဟိုလူမိုက်ကိုဝင်လုံးပြီးခြေထောက်ဆင်ထားတဲ့စလုံးကိုကန်ချလိုက်တော့တယ်ဝမ်ဟောက်ကလည်းအခုတော့မင်းဘာဖြစ်မလဲကြည့်လိုက်တော့ဟာယောင်ကြီးကငါနဲ့အတူရှိတယ်လို့ပြုံးစီစီနဲ့ပြောလိုက်တာပေါ့ဟိုလူမိုက်လည်းကြောင်သွားပြီးဝမ်ဟောက်ရဲ့အခန်းဖော်ကပဲသူ့ကိုအနိုင်မိုင်းလိုက်တော့တယ်လူမိုက်လည်းလက်အုပ်ချပြီးတောင်းပန်ပါတယ်လို့ပြောရတဲ့အထိဖြစ်သွားတာပေါ့ဝမ်ဟောက်ကတော့စိတ်ထဲကနေငါကတော့အနိုင်မချနိုင်လို့သူ့ကိုသွားတောင်းပန်မလို့ပါသူကတော့ငါ့ကိုနောက်ခံလူကြီးလို့အထင်မှားသွားပုံရတယ်လို့တွေးနေမိတယ်အခန်းဖော်ကတော့ပျော်ရွှင်သွားပြီးဝမ်ဟောက်ရဲ့လက်ကိုဆွဲကမင်းစားမလားကျေးဇူးတင်ပါတယ်ကွာမင်းသာမရှိရင်ငါဘာလို့ရမှန်းတောင်သိမှာမဟုတ်ဘူးမင်းကငါ့ကိုတက်တီတွေပေးလိုက်တာပဲလို့ပြောတော့ဝမ်ဟောက်ကတိတ်တိတ်လေးပဲပြုံးနေလိုက်တယ်နောက်ရက်မနက်မှာတော့ဝမ်ဟောက်ကျောင်းစင်ကြံလန်းတိုင်လျှောက်လာတဲ့အခါကျောင်းသားတွေအားလုံးကသူ့ကိုခိုးခိုးကြည့်ပြီးတိုးပြောနေကြတာပေါ့သူကမနေ့ကသူ့တပားအတွက်မမမရက်တီပေးခဲ့တဲ့သူမဟုတ်လားသူကတော့ဘာမှမထွက်ပဲအေးအေးဆေးဆေးထိုင်နေပေမဲ့အခုဆိုကျောင်းထဲမှာလူပြောသူပြောများဆုံးသူရဲကောင်းတစ်ယောက်ဖြစ်သွားပြီလေကန်တင်းထဲမှာဝမ်ဟောက်ကမျက်မှန်တက်ထားတဲ့သူ့တငယ်ချင်းနဲ့အတူနေ့လယ်စာစားနေတော့အပေါ်ချုံအင်ဂျီဝတ်ထားတဲ့ကောင်မလေးတစ်ယောက်ကသူ့စီလျှောက်လာပြီးမင်းကဝမ်ဟောက်မဟုတ်လားတကယ်လို့ကိုကောင်မလေးကမင်းရဲ့ရည်စားမလုပ်ချင်ဘူးဆိုရင်ငါလုပ်ပေးမယ်လေလို့လာပြောတာပေါ့ဝမ်ဟောက်လည်းပါစက်ထဲကထမင်းတွေတောင်ပြုတ်ကျပြီးလက်ဖြတ်သွားခဲ့တယ်အဲ့ဒီနောက်မှာတော့ထောက်တနေရာမှာမျက်မှန်လေးတက်စပင်ကိုမြင်းမြပုံစံစီးပြီးတယောက်တည်းထမင်းစားနေတဲ့ကောင်မလေးတစ်ယောက်ကိုသူ့လမ်းမြင်သွားတယ်ဝမ်ဟောက်ကသူ့တငယ်ချင်းကိုဟိုကောင်မလေးကဘသူလဲစုံစမ်းပေးပါဦးလို့မေးလိုက်တယ်တငယ်ချင်းဖြစ်သူကတိုးတိုးလေးကပြောတာပေါ့သူ့နာမည်ကတာအိုကြီးတဲ့ပထမနှစ်ကျောင်းသူပဲတကယ်တော့ဒီလောက်လာတဲ့ကောင်မလေးကနာမည်ကြီးရမှာပေါ့ဒါပေမဲ့သူကလူသိမ့်မခံဘူးအတန်းဖော်တွေနဲ့လည်းတိတ်ရောတာမဟုတ်ဘူးလို့ပြောပြတယ်ဝမ်ဟောက်ကထိုကောင်မလေးကိုတိတိကျကျကြည့်နေမိတာပေါ့မျက်မှန်နဲ့တငယ်ချင်းကပဲတာအိုကြီးကအစတုန်းကတော့တော်တော်လေးနာမည်ကြီးပေမဲ့ယောက်ျားလေးတွေအပေါ်အရန်အေးဆက်လွန်းတော့အခုနောက်ပိုင်းဘယ်သူမှလိုက်မတွဲရကြတော့ဘူးလို့ထပ်ပြောပြတယ်ဝမ်ဟောက်ကတော့သူ့ရဲ့စာပေနုပညာစွမ်းရည်တွေကိုတုံးပြီးတာအိုဂျီကိုအထာပေးဖို့ဆုံးဖြတ်လိုက်တယ်ဟေးတာအိုဂျီဆိုပြီးရေးစားစာတစ်ဆောင်ရေးလိုက်ပြီးနင်းစီနီပန်းစီနဲ့အတူတာအိုဂျီစီသွားပေးဖို့သူ့တငယ်ချင်းကိုခိုင်းလိုက်တယ်အဲ့ဒီအချိန်မှာရှာဆွေကဝမ်ဟောက်ကိုလောင်တဲ့လေတံနဲ့လွန်ခဲ့တဲ့ရက်ပိုင်းတင်ကပဲမင်းငါ့ကိုရေးစားစကားလာပြောနေပြီးတော့အခုကျတခြားတစ်ယောက်နောက်လိုက်နေပြန်ပြီးယောက်ျားလေးတွေကတိတ်ပြောင်းလဲလွယ်တာပဲလို့ပြောတာပေါ့ဝမ်ဟောက်ကလည်းပြုံးပြီးမင်းမှာရေးစားရှိနေတာပဲလေအဲ့ဒါကြောင့်ငါလည်းတခြားတစ်ယောက်ကိုကြည့်ရတာပေါ့ဒီနေ့နေ့လေကကောင်မလေးတစ်ယောက်ကိုမြင်လိုက်တယ်အရန်လာတာပဲငါရင်တွေတောင်တတိန်ခုန်သွားတယ်လို့ပြန်ပြောတယ်ရှာဆွေကသူကငါထက်လှလို့လားလို့မေးတော့ဝမ်ဟောက်ကမင်းတို့နှစ်ယောက်ကအလှချင်းတူလို့လားလို့ပြန်ဖြေလိုက်တယ်အဲ့ဒါနဲ့ရှာဆွေကလည်းအေးပါကံကောင်းပါစေလို့ပြောလိုက်တာပေါ့
ဝမ်ဟောက်ကသူ့ခုံမှာပြန်ထိုင်ပြီးရီးစားစာဆက်ရေးနေတယ်ရှာဆွေကမင်းကတော့တကယ်ကိုမလွယ်တဲ့ကောင်ပဲကဘာပေါ်မှာမင်းထက်ညှို့တက်ပြင်းတဲ့သူရှိအောင်မလဲမသိဘူးလို့ပြောတော့ဝမ်ဟောက်ကဒါကိုရိုမန်တဆန်နယ်လို့ခေါ်တယ်အရင်တစ်ခေါက်ကစာတင်ဆောင်ရှိမှာရီးစားစကားပြောဖို့ငါစွန့်စားခဲ့တာပဲဒါကငါဘလောက်ချစ်ကြီးလဲဆိုတာတက်တည်ပြနေတာပေါ့လို့အားပြဲတာပေါ့ရှာဆွေကလည်းအေးပါမင်းကအချစ်တက်ဆုံးပါမင်းလိုရီးစားရတဲ့ကောင်မလေးကတော့ကံကောင်းတာပဲဒါပေမဲ့ငါကတော့အကိုကြီးစုပ်ကိုပဲချစ်တာမဟုတ်ရင်တော့မင်းနဲ့တွဲဖြစ်ရင်တွဲဖြစ်မှာပေါ့လို့ဆိုတယ်ဝမ်ဟောက်ကစိတ်ထဲကနေနောက်ရက်အနည်းငယ်အတွင်းမှာမင်းငါကိုတကယ်ချစ်နေမိပြီဆိုတာကိုငါပြောပြရအောင်မယ်လို့တွေးနေလိုက်တယ်အဲ့ဒီအချိန်မှာပဲမျက်မှန်နဲ့တငယ်ချင်းကအပြေးလွှားရောက်လာပြီးမင်းကိုဦးလေးဟော့ချ်ခေါ်နေတယ်လို့လာပြောတာနဲ့ဝမ်ဟောက်လည်းထားပြီးထွက်သွားခဲ့တယ်ရှာဆွေကတော့ဝါတိုးတက်မှုကမြန်လာကြည်လာဒီဘက်ခေတ်ကောင်မလေးတွေကရှက်ကိုမရှက်ကြတော့ဘူးလို့တွေးကြံခဲ့တာပေါ့ဝမ်ဟောက်ကဦးလေးထိုင်နေတဲ့တခြားတန်းတစ်ခုစီသွားခဲ့တယ်သူကဦးလေးစီလျှောက်သွားပြီးနေကောင်းကအလှလေးငါရီးစားလို့မလားလို့ပြောလိုက်တော့ဦးလေးကလန့်သွားပြီးမင်းဘလို့ကြီးစကားပြောနေတာလဲလို့ပြန်ပြောတာပေါ့ဝမ်ဟောက်ကလည်းငါမင်းစီရီးစားစာရေးထားတယ်မင်းစိတ်မဝင်စားရင်လည်းနောက်မနေပါနဲ့ငါတကယ်မင်းနဲ့တွဲချင်တာပါငါ့ကိုအခွင့်အရေးလေးပေးပါဦးလို့ပြောတယ်တာအိုကြီးကရှက်သွေးဖြာသွားပြီးငါတို့နည်းနည်းချင်းပဲဖြည်းဖြည်းချင်းသွားလို့မရဘူးလားလို့မေးတယ်ဝမ်ဟောက်ကလည်းရတာပေါ့မင်းပြောတဲ့အတိုင်းဖြည်းဖြည်းချင်းပဲသွားကြတာပေါ့ဒီညတော့လက်ကလေးပဲကန်ရအောင်အဲ့ဒါထက်ပိုမလုပ်ပါဘူးလို့ပြောပြီးလက်လန်းလိုက်တာပေါ့ဒါပေမဲ့တာအိုကြီးကလက်ကိုအနောက်ဆုပ်ပြီးထွက်လိုက်ကမင်းကတော့တကယ်လူမိုက်လေးပဲလို့ပြောလိုက်ပါတော့တယ်သူမကမေးလိုက်တော့ဝမ်ဟောက်ကဒါဆိုမင်းပါဖြစ်ချင်တာလဲငါ့ကိုဘာလို့ဒီနေရာထိခေါ်တာလဲလို့ပြန်မေးလိုက်တယ်တာအိုကြီးကထိုင်လိုက်ပြီးကြည်လေမင်းရဲ့ရီးစားစာထဲမှာရှိတ်စပီးယားရဲ့ကြပြားတွေအများကြီးထည့်ထားတာပဲမင်းရှိတ်စပီးယားအကြောင်းသူတေသနာလုပ်ဘူးလားသူ့စာအုပ်ဘယ်နဲ့အုပ်ဖတ်ဘူးလဲလို့ပြောလိုက်တော့ဝမ်ဟောက်တယောက်တုံးလို့သွားတယ်ဟုတ်သားပဲငါရှိတ်စပီးယားစာသားတွေအများကြီးသုံးမိတာပဲဒီခေတ်ကြီးမှာဘသူကရှိတ်စပီးယားကိုဖတ်နေကြလို့လဲလို့ထင်နေတာသူကဒီလောက်ထိကျွမ်းကျင်နေလိမ့်မယ်လို့မထင်ထားမိဘူးလို့ဝမ်ဟောက်စိတ်ထဲကတွေးလိုက်တယ်တာအိုကြီးကကျမကိုအဲ့ဒီလိုမျိုးအကြည့်နဲ့မကြည့်ပါနဲ့ကျမရှိတ်စပီးယားလက်ရာတွေကိုစိတ်ဝင်စားပေမဲ့နားမလည်ဘူးအခန်းတချို့ကအရန်ရှည်ပြီးပြင်းဖို့ကောင်းတယ်လို့တချို့ကလည်းအရန်ဝမ်းနေဖို့ကောင်းတယ်အဲ့ဒါကြောင့်ကျွမ်းကျင်သူတယောက်ကိုမေးကြည့်ချင်တာပါလို့ပြောတယ်မင်းကြီးစားစာထဲမှာရှိတ်စပီးယားစာသားတွေကိုကိုးကားထားတာမြင်တော့မင်းသူနဲ့ပတ်သက်ပြီးဘ ഹു တုတနက်နက်နဲနဲရှိမယ်ထင်ထားတာတဲ့ဝမ်ဟောက်ကလည်းယုံကြည်ချက်ရှိရှိနဲ့ဟုတ်တယ်ငါရှိတ်စပီးယားရဲ့အကြီးကျယ်ဆုံးဝမ်းနေပွဲဇလန်း၄ပုဒ်နဲ့ဟာသားဇလန်း၄ပုဒ်လုံးကိုအလွတ်ကျက်ထားတယ်လို့ပြောလိုက်တယ်တာအိုကြီးကကျမကဝမ်းနေပွဲဇလန်းတွေကိုပိုသဘောကျတယ်ဒါပေမဲ့သူ့ရဲ့စွန်လက်ကပြ154ပုဒ်ကိုပိုပြီးခံစားရတယ်လို့ပြောတော့ဝမ်ဟောက်ကခေါင်းငိမ့်ပြီးမင်းအဲ့ဒါတွေကိုအသေးစိတ်ရှင်းပြပေးနိုင်မလားလို့မေးလိုက်တယ်ဝမ်ဟောက်ကပြုံးပြီးရှင်းပြပေးနိုင်တာပေါ့ဒါပေမဲ့အချက်တစ်ချက်ရှိတယ်မင်းငါရေးစားဖြစ်ပေးရမယ်ငါရှိတ်စပီးယားအကြောင်းလေ့လာနေတာ10နှစ်လောက်ရှိပြီးဒီဘ ഹു တုတတွေကိုတာမန်လူတွေကိုငါရှောက်မပြောပြဘူးလို့ပြောလိုက်တယ်ဒီစကားကိုကြားတော့ဝမ်ဟောက်အတန်းထဲကနေထွက်သွားဖို့ပြင်တော့တာပဲတာအိုကြီးလည်းလန့်သွားပြီးနောက်ကနေပြေးလိုက်လာတယ်ဟေးခဏလေးမသွားပါနဲ့ဆိုတော့ဝမ်ဟောက်လည်းရက်လိုက်တယ်တာအိုကြီးကမင်းသဘောတူပြီလားလို့မေးတော့ဝမ်ဟောက်ကငါကတော့သဘောတူတယ်လို့မပြောရသေးဘူးဒါပေမဲ့မင်းကပညာတက်လေးဖြစ်ပြီးဘာလို့လူမိုက်လိုလုပ်နေရတာလဲလို့ပြောလိုက်တယ်ဝမ်ဟောက်ကလည်းချက်ချင်းပဲလူမိုက်တယောက်ကပညာတက်လို့မရဘူးလားရှေးဟောင်းကျမ်းစာတွေမှာလည်းသူတော်ကောင်းဆိုတာအလှပန်းကိုလိုက်ရှာတတ်သူလို့ဆိုထားတယ်ရှိတ်စပီးယားကလည်းလူငယ်ဘဝဆိုတာမြန်မြန်ကုန်ဆုံးသွားတတ်တာမို့လို့မနှက်ဖြန်ထိမဆိုင်ပါနဲ့လို့ပြောထားတယ်လေလို့ပြန်ပြောလိုက်တယ်တာအိုကြီးအံ့အားသင့်သွားတယ်ဝမ်ဟောက်ကလူငယ်ဘဝဆိုတာအချိန်တန်ရင်ကုန်ဆုံးသွားမှာအချိန်မဖြုံးပါနဲ့ကိုယ့်ရဲ့အချစ်အစစ်အမှန်နဲ့ကိုချစ်တဲ့သူအနားမှာပဲနေပါလို့ဆက်ပြောတယ်တာအိုကြီးလည်းစဉ်းစားပြီးမင်းပြောတာမှန်တယ်လူငယ်ဘဝမှာငါကြိုက်တဲ့သူနဲ့တူရှိနေတင်တာပဲလို့ပြောလိုက်တယ်ဝမ်ဟောက်လည်းအခွင့်ကောင်းယူပြီးဒါဆိုမင်းကရေးစားဖြစ်ပေးမှလားလို့မေးတော့ခဏလေးငါအရင်ပြန်ဖက်ကြည့်အောင်မယ်လို့ပြောတယ်တာအိုကြီးကဝမ်ဟောက်ခဏကောင်းပါပြီငါသဘောတူပါတယ်မင်းရေးစားဖြစ်ပေးမယ်ဒါပေမဲ့ငါ့ကိုလှည့်စားဖို့တော့မကြိုးစားနဲ့နော်လို့ပြောလိုက်တယ်ဝမ်ဟောက်တယောက်လုံးဝကိုအံ့ဩသွားတယ်ဘာဖြစ်သွားတာလဲသူ့အကြောင်းကြားဘူးတလောက်ဆိုရင်ယောက်ျားလေးတွေကိုစကားနှစ်ခွန်းသုံးခွန်းထက်ပိုမပြောတဲ့သူမဟုတ်လားရှိတ်စပီးယားကြပြလေးနည်းနည်းရွပြလိုက်တာနဲ့သဘောတူလိုက်တာလားဆိုပြီးပြောလုံးလို့ဘာမှကိုနားမလည်တော့ဘူးဝမ်ဟောက်လည်းသူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ပြီးဟုတ်ပြီလေအခုတော့ပညာတတ်လူသားတယောက်ရဲ့ရေးစားအနေနဲ့ရှိတ်စပီးယားအကြောင်းအတူတူဆွေးနွေးလို့ရပြီပေါ့လို့ပြောလိုက်တယ်တာအိုကြီးကဒါပေမဲ့ကျမရေးစားတစ်ခါမှမထားဘူးဘယ်လိုခံစားရလဲမသိဘူးလို့ပြောတော့ဝမ်ဟောက်ကမင်းရှာဆွေကိုကြိုက်ခဲ့တာမဟုတ်လားကြောင်းတစ်ခုလုံးရှေ့မှာတော့ရေးစားစကားပြောခဲ့တာပဲအခုကျမှဘာလို့ငါနဲ့တွဲဖို့စိတ်ပူနေတာလဲဒါကဆွဲဆောင်မှုရှိတာပဲလို့ရိုမန်တဆန်ဆန်ပြောလိုက်တယ်ငါကနှွေးထွေးတဲ့အိမ်လေးတစ်လုံးကိုရှာနေတဲ့ရိုမန်တဝါဒီတယောက်ပါအချစ်ဆိုတာမီးနဲ့တူတယ်ထိန်းချုပ်မထားရင်နှလုံးသားကိုလောင်ကျွမ်းသွားလိမ့်မယ်အဲ့ဒါကြောင့်မင်းရဲ့အေးမြတဲ့စိတ်ဓာတ်နဲ့ငါ့ကိုငြိမ်သက်သွားအောင်လုပ်ပေးဖို့လိုတာပေါ့လို့ပြောတော့တာအိုကြီးတော်တော်လေးစိတ်လှုပ်ရှားသွားတယ်ဝါမင်းရှိတ်စပီးယားစကားတွေကိုတကယ်သုံးတတ်တာပဲမင်းနားလည်မှုကတကယ်နည်းနည်းတယ်လို့ချီးကျူးတယ်ဝမ်ဟောက်ကပြုံးပြီးဟုတ်တာပေါ့အလဲတန်းចောင်းသားဘဝကလေးကရှိတ်စပီးယားကြပြတွေကိုကူးရေးခဲ့တာအဲ့ဒီတုန်းကចောင်းစင်မြင့်ပေါ်မှာအလောင်းခံရတုန်းကသူ့စကားတွေကိုပဲစိတ်ထဲမှာမှတ်ထားခဲ့တာပါအဲ့ဒီတုန်းကတော့ခေါင်းငုံပြီးပဲနေခဲ့ရတာပေါ့လို့ပြောပြတယ်ဝမ်ဟောက်ကအတန်းထဲမှာတာအိုကြီးကိုရှိတ်စပီးယားအကြောင်းတွေနဲ့စိတ်ဝင်စားအောင်လုပ်နေတာပေါ့ရှိတ်စပီးယားရဲ့အကြီးကျယ်ဆုံးဇာတ်လမ်းတွေနဲ့ကြပြတွေကိုအလွတ်ကျက်ထားကြောင်းပြောပြလိုက်တော့တာအိုကြီးကအားကြပြီးအသေးစိတ်ရှင်းပြပေးဖို့တောင်းဆိုတယ်ညနေကျတော့ဝမ်ဟောက်ကတာအိုကြီးကိုအဆောင်ထိလိုက်ပို့ပေးပြီးပြန်ခါနီးမှာသူမရဲ့ခေါင်းလေးကိုအချစ်နဲ့ပို့ပေးလိုက်တယ်နောက်တစ်နေ့မနက်မှာမနက်စာစားဖို့လာခေါ်မယ်လို့ကတိပေးခဲ့တော့တာအိုကြီးလည်းပျော်ပျော်ကြီးသဘောတူလိုက်တယ်ဝမ်ဟောက်လည်းကျောင်းမှာသူ့ကိုစောင့်နေမဲ့သူရှိနေပြီဆိုတဲ့ခံစားချက်ကြောင့်တကယ်ကိုနှွေးထွေးပြီးပျော်ရွှင်နေမိတယ်သူ့ဆောင်ခန်းကိုပြန်ရောက်တော့အခန်းဖော်တွေကဝိုင်းမေးကြတယ်တာအိုကြီးကိုရလိုက်ပြီလားဆိုတော့ဝမ်ဟောက်လည်းပြုံးပြီးဟုတ်ကြောင်းအတီးပြုတ်ပေးလိုက်တော့တာပဲအခန်းဖော်တွေကဝမ်ဟောက်ကိုဟေ့လူမင်းကလည်းလွန်ခဲ့တဲ့ရက်ပိုင်းတင်ကပဲရှောင်းကျဲကိုတဲတဲလှုပ်ကြိုက်နေပြီးတော့အခုကျရီးစားအသေးရသွားပြန်ပြီလားတကယ်ကစားသမားကြီးပဲဆိုပြီးဝိုင်းနောက်ကြတာပေါ့ဝမ်ဟောက်ကတော့ပြုံးစီစီပဲလုပ်နေလိုက်တယ်အဲ့ဒီချိန်မှာပဲအဆောင်ခန်းထဲကအခြေအနေကရုတ်တရက်ပြောင်းလဲသွားခဲ့တယ်ငွေမရောင်စပင်နဲ့ကျောင်းဘရရှ်ဂျာကင်အင်ဂျီဝတ်ထားတဲ့ရီချန်ခန်းထဲကိုဝင်လာလို့ပဲတခြားခန်းဖော်တွေလည်းကြောက်ကြောက်လန့်လန့်နဲ့ဘေးကိုကပ်ပေးကြတယ်လို့တချို့လည်းအခန်းထဲကနေထွက်သွားကြတယ်ရီချန်ကဝမ်ဟောက်ဘေးမှာထိုင်လိုက်ပြီးတီတီတက်နဲ့မေကြီးမကြခင်ပြန်လာတော့မယ်သူမင်းကိုလွတ်ထားမှာမဟုတ်ဘူးလို့ပြောလိုက်တယ်
ဝမ်ဟောက်လည်းရီချန်သူ့စီပါလို့ရောက်လာတာလဲဆိုပြီးအံ့ဩသွားတာပေါ့ဒါပေမဲ့သူ့ကိုစိတ်ပူပေးလို့ကျေးဇူးတင်ကြောင်းပြောပြီးယူကန်ရှောင်နဲ့ယူချန်ဖေးတို့အကြောင်းကိုရှင်းပြဖို့လုပ်တာပေါ့ဒါပေမဲ့ရီချန်ကကြားဖြတ်ပြီးငါသိပါတယ်ငါကခြေကဝန်ကျောင်းသားဖြစ်နေသေးလို့သူတို့ငါ့ကိုပတ်သက်မှုမရှိစေချင်တာမလားလို့ပြောတယ်ရီချန်ကဆက်ပြီးတော့ငါဒီလိုလူမိုက်လောကထဲမှာကျင်လည်လာတာကြပြီးဘသူကလူမှန်လဲဆိုတာငါသိတယ်ရွှန်ရှောင်းနဲ့ယူချင်းဖေးတို့ကအသက်မွေးဝမ်းကြောင်းကဆိုပေမဲ့ဒီ၃ကြောင်းလုံးမှာသူကတစ္ဆာရှိဆုံးနဲ့တရားမျှတဆုံးပဲအဲ့ဒါကြောင့်ငါသူ့အတွက်အလုပ်လုပ်ပေးတာလို့ပြောပြတယ်ပြီးတော့သတင်းတွေကအယမ်းမြန်တာမို့လို့အခုဆိုဝမ်ဟောက်ကချင်နန်ဟိုင်းဟိုင်မှာနံပါတ်1လူပုဂ္ဂိုလ်ကြီးဖြစ်နေပြီလို့လည်းပြောသေးတယ်ဝမ်ဟောက်ကတော့ဒါတွေကကောလာဟာလာတွေတင်မှာနာမည်လက်ကားကြီးပါလို့ညင်းတာပေါ့အဲ့ဒီမှာရီချန်ကမေဂျီပြန်လာတော့မယ်မင်းဘာလုပ်မလဲဆိုပြီးသတိပေးစကားပြောလာတယ်ဝမ်ဟောက်ကလည်းအနုညွတ်တောင်းပန်တဲ့ပုံစံနဲ့သူ့မေဂျီကိုမရင်ဆိုင်နိုင်ကြောင်းပြောတော့ရီချန်ကအားလုံးအဆင်ပြေသွားမယ်လို့တော့ငါအမမခံနိုင်ဘူးဒါပေမဲ့မင်းပြဿနာတစ်ခုခုနဲ့ရင်ဆိုင်ရရင်တော့ငါပါရိုက်ခံရပါစေမင်းဘက်ကနေရည်တည်ပေးမယ်လို့ကတိပေးလိုက်တယ်ဝမ်ဟောက်ကအဲ့ဒီလောက်ထိတော့မလိုပါဘူးကွာလို့ပြောပေမဲ့ရီချန်ကတော့စွပ်ပဲသူကအစတုန်းကတော့မက်ကလီအန်ကတောင်းဆိုလို့ငါမင်းကိုကူညီခဲ့တာဒါပေမဲ့အခုမင်းနဲ့ခင်လာရတော့မင်းကလူကောက်ရောက်ပဲလို့ငါထင်လို့ပြောတယ်ရီချန်ကချန်ကျေးရွာကတခြားចောင်းသားတွေကိုလည်းဒီကောင်တွေကအပြင်ပန်းမှာတော့ရင်ကျေးတလူလူအထက်တန်းကြတလူလူနဲ့စိတ်ထဲမှာတော့အရေးချုံတွေတားရဲတိရစ္ဆာန်တွေပဲအပွင့်လင်းဆုံးဖြစ်တဲ့အသက်မွေးဝမ်းကြောင်းကចောင်းသားတွေကသူတို့ထက်အများကြီးတာသေးတယ်လို့ဝေဖန်လိုက်တယ်ပြီးတော့ဝမ်ဟောက်ကိုကြည့်ပြီးဒါပေမဲ့မင်းကတော့သူတို့နဲ့မတူဘူးမင်းကတစ္ဆာရှိတဲ့သူဆိုတာငါမြင်နိုင်တယ်မင်းကငါညီကိုပဲဒီတစ်ခေါက်မင်းဘက်ကရက်တီပေးတာကတခြားသူကြောင့်မဟုတ်ဘူးငါရဲ့ကိုယ်ပိုင်ရွေးချယ်မှုပဲလို့ပြောလိုက်တယ်ပြီးတော့နှစ်ယောက်သားလက်ချင်းခိုင်ခိုင်မာမာစုပ်ကင်လိုက်ကြတာတကယ်ကိုခိုင်မြဲတဲ့ညီကိုတန်ရောစင်အခိုက်တန့်လေးပေါ်ဝမ်ဟောက်လည်းစိတ်လှုပ်ရှားသွားပြီးမျက်ရည်တွေတောင်တုန်နေမိတယ်ရီချန်ကရဲပြီးဟေးငါတို့ကယောက်ျားတွေပဲကွာဘာလို့ဒီလောက်တောင်စိတ်နူပြီးဦးကြောင်ကြောင်ဖြစ်နေရတာလဲလို့ပြောတာပေါ့အဆောင်ကန်းထဲမှာပဲရီချန်ကယူကဝမ်ဟောက်ကိုတကယ်တော့ကြောင်းပြောင်းစေချင်နေတာလို့ပြောပြတယ်ဝမ်ဟောက်ကလည်းငါချန်ကျေးရွာမှာဆက်နေရင်မေဂျီကငါ့ကိုအသေးရိုက်လိုက်မယ်လို့ပြောကြတယ်အဲ့ဒါကြောင့်ငါ့ကိုအသက်မွေးဝမ်းကြောင်းပြောင်းစေချင်နေတာလို့ရှင်းပြတယ်ရီချန်ကလည်းသဘောတူပြီးယူပြောတာမှန်တယ်ချန်ကျေးရွာမှာဆက်နေဖို့ဆုံးဖြတ်တာကပညာရှိရမကြဘူးမင်းအသက်မွေးဝမ်းကြောင်းကိုပြောင်းတင်တယ်အဲ့ဒီမှာယူရဲ့အရေးအောက်မှာဆိုရင်ဘယ်သူမှမင်းကိုရံမမှုရဲဘူးဒါပေမဲ့ငါနောက်တရားမိတယ်မင်းဘာလို့ဒီလောက်အေးအေးဆေးဆေးဖြစ်နေလဲဆိုတာအခုမှနားလဲတော့တယ်မင်းမနောက်ခံအစီအစဉ်စင်သက်ရှိနေလို့ကောင်မလေးတွေကိုလိုက်ညှိနေတာကိုလို့ပြောတယ်လောင်ဟောက်ကလည်းငါမှရွေးချယ်စရာမရှိလို့ပါကွာလို့ပြန်ပြောတာပေါ့ရီချန်ကအခန်းထဲကထွက်သွားခါနီးမှာမေဂျီမပြန်လာခင်ရက်ပိုင်းအလိုထိတော့ပျော်ပျော်ပါးပါးနေလိုက်ဦးပေါ့ကြောင်းပြောင်းသွားပြီးရင်တော့စုံဖို့ခက်လိမ့်မယ်အဲ့ဒါကြောင့်အချိန်မဆွဲပဲကြောင်းပြောင်းမှုကိစ္စကိုမြန်မြန်လုပ်လိုက်လို့မှာသွားခဲ့တယ်ဝမ်ဟောက်ကလည်းငါရှာဆွီစီကိုအမြန်ဆုံးသွားရမယ်မဟုတ်ရင်ချန်ကြီးရွာကနေထွက်သွားရတာနောက်တာအကြီးကျယ်ရလိမ့်မယ်လို့တွေးနေမိတယ်နောက်ရက်မနက်မှာတော့ဝမ်ဟောက်ကသူ့ချစ်သူတာအိုဂျီကိုတွားခေါ်ခဲ့တယ်သူအရောက်နောက်ကျသွားတော့တာအိုဂျီကငါစိတ်မဆိုးဘူးလို့မထင်နဲ့နော်လို့ညီးတွားတာပေါ့ဝမ်ဟောက်ကလူတွေအများကြီးပဲကွာငါရှက်လို့ပါလို့စင်ကြေပေးတော့တာအိုဂျီကဒါကြောင့်လေအဲ့ဒီလိုမျိုးကြီးမလုပ်ပါနဲ့လူတွေဘာပြောကြမလဲလို့ပြောတယ်ဝမ်ဟောက်ကတာအိုဂျီရဲ့လက်ကိုကင်ပြီးဘသူကလှောင်ရဲလဲကြည့်ရအောင်လားထမင်းသွားစားမယ်လို့ပြောလိုက်တာပေါ့အတန်းနဲ့ရောက်တော့ဝမ်ဟောက်ရဲ့တငယ်ချင်းကမင်းတော့အောင်မြင်သွားပြီအချိန်ကတော်တော်မြန်တာပဲလို့ချီးကျူးတော့ဝမ်ဟောက်ကဒီတစ်ခေါက်တော့ငါအချစ်စစ်ကိုရှာတွေ့ခဲ့တာပါလို့စိတ်ထဲကတွေးနေမိတယ်အဲ့ဒီအချိန်မှာရှာဆွီကစာပွဲပေါ်မှာအိပ်ပျော်နေတဲ့ဝမ်ဟောက်ကိုမြင်ပြီးလာနိုးတယ်ဝမ်ဟောက်ကမင်းပါလို့လာတာလဲလို့မေးတော့ရှာဆွီကစိတ်လှုပ်ရှားစွာနဲ့ငါမင်းကိုသတင်းကောင်းတစ်ခုပြောပြရမလားမနှက်ဖြန်ကြရင်ငါဆွရှာပိုင်းရဲ့ရီးစားအဖြစ်တရက်တာနေပေးရမှာလို့လာကြွားတာပေါ့ဝမ်ဟောက်ကအေးစစ်စစ်ပဲကောင်းတာပေါ့ဂုံယူပါတယ်လို့ပြောလိုက်တယ်ရှာဆွီကဝမ်ဟောက်ကိုမင်းစိတ်မကောင်းဖြစ်နေတာလားလို့မေးတော့ဝမ်ဟောက်ကငါကဘာလို့ဖြစ်ရမှာလဲငါမှလည်းရီးစားရှိနေပြီပဲဥစ္စာလို့ပြန်ပြောလိုက်ပါတော့တယ်မင်းဦးလေးကိုတွေ့ဘူးလားသူကလည်းအရန်လာတာပဲလို့ရှာဆွီကဝမ်းနဲ့ရည်တန်းနဲ့လေတန်းနဲ့ပြောလာတယ်ဒါပေမဲ့မင်းကိုဦးလေးနဲ့အတူရှိနေတာမြင်တော့ငါစိတ်ထဲမှာတကယ်ကိုခံရခက်တယ်တဲ့ဝမ်ဟောက်ကတော့စိတ်ထဲကနေသူ့တဝင်တိုးပြီးခံစားနေရတယ်ဆိုတော့ငါ့ကိုချစ်နေသေးတာပဲဒါဆိုရင်တော့သူနောက်ဆုံးမှမဟုတ်တော့ဘူးလို့တွေးလိုက်တာပေါ့အဲ့ဒါနဲ့ချက်ချင်းပဲလက်တွေ့အကောင့်ထဲပေါ်ပြီးရှာဆွီရဲ့လက်ကိုဆွဲကရှာဆွီငါနဲ့လိုက်ခဲ့လို့ပြောလိုက်တယ်ရှာဆွီကတော့ကြောင်သွားပြီးဝမ်ဟောက်ငါနားမလဲတော့ဘူးအရန်တွေရှုပ်ထွေးနေပြီးမင်းကိုဦးလေးနဲ့အတူမြင်တော့ငါတကယ်စိတ်မကောင်းဖြစ်မိတယ်ဒါပေမဲ့ဒါကမင်းဘက်ကအရန်မြန်မြန်ဆန်ဆန်ပြောင်းလဲသွားလို့လည်းဖြစ်နိုင်တာပဲမနေ့ကအထိငါနောက်ကိုတကောက်ကောက်လိုက်နေပြီးတော့အခုကြတခြားတစ်ယောက်နဲ့ဖြစ်သွားပြန်ပြီးဒါကိုကြည့်ရင်ယောက်ျားတွေကတကယ်ကိုကြောက်ဖို့ကောင်းတယ်ဆိုတာသိတာတယ်ဘယ်သူမှယုံလို့မရဘူးလို့ပြောတော့တာပဲဝမ်ဟောက်လည်းဒေါသထွက်သွားပြီးဒါကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာပဲအကိုကြီးဆူရှောင်းပိုင်ကနေတိုင်းရီးစားအစ်တွေထဲလဲတွဲနေတာကြတော့အဆင်ပြေတယ်တပြိုင်နက်တည်းရီးစားတွေအများကြီးထားတာကြတော့ကိစ္စမရှိဘူးငါကြတော့မင်းစီကဘာနှွေးထွေးမှုမှမရလို့ရီးစားအစ်ရှာတာကြတော့မရဘူးလားမင်းရဲ့ဒီလိုခွဲခြားဆက်ဆံတဲ့စံနှုန်းနှစ်ခုကအရန်လုံးလုံးနဲ့လို့တော်လိုက်တော့တယ်ဝမ်ဟောက်ကဆက်ပြီးဟုတ်တယ်လေငါကအကိုကြီးဆူရှောင်းပိုင်လို့ချောလဲမချောဘူးသူလိုလဲအိမ်တွေမရှိဘူးသူလိုဆွဲဆောင်မှုရှိတဲ့အပြုံးမျိုးလည်းမရှိဘူးဒါပေမဲ့မင်းရဲ့ဒီလိုခွဲခြားဆက်ဆံမှုကတော့အရန်လုံးလုံးပါတယ်ရှာဆွီငါမင်းအပေါ်တကယ်ကိုစိတ်ပြတ်တယ်တကယ်ကိုစိတ်ပြတ်တာဒီကိစ္စမှာမင်းကလုံးဝအကြောင်းပြချက်မရှိပဲအတော်မသက်ဆိုးနေတာပဲလို့ပြောလိုက်တယ်ရှာဆွီရဲ့မျက်ဝန်းတွေထဲမှာမျက်ရည်တွေပြည့်တက်လာပြီးငိုချလိုက်တော့တာပဲအဲ့ဒီကြမှာဝမ်ဟောက်လည်းဒေါသတွေချက်ချင်းအကြီးပြောသွားပြီးအိုးမငိုပါနဲ့ငါတမင်ပြောတာမဟုတ်ပါဘူးတောင်းပန်ပါတယ်မငိုပါနဲ့နော်လို့ချော့ပြီးတ िश ူးထုတ်ပေးလိုက်ရတယ်ငါအမှားပါအဲ့ဒီလိုတွေမပြောခဲ့တင်ဘူးလို့တောင်းပန်ပြီးဝမ်ဟောက်ထွက်လာခဲ့တယ်အဲ့ဒီမှာမျက်မှန်နဲ့တငယ်ချင်းရောက်လာပြီးဟုတ်ဘာဖြစ်လို့လဲလို့မေးတော့ဝမ်ဟောက်ကထားလိုက်ပါတော့ကွာလို့ပဲပြောလိုက်တယ်နောက်တော့ပန်းချန်ထဲမှာဝမ်ဟောက်ကတာအိုဂျီရဲ့လက်ကိုကင်ထားတော့ရှာဆွီကသူတို့အရှိမလာရက်တယ်ရှာဆွီရဲ့မျက်ဝန်းတွေထဲမှာမျက်ရည်တွေအပြည့်နဲ့ဝမ်ဟောက်ငါမသွားမှန်းငါသိပါပြီငါမင်းကိုချစ်တယ်မင်းနဲ့အတူရှိချင်တယ်လို့ငိုယိုပြီးပြောတော့တာပဲအဲ့ဒီအချိန်မှာအတိတ်ကအမတ်တရားဟောင်းတွေကဝမ်ဟောက်ရဲ့ခေါင်းထဲကိုဝုန်းကနေပြန်ဝင်လာတယ်ဇူယန်ကိုပြန်ချဖို့ရှာဆွီကသူ့ကိုဘလို့အပိတ်ခဲ့လဲသူ့အပေါ်ဘလို့စိတ်ဆိုးခဲ့ဘူးလဲပြီးတော့သူမရဲ့ပြုံးရောင်တန်းနေတဲ့မျက်နှာလေးတွေကိုပါတတိတန်းကြီးတတိယသွားပြီးဒီအမတ်တရားတွေကိုသူဘယ်တော့မှမေ့နိုင်မှာမဟုတ်ဘူးဆိုတာသိလိုက်ရတယ်အဲ့ဒါနဲ့ဝမ်ဟောက်ကတာအိုဂျီရဲ့လက်ကိုလွှတ်လိုက်ပြီးရှာဆွီစီကိုရှောက်သွားခဲ့တယ်တာအိုဂျီကတော့ဒါကိုတိတ်တိတ်လေးကြည့်နေရှာတာပေါ့ဝမ်ဟောက်ကရှာဆွီရဲ့မျက်ရည်တွေကိုတုပ်ပေးရင်းမငိုပါနဲ့တော့ရှာဆွီရဲ့လို့ချော်လိုက်တဲ့အခါရှာဆွီကသူ့ကိုဖတ်လိုက်ပြီးဝမ်ဟောက်
မင်းပြောတာမှန်တယ်ငါဆုရှောင်ပိုင်ကိုမချစ်ပါဘူးငါနောက်နေတာပါလို့ပြောတယ်ဝမ်းဟောက်လည်းသူမကိုပြန်ပြီးတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပြီးမင်းနဲ့ဦးလေးကြီးတို့ကိုအတူတူတွေ့တော့ငါနှလုံးသားတစ်ခုလုံးဓာတ်နဲ့အချက်ပေါင်းထောင်ချီမုန်းခံရတယ်လို့ပဲခံစားရတယ်ငါမင်းကိုဘယ်ချိန်ကလေးကချစ်မိသွားမှန်းတော့မသိတော့ဘူးနောက်ဆိုငါဒီလိုမျိုးဘယ်တော့မှမလုပ်တော့ဘူးလို့ပြောလိုက်တယ်ရှာဆွေကလည်းအင်းမတဲ့တာအိုကြီးကတော့ဒီမြင်ကွင်းကိုကြည့်ပြီးဝမ်းနဲ့ပက်လက်နဲ့ထွက်သွားခဲ့တယ်ဝမ်းဟောက်လည်းသူမထွက်သွားတာကိုကြည့်ပြီးအပြစ်မကင်းတယ်လို့ခံစားရတာပေါ့နောက်မှပဲရှိတ်စပီးယားအကြောင်းနားလည်အောင်လို့ခဏတွဲခဲ့တာပါဆိုပြီးတာအိုကြီးကိုတွားရှင်းပြရမယ်လို့သူတွေးလိုက်တယ်ပြီးမှဝမ်းဟောက်ကရှာဆွေကိုဒါနဲ့ဟိုဆုရှောင်ပိုင်ကဘာဖြစ်သွားလဲလို့မေးတော့ရှာဆွေကငါသူ့ရေးစားမဟုတ်တော့ဘူးသူ့မှာရေးစားတွေအများကြီးပဲငါကအဲ့ဒီထဲကတယောက်ပါဝင်ပဲလေငါကိုတကယ်ချစ်ပြီးတစ်သက်လုံးအတူရှိမဲ့သူနဲ့ပဲတွဲချင်တာလို့ပြန်ဖြေတယ်ဝမ်းဟောက်လည်းပြုံးလိုက်မိတာပေါ့ဒီနေ့ကတော့သူ့အတွက်တကယ်နေထူးနေမြတ်ပဲဆုရှောင်ပိုင်ကိုနှစ်ချက်ဆင်ပြီးထိုးနှစ်ချက်ပေးနိုင်ခဲ့တာကိုပထမတစ်ချက်ကတာအိုကြီးကသူ့ရဲ့အကောင့်အပ်တာကိုညှင်းပယ်ခဲ့တာဖြစ်ပြီးအခုဒုတိယတစ်ချက်ကတော့ရှာဆွေကပါသူ့ကိုထားခဲ့တာပဲလေအခုဆိုရင်သူ့ကြောင်းပြောင်းရင်တော့ဘာနောက်တမရှိတော့မှာမဟုတ်ဘူးနှစ်ယောက်သားလက်ချင်းချိတ်ပြီးအတန်းထဲကိုပြန်ဝင်လာတဲ့အခါအတန်းဖော်တွေအားလုံးကအံ့ဩတုန်လှုပ်ပြီးအော်ဟစ်ကုန်ကြတာပေါ့ဝမ်းဟောက်ကအားလုံးကိုဒီနေ့ကစပြီးရှာဆွေနဲ့ငါနဲ့တွဲလိုက်ပြီးလို့ကြေညာလိုက်တယ်အားလုံးကလက်ခုပ်တီးပြီးအတူတူထွက်ပြေးကြတော့ဆိုပြီးစနောက်ပြီးအော်ကြတာပေါ့ဒါပေမဲ့ဝမ်းဟောက်ကခုံးမှထိုင်လိုက်ပြီးစပွဲအောက်ကနေရှာဆွေရဲ့လက်ကိုကိုင်းကစားတဆောင်ရေးလိုက်တယ်စိတ်မပူနဲ့ငါမင်းကိုတဝင်းတူအောင်တမင်တကာတတာအိုကြီးကိုတုံးလိုက်တာနောက်ကျမှသူ့ကိုတွားရှင်းပြလိုက်မယ်တဲ့ရှာဆွေကစာကိုဖတ်ပြီးပြုံးကအင်းအတန်းဆင်းရင်တွားလိုက်ဦးတာအိုကြီးတကယ်စိတ်မကောင်းဖြစ်နေတာသူမင်းကိုကြိုက်နေတာသိတာလေလို့ပြန်စာရေးတယ်ဝမ်းဟောက်ကကြောင်းမပြောင်းခင်ငါအဓိကလုပ်ရမယ့်အလုပ်ကမင်းကိုရေးစားစကားပြောဖို့ပဲအဲ့ဒါကြောင့်လေဖျောင်းတိုင်တွေနဲ့အဲ့ဒီလိုယူသွင်းတဲ့မြင်ကွင်းကိုဖန်တီးခဲ့တာပေါ့လို့နောက်ထပ်စာတစ်စောင်ထပ်ရေးလိုက်တယ်ဝမ်းဟောက်တယောက်တာအိုကြီးကိုဖျောင်းဖျနိုင်ပါမလားပြီးတော့သူတကယ်ပဲကြောင်းပြောင်းနိုင်ပါမလားဝမ်းဟောက်ကတာအိုကြီးထိုင်နေတဲ့အတန်းထဲကိုဝင်သွားခဲ့တယ်သူအနားကိုရောက်သွားတာနဲ့တာအိုကြီးကချက်ချင်းထွက်ပြီးဝမ်းဟောက်ရဲ့ပါးကိုဖျက်ခနဲနေအောင်ခပ်ပြင်းပြင်းရိုက်ချလိုက်ပါတော့တယ်ဝမ်းဟောက်လည်းလက်ဖြတ်သွားပြီးသူ့ပါးကိုပြန်ကင်ထားမိတာပေါ့တာအိုကြီးရဲ့မျက်ဝန်းတွေထဲမှာတော့မျက်ရည်တွေအဝိုင်းသားနဲ့ပေါ့ဝမ်းဟောက်လည်းတက်တိမွေးပြီးသူ့ရည်ညွှန်းစာအုပ်ကိုထုတ်ကလှမ်းပေးလိုက်တယ်တာအိုကြီးဒါလေးယူထားပါငါတနေ့ခင်းလုံးရှိတ်စပီးယားရဲ့လက်ရာတွေကိုခွဲချမ်းစိတ်ဖြာပြီးရေးထားတာပါလို့ပြောပြီးသူ့အမားကိုဝန်ခံလိုက်တယ်တောင်းပန်ပါတယ်ကွာငါရှာဆွေကိုတဝင်းတူအောင်လုပ်ချင်လို့မင်းကိုအတုံးချမိသွားတယ်တဲ့တာအိုကြီးကတော့ဒေါသတကြီးနဲ့ခံစားချက်ပြင်းပြင်းနဲ့အဲ့ဒီစာအုပ်ကိုကျမ်းပြင်ပေါ်လွှင့်ပစ်လိုက်ပြီးဝမ်းဟောက်ထွက်သွားမင်းမျက်နှာကိုငါနောက်ခါမမြင်ချင်တော့ဘူးလို့အော်ဟစ်လိုက်ပါတော့တယ်ဝမ်းဟောက်လည်းကုန်းကွာနဲ့စာအုပ်ကိုပြန်ကောက်ပြီးစိတ်မကောင်းဖြစ်ရလွန်းလို့တိုးလေးပဲရေရွတ်လိုက်တယ်တာအိုကြီးတောင်းပန်ပါတယ်အခြေအနေကဒီလောက်ပဲဖြစ်နိုင်တော့တာမို့လို့ပါပြီးတော့သူ့အတန်းထဲကနေထွက်လာခဲ့တယ်စိတ်ထဲမှာတော့ငါတာအိုကြီးကိုမမုန်းပါဘူးဒါပေမဲ့ရှာဆွေကငါအချစ်ဆုံးကောင်မလေးဖြစ်နေတာကိုငါကဆုရှောင်ပိုင်လို့ရေးစားတွေအများကြီးကိုကင်တွင်နိုင်တဲ့ကောင်မဟုတ်ဘူးမင်းကလေးတယောက်ပေါ်မှာပဲသစ္စာရှိနိုင်တာလို့တွေးနေမိတယ်ညရောက်လာတဲ့အခါဝမ်းဟောက်တယောက်ရှာဆွေတယောက်တည်းစာချက်နေတဲ့အတန်းထဲကိုပြန်လာခဲ့တယ်ရှာဆွေကသူ့ရဲ့ညီရဲနေတဲ့ဘာပြင်ကိုမြင်တော့ဒေါသတကြီးနဲ့တာအိုကြီးမင်းကိုရိုက်လိုက်တာလားငါအခုချက်ချင်းသွားပြောလိုက်မယ်လို့လုပ်တော့တာပဲဝမ်းဟောက်ကတားလိုက်ပြီးထားလိုက်ပါတော့ငါအဆင်ပြေပါတယ်အိမ်ပြန်ရအောင်ငါဒါကိုခက်ခဲရီဂျာကအဆင်ပြေအောင်ဖြေရှင်းထားရတာနောက်ထပ်ပြဿနာတွေမတက်ချင်တော့ဘူးလို့ပြောပြီးအဲ့ဒီညမှာနှစ်ယောက်သားအိမ်ပြန်ခဲ့ကြတယ်ဝမ်းဟောက်ကပြောနေပေမဲ့တာအိုကြီးအတွက်လည်းစိတ်ပူနေမိတာပေါ့ရှာဆွေရဲ့အိမ်ရှိကိုရောက်တော့ဝမ်းဟောက်ကသူမရဲ့အိတ်ကိုလှမ်းပေးလိုက်တယ်ရှာဆွေကဒီလောက်ပဲလားမင်းတကယ်ပဲဒီအတိုင်းပြန်တော့မလို့လားလို့မေးတဲ့အထာကိုဝမ်းဟောက်သဘောပေါက်သွားတယ်အဲ့ဒါနဲ့သူမရဲ့ခေါင်းလေးကိုအကျဉ်းနာနဲ့ပုတ်တက်ပေးပြီးနှုတ်ခမ်းချင်းနမ်းလိုက်တာပေါ့ဒါငါရဲ့ပထမဆုံးအနမ်းမဲခံစားချက်ကတကယ်ကောင်းတာပဲလို့ဝမ်းဟောက်စိတ်ထဲကတွေးလိုက်မိတယ်ရှာဆွေလည်းရှက်သွေးဖြာပြီးသူမရဲ့တိုက်ခန်းပေါ်ကိုပြေးတက်သွားခဲ့ပြီးဝမ်းဟောက်ကတော့ပျော်လုံးလုံးကခုန်ပြီးပြန်လာခဲ့တယ်ဒါပေမဲ့ရုတ်တရက်ကျောင်းပြင်ဘက်ကလမ်းမီတိုင်အောက်မှာတာအိုကြီးကိုလှမ်းမြင်လိုက်ရတယ်သူမကတယောက်တည်းရက်ပြီးငိုနေတာပေါ့ဝမ်းဟောက်လည်းကျောင်းအိတ်ကျောင်းစားနေတဲ့သူကညဘက်ကိုပိုင်စာချက်ချိန်ပြီးတာတော့ကျောင်းပြင်မှာဘာလာလုပ်နေတာလဲဆိုပြီးဇဝေဇဝါဖြစ်သွားတယ်သူတာအိုကြီးအနားကိုသွားပြီးတာအိုကြီးဘာလို့ဒီမှာရောက်နေတာလဲလို့မေးလိုက်တယ်အတန်းထဲမှာတော့ရှာဆွေကဝမ်းဟောက်စီစာတစ်စောင်ကမ်းပေးတယ်စာထဲမှာတော့ဝမ်းဟောက်ကျောင်းပြောင်းဖို့မလိုပါဘူးလို့ရေးထားတာပေါ့ရှာဆွေကယူချမ်းဖေးကိုလာမနောက်ရှက်ဖို့အတွက်ဆုရှောင်ပိုင်နဲ့မေကြီးတို့ကိုသူကိုယ်တိုင်တွားပြောပေးမယ်လို့အကြံပြုထားတာပဲဝမ်းဟောက်ကစာကိုဖတ်ပြီးပတ်စံနဲ့အရာရာကိုရှင်းလို့ရရင်ကောင်းမှာပဲဒီလိုသာရှင်းလို့ရရင်ယူချမ်းဖေးတယောက်ဒီလောက်ဒုက္ခရောက်နေမှာမဟုတ်ဘူးလို့တွေးလိုက်တယ်သူရှာဆွေရဲ့လက်ကိုကင်ပြီးနှစ်သိမ့်ပေးလိုက်တာပေါ့ပြီးတော့ဝမ်းဟောက်ကသူ့စာအုပ်ကိုထုတ်ပြီးရှိတ်စပီးယားကြပြတွေအကြောင်းမှတ်စုတွေထည့်ရေးနေပြန်တယ်ရှာဆွေကဘာတွေရေးနေတာလဲလို့မေးတော့ဝမ်းဟောက်ကဒါတာအိုကြီးအတွက်ရှိတ်စပီးယားမှတ်စုတွေပါသူဒါတွေကိုလိုအပ်တယ်လို့ပြောလိုက်တော့ရှာဆွေတဝင်လိုသွားတယ်ငါဒီလောက်ဝမ်းနေနေတာကိုမင်းကတာအိုကြီးကြောင်းပဲတွေးနေရလားလို့စိတ်ဆိုးမှန်ဆိုးနဲ့ထားပြီးထွက်သွားတော့တာပဲဝမ်းဟောက်ကတော့သူရှာဆွေကိုချစ်ပြီးသူမနဲ့ရှိရင်ပြောရဲဆိုပေမဲ့တာအိုကြီးကတော့သူ့ရဲ့စာပေနုပညာအယူဆချင်းတူညီတဲ့ပထမဆုံးသောပညာတတ်စိတ်ဝိညာဉ်အဖို့မလို့ယူဆထားတာပေါ့ရှာဆွေကိုတော့နောက်မှပဲအကျိုးအကြောင်းတွားရှင်းပြရမယ်လို့သူတွေးလိုက်တယ်ဝမ်းဟောက်ကဆရာမစီသွားပြီးကြောင်းပြောင်းလျှောက်လွှာတောင်းတော့ဆရာမကဒါမိသားစုရဲ့ဆုံးဖြတ်ချက်လားလို့မေးပြီးလျှောက်လွှာထုတ်ပေးတယ်ပြီးတော့ဝမ်းဟောက်ကယူဂိမ်းစော့နေတဲ့အင်တာနက်ကဖေးစီသွားပြီးလျှောက်လွှာကိုပြလိုက်တယ်ယူကအုတ်ထင်းသူနေရာမှာလက်မှတ်ထိုးပေးပြီးဆရာမကတန်တရားရှိရင်ဖုန်းနံပါတ်ပါပေးခဲ့လိုက်ငါစီဖုန်းဆက်ခိုင်းလိုက်မယ်လို့ဆက်နောက်ပြီးပြောတာပေါ့ဝမ်းဟောက်အတန်းနဲ့ပြန်ရောက်တော့မှတ်စုတွေကိုအပိသက်ရေးလိုက်တယ်ရှာစီပြန်လာပြီးပြီလားလို့မေးတော့ဝမ်းဟောက်ကအင်းဒီမှတ်စုတွေကတာအိုကြီးကိုစိတ်သက်သာရစေဖို့ပါဒီညပြီးရင်ငါတို့နှစ်ယောက်အဆင်ပြေပြေနဲ့အတူတူဖြတ်တန်းနိုင်မှာပါလို့ပြန်ပြောတယ်ဝမ်ဟောက်ကရှာဆွေကိုအိမ်ပြန်ဖို့ပြောပေမဲ့ရှာဆွေကမပြန်ပါဘူးအခုငါမှရေးစားရှိနေပြီပဲမင်းကိုစောက်မယ်လို့ညင်းတာပေါ့ဝမ်ဟောက်ကညှင်းနေနေပြီးအိမ်ပြန်သိပြီလို့ပြောပြီးသူ့စာအုပ်ကိုယူကာအတန်းထဲကထွက်လာခဲ့တယ်စင်ကြံလမ်းမှာတာအိုကြီးတကားနားမှာရက်နေတာကိုသူတွေးလိုက်ရတယ်တာအိုကြီးကရှေ့ကိုလှမ်းလာပြီးဝမ်ဟောက်ရဲ့ရင်ဘတ်ပေါ်လက်တင်ကတားလိုက်ပြီးငါ့ကိုရှင်းပြခွင့်လေးပေးပါဦးလို့ခံစားချက်အပြည့်နဲ့ပြောတာပေါ့ပြီးတော့တခြားကျောင်းသားတွေဝိုင်းကြည့်နေတဲ့အတန်းထဲကိုသူပြေးဝင်သွားခဲ့တယ်ညဘက်မှာတာအိုကြီးနဲ့စုံတော့ကသူငိုနေခဲ့တာပဲသူကဝမ်ဟောက်မင်းမရေးစားရှိနေပြီပဲငါ့ကိုမထိပါနဲ့လို့ပြောပြီးငါလက်ကိုတွန်းထည့်ခဲ့တာသူကအဆောင်ကိုပြန်တော့မလို့ပါပဲဒါပေမဲ့ငါရှာဆွေကိုအိမ်လိုက်ပို့တာကိုသူမြင်သွားပြီးနောက်ကနေလိုက်လာခဲ့တာတဲ့ငါတို့တွဲနေကြပြီဆိုတာကိုသိသွားတဲ့အချိန်မှာသူရက်လိုက်ပေမဲ့အဆောင်ကိုလည်းပြန်မသွားချင်တော့တာနဲ့ငါပြန်ကိုအဲ့ဒီနေရာမှာတင်စောင့်နေခဲ့တာပေါ့
တာအိုကြီးကဘလို့နေရာမှာမဆိုရှာဆွေထက်မနှိမ့်ပါဘူးအချစ်ဆိုတာတကယ်ကိုစမ်းကြဲတဲ့အရာပါပဲလို့ဝမ်ဟောက်တယောက်တည်းတွေးနေမိပါတော့တယ်ငါတာအိုကြီးနဲ့အရင်ဆုံးဆုံခဲ့ရင်အခြေအနေတွေကတမျိုးစီဖြစ်သွားနိုင်တာပေါ့တာအိုကြီးကနာနေသေးလားလို့မေးတော့ငါကစနောက်တဲ့သဘောနဲ့ထက်ရိုက်ချင်သေးရင်လည်းရိုက်ပါဦးလို့ပြောလိုက်တယ်ပြီးမှလားငါအဆောင်ထိလိုက်ပို့ပေးမယ်ဆိုပြီးခေါ်ခဲ့တာပေါ့လမ်းလျှောက်ရင်းနဲ့သူကမင်းရဲ့မတ်စုစာအုပ်ကိုငါဖတ်ပြီးရှိတ်စပီးယားအကြောင်းခွဲခြမ်းစိတ်ဖြာထားတာတကယ်ကောင်းတယ်လို့ပြောတော့ငါလည်းငါရဲ့ကိုယ်ပိုင်အတွေးမြင်လေးတွေပါပဲလို့ပြန်ပြောလိုက်တယ်အဆောင်ရှိရောက်တော့သူငါ့ကိုတားပြီးအခုရှာဆွေနဲ့တွဲနေပြီဆိုတော့သူ့ဘောကောင်းကောင်းမွန်မွန်ဆက်ဆံပါတခြားစိတ်မကူးနဲ့နော်လို့ပြောရင်းပြန်ကိုပြန်ရောငါလည်းဘာဖြစ်လို့လဲလို့မေးမိတာပေါ့သူကမျက်ရည်တွေနဲ့ပြောစမ်းပါမင်းကငါရီးစားမဟုတ်တော့ဘူးမလားငါနှလုံးသားတစ်ခုလုံးတကယ်ကိုခံရခက်တယ်မင်းကငါရင်ကုန်တန်ကိုပထမဆုံးသိမ့်ပိုက်နိုင်ခဲ့တဲ့ယောက်ျားလေးပဲမင်းစကားကိုနားထောင်ပြီးငါအချစ်ကိုဖွင့်ပြောဖို့တတိတွေမွေးခဲ့တာဒါပေမဲ့အခုတော့တဲ့အဲ့ဒီအချိန်မှာငါသူ့ကိုရွတ်ပြဖို့တဲ့ရှိတ်စပီးယားကြပြစာသားတွေကိုပြန်တတိယသွားပြီးတာအိုကြီးရဲ့အချစ်ကရှိတ်စပီးယားရဲ့ကြပြတွေလိုပဲတကယ်ကိုနည်းနည်းပြီးတန့်စင်လုံးနေဆိုတာငါသိလိုက်ရတယ်တာအိုကြီးကသူ့မျက်ရည်တွေကိုတုပ်ရင်းအ ਨੇ ဆုံးတော့မင်းဒီမတ်စုစာအုပ်လေးငါ့ကိုပေးခဲ့သေးတာပဲငါမင်းကိုဘယ်တော့မှစကားမပြောတော့ဘူးလို့တွေးထားတာဝမ်ဟောက်ငါမင်းကိုမုန်းတယ်မင်းငါ့ကိုဒီအချစ်ပိုက်ကုန်နဲ့ဆွဲသွင်းပြီးတော့အခုကျငါတယောက်တည်းဖြစ်ထားခဲ့တယ်သွားတော့နောက်ပြန်မလာနဲ့လို့ပြောပြီးအဆောင်ထဲပြေးဝင်သွားတော့တယ်ငါလည်းအခန်းပြန်ရောက်တော့ကတင်ပေါ်လဲပြီးမျက်နှာချက်ကိုစိုက်ကြည့်ရင်းစိတ်တွေရှုပ်ထွေးနေမိတာပေါ့နောက်ရက်မနက်မှာတော့ဆီယာမစီတန်းသွားပြီးကြောင်းပြောင်းလျှောက်လာအပ်လိုက်တဲ့ဆီယာမကငါအုပ်ထိန်သူယူကန်စီချက်ချင်းဖုန်းဆက်တာပေါ့ဆီယာမကချန်ကျေးရွာကကြောင်းကောင်းတစ်ကြောင်းမှာဒီကနေကြောင်းပြောင်းမှုကမလွယ်ဘူးနော်လို့ပြောတော့ယူကန်ကဖုန်းထဲကနေအသက်မွေးဝမ်းကြောင်းမှာပညာရက်တစ်ခုသင်ယူတာကကောင်းပါတယ်နောက်ကျရင်အလုပ်ကန်ရတာပေါ့လို့ပြန်ပြောတယ်ဆီယာမလည်းအံ့ဩသွားပေမဲ့သဘောတူလိုက်ရတာပေါ့ဆီယာမဖုန်းချပြီးတော့ငါ့ကိုအံ့ဩတုန်လုပ်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီးခြေကဝင်လို့ကြောင်းကောင်းကနေကလေးကငယ်သေးလို့ပညာရက်တစ်ခုတင်နေဆိုတဲ့အကြောင်းပြချက်နဲ့အသက်မွေးဝမ်းကြောင်းကိုပြောင်းခိုင်းတဲ့မိဘမျိုးငါတခါမှမမြင်ဘူးလို့ပြောတဲ့ဆီယာမကငါ့ကိုနားမလည်နိုင်ပေမဲ့ငါကတော့ဆီယာမငါဘယ်တော့ကြောင်းပြောင်းလို့ရမလဲပဲပြောပါလို့ပဲဆိုလိုက်တယ်ဆီယာမကတော့လှုပ်ထုံးလုံကြီးတွေကမလွယ်ကြောင်းအုပ်ကြီးရဲ့လက်မှတ်လို့တလို့မိဘကိုယ်တိုင်လည်းလာရမယ်လို့ပြောတယ်ငါလည်းအဖိုးကြီးရတယောက်တစ်ခေါက်ပြန်ပြေးရအောင်မယ်လို့တွေးလိုက်မိပေမဲ့ငါမှအချိန်သိမ့်မရှိတော့ဘူးလေမေကြီးပြန်လာဖို့က3ရက်ပဲလိုတော့တာကိုအတန်းထဲကတငယ်ချင်းတွေကိုငါကြောင်းပြောင်းတော့မဲ့အကြောင်းပြောပြလိုက်တဲ့စင်ကြံလန်းမှာရီချန်တို့နဲ့ဆုံတော့သူတို့မျက်နှာမှာအံ့ဩရိပ်တွေရှက်တန်းသွားကြတာပေါ့ဒီလူတွေကအရင်ကဇူးရဲရဲ့နှိမ့်ဆက်မှုကိုခံခဲ့ရတဲ့သူတွေလေငါရောက်လာပြီးမှပဲသူတို့ဘေးကင်းခဲ့ကြတာသူတို့ငါ့ကိုမကူညီခဲ့ရင်တော့အ ਨੇ ဆုံးတော့ဇူးရဲနဲ့ပေါင်းပြီးငါ့ကိုမနှိမ့်ဆက်ခဲ့ကြတာကိုပဲငါကျေးဇူးတင်ရမှာပါအဲ့ဒီညနေမှာငါတို့တငယ်ချင်း၄ယောက်ဖြစ်တဲ့ရီချန်ရဲချန်စပင်ပြာနဲ့ကောင်ရဲမျက်မှန်နဲ့ကောင်ရဲဆိုင်သေးလေးတစ်ခုမှာဘီယာတောက်ကြရင်အခြေအနေကစိတ်မကောင်းစရာဖြစ်လာတယ်ဘီယာရှင်တက်လာတော့ရဲချန်ကငိုပြီးဟေ့လူအမှန်တိုင်းပြောရရင်အရင်ကငါ့ကိုနှိမ့်ဆက်တဲ့သူတွေအများကြီးပဲဒါပေမဲ့မင်းနဲ့အတူနေကြတဲ့ကဘယ်သူမှငါ့ကိုမထီရဲတော့ဘူးလို့ပြောတယ်စပင်ပြာနဲ့ကောင်ကလည်းမင်းကိုမသွားစေချင်ဘူးကွာမင်းသွားရင်ငါတို့ဘာဖြစ်ကြံခဲ့မလဲပြန်ပြီးအနိုင်ကျင့်ခံရမယ်ပြစ်မှတ်တွေဖြစ်ကုန်တော့မှာပေါ့တဲ့မျက်မှန်နဲ့တငယ်ချင်းကလည်းအတန်းထဲမှာမင်းကလွဲရင်ဘယ်သူမှငါ့ကိုလူရမသွင်းကြဘူးလို့ပြောလာကြတယ်အားလုံးဘီယာတူတူတောက်ပြီးဖက်ငိုကြတာပေါ့အပြန်လမ်းမှာတော့အားလုံးမူးမူးနဲ့အချင်းချင်းတွဲဖက်ပြီးလမ်းပေါ်မှာတချင်းတွေအော်ဆိုပြီးပြန်လာခဲ့ကြတယ်ခွဲခွာရတော့မှဆိုပေမဲ့ပျော်စရာခိုက်တန်လေးပေါ့ဒါပေမဲ့ရုတ်တရက်လမ်းတစ်ဖက်ကနေလူတချို့အရှိကနေပိတ်ရက်လာတယ်မှောင်နေပေမဲ့အဲ့ဒီမျက်နှာကိုငါမှတ်မိတာပေါ့မေကြီးပဲသူ့လက်ထဲမှာ export တုတ်တစ်ချောင်းပါလာတယ်သူကငါခေါင်းကိုတဲ့ချိန်ပြီးရိုက်ချလိုက်တာပဲငါခေါင်းကွဲထွက်သွားပြီးသွေးတွေပန်းထွက်လာတော့တာပဲသူကအသက်မွေးဝမ်းကြောင်းကိုသွားပြီးယူချင်းကိုလှမ်းခေါ်လိုက်စမ်းလို့ပြောတယ်ငါချမ်းပြင်ပေါ်လဲကျသွားတဲ့အချိန်သူ့လူမိုက်တွေကငါတငယ်ချင်းတွေကိုဝိုင်းဖမ်းပြီးထူထောင်ကြတော့တာပဲငါအယမ်းနာကျင်နေပေမဲ့အရှုံးမပေးခဲ့ဘူးဒေါသကြီးနဲ့ခွေးကောင်တက်တိရှိရင်တယောက်ချင်းချလီလို့អော်လိုက်တယ်အတော်အတွင်းမှာပဲဗလာတောင်းနဲ့စပင်ဖြူနဲ့ကောင်ဟောင်လီကရှီတူလာပြီးငါ့ကိုမြေပြင်ပေါ်တွန်းလဲကဝိုင်းထူတော့တာပဲလားလေမင်းဘလို့ချလဲပြစမ်းပါဦးလို့သူကអော်တယ်ငါမြေပြင်ပေါ်လဲနေပေမဲ့လက်ကိုပြန်မြောက်လိုက်တယ်အရင်ကရန်ငါကိုပထမဆုံးအချိန်ရိုက်တုံးကတော့ငါကြောက်ခဲ့ဘူးတယ်တတိမရှိခဲ့ဘူးဒါပေမဲ့ဒီနေ့တော့ငါပြန်ချပစ်လိုက်တယ်ငါလက်ချက်ကြောင့်ဟောင်လီရဲ့နှာခေါင်းကနေတွေးတွေရိုးစီးကြလာပါတော့တယ်မေကြီးကသူ့ရဲ့ baseball တုံးနဲ့ငါမျက်နှာကိုတိုးပြီးပြုံးလိုက်တယ်မင်းကြောင်းပြောင်းတော့မယ်လို့ငါကြားတယ်အဲ့ဒါစိတ်ကူးကောင်းပဲချန်ကန်ကန်ကနေထွက်သွားတာကမင်းအတွက်အကောင်းဆုံးဖြစ်လိမ့်မယ်တဲ့ဒါပေမဲ့အခုတော့နောက်ကျသွားပြီးငါဒီနေ့စောစောထွက်လာခဲ့တာလို့ပြောပြီးတောအုပ်ထဲမှာမေကြီးကရီချန်ကို baseball တုံးနဲ့ဝင်ရိုက်တော့တာပဲသူကငါသူ့နှစ်ယောက်လုံးကိုတခါတည်းအပြက်ရှင်းမယ်လို့ဒေါသတကြီးအော်ဟစ်လိုက်ပြီးရီချန်မြေပြင်ပေါ်လဲကျသွားတယ်ငါလည်းလန့်သွားပြီးရီချန်ဆိုပြီးသူ့နာမည်ကိုအော်ခေါ်မိတာပေါ့မေကြီးကတုတ်ကိုပြန်မပြီးလူကြီးကိုမလေးမစားလုပ်တာလားအားလုံးတေပြီးတော့လို့အော်ပြီးထက်ချဖို့လုပ်တဲ့အချိန်မှာပဲငွေရောင်လူကြီးတစ်ခုရုတ်တရက်ပေါ်လာတယ်ဝမ်ဟောက်ကစိတ်ထဲကနေဒီကောင်ကယူချမ်းဖေးမဟုတ်ဘူးငါယူချမ်းဖေးနဲ့ငငယ်ကလေးကကြီးလာတာသူ့ကိုငွေရောင်လူရဲ့အနေနဲ့ငါမှတ်မိတယ်လို့တွေးလိုက်တယ်မေကြီးကအုတ်ခဲချွန်တူလို့ခေါ်တဲ့ဗလာတောင်းတောင်းနဲ့ကောင်တယောက်ရောက်လာတာပဲမေကြီးကမင်းဒီမှာဘာလာလောက်တာလဲအုတ်ခဲလို့မေးတော့အုတ်ခဲကဝမ်ဟောက်ကိုလက်ညှိုးထိုးပြပြီးငါမှလူတယောက်လိုအပ်နေလို့ပြောတယ်မေကြီးလဲကြောင်သွားပြီးမင်းကိုဘသူလွတ်လိုက်တာလဲငါတို့နှစ်ယောက်လုံးကချန်ချီရွာကပဲလေမင်းကဘာလို့အသက်မွေးဝမ်းကြောင်းကကောင်ကိုကူညီနေရတာလဲလို့မေးတာပေါ့အုတ်ခဲကမတိကျင်အောင်ဆောင်ပြီးယူချမ်းဖေးကဘသူလဲလို့ပြန်မေးတယ်မေကြီးကသူအိုက်တင်လုပ်နေတယ်ထင်ပြီးဟမ်မဆောင်ဆန်းနဲ့အုတ်ခဲမင်းကိုယူချမ်းဖေးလန့်ခေါ်လိုက်တာမဟုတ်လားလို့မေးတော့အုတ်ခဲကပွင့်ပွင့်လင်းလင်းပဲငါယူချမ်းဖေးကြောင့်လာတာမဟုတ်ဘူးဝမ်ဟောက်ကိုလာခေါ်တာသူ့ကိုငါလက်ထဲအပ်မလားမအပ်ဘူးလားအဲ့ဒါပဲပြောလို့ဆိုလိုက်တယ်မေကြီးဒေါသထွက်သွားပြီးငါတို့မင်းကိုဘယ်တော့မှမနှောက်ယှက်ခဲ့ဘူးနော်မင်းကဘာလို့ပြင်ပလူတယောက်အတွက်နဲ့ကိုညီကိုအချင်းချင်းပြန်တွန်းလှန်နေရတာလဲလို့ပြောတော့အုတ်ခဲကအေးစစ်စစ်ပဲငါကမင်းရဲ့ညီကိုမဟုတ်ဘူးမင်းတို့ချန်ပေးကိုလည်းငါမသိဘူးလို့ပြန်ပြောတယ်အဲ့ဒီအချိန်မှာပဲအပေါ်ဝိတ်အင်ကြီးအရှိကြီးဝတ်ထားတဲ့လူတယောက်စီကရက်တောက်ရင်းဝင်လာတဲ့ဝမ်ဟောက်လမ်းကြည့်ပြီးယူပြီးအကိုကြီးယူပါလားလို့စိတ်ထဲကရေးရွတ်လိုက်တယ်မေကြီးကပြုံးပြီးဘာခွင့်ရေးလဲဝမ်ဟောက်ကတော့တေးပြီးသားမတ်လို့ပြောတော့အုတ်ခဲကမဟုတ်ဘူးငါအသက်ရှူချက်နေလို့ဆိုတဲ့အကိုကြီးယူဖြစ်တဲ့ယူချမ်းဖေးကရေးပြီးသူအသက်ရှင်သေးတာကောင်းတာပေါ့လို့ပြောတယ်
မေကြီးကအုတ်ခဲကိုကြည့်ပြီးဒါဆိုယူချမ်းဖေးကအကူအညီတောင်းလို့ရောက်လာတာပေါ့လို့ပြောတော့ယူချမ်းဖေးကဘသူအကူအညီလဲဒီကောင်တွေကိုနိုင်ဖို့ငါမှအကူအညီလိုလို့လားအပြင်မှာဟောင်လီလဲနေတာငါမြင်ခဲ့တယ်လို့ပြောလိုက်တယ်မေကြီးကအုတ်ခဲကိုမင်းကိုယူချမ်းဖေးခေါ်တာမဟုတ်ဘူးလို့ပြောချင်တာလားလို့မေးရင်ယူချမ်းဖေးကအုတ်ခဲကိုတေးသေးချာချာကြည့်ပြီးဒါကချမ်းဖေးကအုတ်ခဲပဲလို့ပြောတယ်အုတ်ခဲကငါကယွန်ချန်ရန်ဝေးပါလို့ပြန်ပြောတယ်ဒါကစနောက်တာဒါမှမဟုတ်စာတန်းထိုးမှဖြစ်နိုင်ပါတယ်အုတ်ခဲကဆက်ပြီးခြံကြီးရွာကယူချမ်းဖေးကတယောက်တည်းရှောက်သွားနေတတ်တယ်လို့ကြားတယ်ငါကအသက်မွေးဝမ်းကြောင်းကပဲမေကြီးဟောင်လီတို့နဲ့အတူတူစာတင်သားလို့ပြောတော့ယူချမ်းဖေးကမေကြီးနဲ့ဟောင်လီကဘသူတွေလဲလို့မေးတယ်โอเคကငါကတော့ခြံကြီးရွာကလာအိုကူနဲ့မေကြီးဆိုတဲ့ခွေးအိုကြီးကိုပဲတည်တယ်လို့ပြောလိုက်တာပေါ့ခွေးအိုကြီးလို့အပြောခံရတော့မေကြီးဒေါသချောင်းချောင်းထွက်သွားပြီးโอเคမင်းဘသူကိုညစ်ပတ်တယ်လို့ပြောတာလဲလို့អော်တယ်โอเคကလည်းစိန်ခေါ်တဲ့လေတံနဲ့မင်းဝမ်ဟောက်ကိုမလွတ်ပေးရင်ငါတို့ဒီနေရာမှာတင်ချကြမလားလို့ပြောလိုက်တယ်ဝမ်ဟောက်ကတော့မြေပြင်ပေါ်လဲကျနေရင်ဒါတွေအားလုံးကိုကြည့်နေတာပေါ့မေကြီးပြောပုံရโอเคကသူ့ရဲ့လူမဟုတ်ဘူးဆိုတာသူသိလိုက်ရတယ်ဒါဆိုโอเคကငါစီဘာလို့လာတာလဲလို့တွေးနေမိတယ်ယူချမ်းဖေးကโอเคလို့ခေါ်တဲ့ဗလာတောင်းတောင်းတဲ့ကောင်ကလည်းဝမ်ဟောက်ကိုကယ်ဖို့လာတာမှန်သဘောပေါက်သွားပြီးရေကအော်မင်းကလည်းဝမ်ဟောက်ကိုလာခေါ်တာကိုသူကခြံကြီးရွာမှာတင်ကာကွယ်ပေးမဲ့သူရှိနေတာပဲဒါဆိုငါသူ့ကိုကြောင်းပြောင်းပေးဖို့မလိုတော့ဘူးပေါ့လို့ပြောတယ်ပြီးမှဝမ်ဟောက်ကိုမင်းအုတ်ခဲကိုတိတာငါ့ကိုဘာလို့စောစောမပြောတာလဲလို့မေးတော့ဝမ်ဟောက်ကမြေပြင်ပေါ်လဲနေရင်းနဲ့အန်အော်တကြီးငါအုတ်ခဲကိုလုံးဝမသိပါဘူးလို့ပြန်ပြောတယ်အုတ်ခဲကလည်းပွန့်ပွန့်လင်းလင်းပဲငါဝမ်ဟောက်ကိုကယ်ဖို့လာတာမဟုတ်ဘူးသူ့နဲ့ပုံကိုရေးကိစ္စလေးနည်းနည်းရှိလို့ပြောတယ်ယူချမ်းဖေးကကြည့်ရတာပုံကိုရေးကိစ္စကအရေးမကြီးပါဘူးဘာပဲဖြစ်ဖြစ်ငါတို့ရဲ့ပန်းတိုင်ကအတူတူပဲလေမေကြီးရဲ့လက်ကုပ်လက်ခတ်ထဲကနေဝမ်ဟောက်ကိုကယ်ထုတ်ဖို့ပဲမဟုတ်လားဒါဆိုငါတို့ကတစ်ဖက်တဲသားတွေပေါ့လို့ပြောလိုက်တယ်သူကအုတ်ခဲတယောက်ဟောင်လီနဲ့သူ့လူတွေကိုအနိုင်ပိုင်းခဲ့တာကိုတတိထားမိပြီးအုတ်ခဲရှိမှလာပြီးဆရာကြီးလုပ်ပြနေတာကလက်သမားကြီးရှိမှလဲထုံပြနေတယ်လို့ပဲလို့နောက်ပြောင်လိုက်သေးတယ်ယူချမ်းဖေးကမြေပြင်ပေါ်လဲနေတဲ့ရဲချံကိုစစ်ဆေးကြည့်ပြီးအုတ်ခဲကိုငါဘသူနဲ့မှမဟာမိတ်မဖွဲ့ဘူးမင်းဘာကိစ္စနဲ့လာငါဂယုမဆိုင်ဘူးဒါပေမဲ့ဝမ်ဟောက်ကိုတော့ငါနဲ့အတူခေါ်သွားမယ်လို့ပြောလိုက်တယ်ယူချမ်းဖေးကဘေ့စ်ဘောတုပ်ကင်ထားတဲ့မေကြီးကိုကြည့်ပြီးဘာပဲဖြစ်ဖြစ်ဝမ်ဟောက်ကမေကြီးရဲ့ခြေထောက်အောက်မှာရောက်နေတာမင်းဘာလို့မှလဲဒီကောင်ကဝမ်ဟောက်ကိုချင်းချောက်နေတာလို့ပြောတော့အုတ်ခဲကမေကြီးကိုဒေါသကြီးနဲ့မင်းခြေထောက်ကိုဖယ်လိုက်မဟုတ်ရင်ငါအားနာနေမှာမဟုတ်ဘူးလို့တတိပေးလိုက်တယ်မေကြီးကသူ့ရဲ့တုပ်ကိုဝေယံပြီးဘသူမဆိုရှေ့တိုးလာရင်ဝမ်ဟောက်ရဲ့ခေါင်းကိုဖျဲသီးလိုကွဲသွားအောင်ငါရိုက်ခွဲပြစ်မယ်လို့ချင်းချောက်တာပေါ့ယူချမ်းဖေးကတော့မင်းသူကိုတစ်ချက်တည်းနဲ့အသေးသက်နိုင်မှာမဟုတ်ပါဘူးလို့အေးအေးဆေးဆေးတုံ့ပြန်လိုက်တယ်အဲ့ဒီမှာမေကြီးကဒေါသတာကြီးနဲ့ကောင်းပြီးငါဝမ်ဟောက်ကိုလှုပ်ပေးမယ်ဒါပေမဲ့ဘသူလက်ထဲအဲ့ရမလဲဆိုတာမင်းတို့နှစ်ယောက်အရင်ဆုံးဆုံးဖြတ်လိုက်ကြဦးလို့ပြန်ပြောလိုက်ပါတော့တယ်အုတ်ခဲကချက်ချင်းပဲဝမ်ဟောက်ကိုငါခေါ်သွားမယ်လို့ပြောလိုက်တယ်အကိုကြီးယူကလည်းငါကတော့အရေးမကြီးပါဘူးဒါပေမဲ့ဘယ်ခေါ်သွားမှလဲဘာလို့လဲဆိုတာတော့ပြောဦးလေဆိုတော့အုတ်ခဲကအေးအေးဆေးဆေးပဲဒါမင်းလုံးမဟုတ်ဘူးငါဝမ်ဟောက်ကိုခေါ်သွားရမှာပဲမြန်မြန်သာဆုံးဖြတ်လို့ပြက်ပြက်တသားပြောတာပေါ့မေကြီးကလည်းအေးအချင်းချင်းအရင်ဆွေးနွေးကြဦးငါဘသူလက်ထဲအဲ့ရမလဲသိရအောင်လို့ဆိုပြီးကြားကနေညှောက်ပေးနေတာပေါ့အကိုကြီးယူကမေကြီးဟာသူတို့ချင်းရန်တိုက်ပေးချင်နေတာကိုရိပ်မိသွားပြီးအုတ်ခဲကိုအကျိုးအကြောင်းနဲ့ဖြောင်းဖြဖို့ကြိုးစားတယ်အရင်ဆုံးဝမ်ဟောက်ကိုကယ်လိုက်ဦးလေကွာပြီးမှငါတို့ရဲ့ပုံကိုရေးကိစ္စတွေကိုရှင်းကြတာပေါ့လို့ပြောတာကိုအုတ်ခဲကအကိုကြီးယူကိုလူဝိလို့ပြန်ဆဲလိုက်တယ်အကိုကြီးယူလဲစိတ်တူသွားပြီးဒီကောင်နဲ့စကားပြောလို့ကိုမရဘူးငါတို့သာဒီမှာချကြရင်မေကြီးကကြားကနေအမျက်ထုတ်သွားပြီးဝမ်ဟောက်လည်းအသက်ရှင်မှာမဟုတ်ဘူးလို့တွေးမိတာပေါ့โอเคကတော့ငါသူ့ကိုကယ်ဖို့လာတာမဟုတ်ဘူးငါအလုံးငါလာလောက်တာလို့ပဲထပ်ပြောနေတယ်အကိုကြီးယူလဲကြောက်တုံးပေါ်ထိုင်ချလိုက်ပြီး secret တလိပ်မင်းကြီးရင်ဒါဆိုလဲပြောစရာမရှိတော့ဘူးလို့ဆိုလိုက်တယ်မေကြီးကရဲပြီးဒါဆိုဝမ်ဟောက်ကိုငါ့ကိုပဲပေးလိုက်တော့လို့ပြောရင်အကိုကြီးယူကိုသူ့ကိုပေးလိုက်ရမလားလို့မေးတယ်အကိုကြီးယူကအိတ်မနေနဲ့စိတ်ကူးမရင်နဲ့လို့ပတ်ခနဲပြန်ပြောလိုက်တာပေါ့မေကြီးကမြင်မြတ်လို့ဖို့မဟုတ်ရင်ဝမ်ဟောက်ကိုโอเคလက်ထဲအပ်လိုက်တော့မယ်လို့လောစော်တော့အကိုကြီးယူကအေးပေးလိုက်လို့သဘောတူလိုက်ပြီးโอเคကိုဝမ်ဟောက်တစ်ခုခုဖြစ်ရင်တော့ချန်ကြီးရွာကျောင်းတစ်ခုလုံးကိုငါမီးတင်ရှို့ဖြစ်မယ်လို့တတိပေးလိုက်တယ်မေကြီးကအကိုကြီးယူကဝမ်ဟောက်ကိုဒီလောက်လွယ်လွယ်နဲ့လွတ်ပေးလိုက်လို့အံ့ဩသွားတာပေါ့ဒီโอเคကမကောင်းတဲ့ရည်ရွယ်ချက်ရှိနေတာလားဝမ်ဟောက်ကိုခေါ်သွားပြီးအသားစင်ကောလုတ်ပြမလားမသိဘူးလို့တွေးနေမိတယ်အကိုကြီးယူကလည်းဘာပဲဖြစ်ဖြစ်တခြားတစ်ယောက်နဲ့ရှိနေတာကပိုကောင်းပါတယ်လို့ဆိုပြီးโอเคကိုငါစိတ်မပြောင်းခင်နဲ့မင်းနဲ့မချရသေးခင်သူ့ကိုမြန်မြန်ခေါ်သွားတော့လို့လှမ်းអော်တယ်โอเคလဲဝမ်ဟောက်ကိုသူ့ပခုံးပေါ်ထမ်းတင်လိုက်ပြီးအကိုကြီးယူကိုကြည့်ကငါယူချမ်းဖေးကိုမှတ်ထားမယ်လို့ပြောတယ်ဝမ်ဟောက်ကတော့အကိုကြီးယူကိုရီချန်နဲ့တခြားတငယ်ချင်းတွေကိုကယ်ပါဦးလို့လှမ်းပြောတော့အကိုကြီးယူကစိတ်မပူနဲ့မေကြီးကငါတို့ကိုဘာမှလုပ်လို့မရတော့ဘူးပြန်လာကိုငါတို့အကုန်စင်ပြေအောင်လုပ်လိုက်မယ်လို့ပြန်ပြောပြီးစိတ်ချခိုင်းလိုက်တယ်โอเคကဝမ်ဟောက်ကိုခေါ်ထုတ်လာတော့ဝမ်ဟောက်ကလမ်းဖြန့်ပြီးမင်းတကယ်ပဲတမထွားချိုင်းလာပါတာပဲလို့ပြောရင်မျက်လုံးတွေပြူးသွားတော့တာပဲရုတ်တရက်ဝမ်ဟောက်တယောက်အိမ်မက်ဆိုးကနေလန့်နိုးပြီးအော်ဟစ်လိုက်မိတယ်ရင်တွေလဲဒိန်းဒိန်းခုန်နေတာပေါ့ကြည့်လိုက်တော့သူ့ရှေ့မှာဗလာတောင်းတောင်းနဲ့ကောင်โอเคကခောက်ဆွဲစားနေတာကိုတွေ့ရတယ်ဝမ်ဟောက်ကမင်းငါကိုဘာလို့ရိုက်တာလဲငါမင်းကိုဘယ်နေရာမှာသွားစော်ကားမိလို့လဲလို့မေးပေမဲ့โอเคကဘာမှပြန်မပြောပဲဒေါသထွက်နေတဲ့ပုံစံနဲ့တူကြီးတစ်ချောင်းကိုကောက်ကင်လိုက်တယ်ဒါပေမဲ့နောက်တစ်ခဏမှပဲအခြေအနေကပြောင်းသွားပြီးโอเคတယောက်ရှေ့စပီးယားစာအုပ်ကိုဖတ်နေတာကိုဝမ်ဟောက်မြင်လိုက်ရပြန်တယ်ဝမ်ဟောက်အံ့ဩသွားပြီးဒီလောက်လူချမ်းပုံစံနဲ့ဗလာကြီးနဲ့ကောင်ကရှေ့စပီးယားလိုကဏ္ဍဝင်စာပေတွေကိုစိတ်ဝင်စားနေတာမယုံနိုင်စရာပဲလို့စိတ်ထဲကတွေးမိတာပေါ့အဲ့ဒီမှာဝမ်ဟောက်ကတာအိုဂျီအတွက်စိတ်ပူသွားပြီးကတင်ပေါ်ကနေတိတ်တိတ်လေးဆင်းကကျမ်းပြင်ပေါ်ဒူးတိုက်ပြီးလွတ်အောင်ပြေးဖို့ကြိုးစားတယ်ဒါပေမဲ့သူ့ခြေထောက်ကခွက်တစ်ခုကိုမတော်တဆတိုက်မိသွားပြီးအတန်မြည်သွားတာပေါ့โอเคကချက်ချင်းပဲလက်ထဲမှာโอเคတစ်လုံးကင်ပြီးလှည့်ကြည့်လာတာမို့လို့ဝမ်ဟောက်လည်းကြောက်ကြောက်လန့်လန့်နဲ့ကတင်ပေါ်ပြန်လဲနေလိုက်ရတယ်အဲ့ဒီနောက်မှာဝမ်ဟောက်ကသူ့ဘေးမှာအိပ်ပျော်နေတဲ့တာအိုဂျီကိုလှမ်းမြင်သွားပြီးလမ်းဖြတ်သွားခဲ့တယ်ဒါဆိုဒီโอเคကတာအိုဂျီကိုပါပြန်ပေးဆွဲလာတာပေါ့ဘာပဲဖြစ်ဖြစ်သူ့ကိုဒီလူမိုက်လက်ထဲကနေကယ်တင်ရမယ်လို့တွေးလိုက်တယ်ဝမ်ဟောက်ကတာအိုဂျီနိုးလာအောင်ခောက်ဆွဲလေးခွန်ဖို့စူးစမ်းလိုက်တဲ့အခါတာအိုဂျီမျက်လုံးပွင့်လာတယ်ဝမ်ဟောက်ကချက်ချင်းပဲသူ့ပါဇက်ကိုလှမ်းပိတ်ပြီးတိုးတိုးနေငါတို့ကိုပြန်ပေးဆွဲထားတာလို့ကပ်ပြောတာပေါ့
ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအုတ်ခဲကမျက်နှာချက်ကနေစောက်ထိုးကြီးဆင်းလာတယ်တာအိုကြီးကတော့သူ့ကိုမြင်တာအံ့ဩမနေပဲအကိုကြီးလို့လှမ်းခေါ်လိုက်တော့မှဝမ်ဟောက်တယောက်သူတို့နှစ်ယောက်ကမောင်နှမတွေဆိုတာသဘောပေါက်သွားတော့တယ်တာအိုကြီးကသူ့အကိုအုတ်ခဲကိုဘာလို့ဝမ်ဟောက်ကိုဒီလောက်ပြင်းပြင်းထန်ထန်ရိုက်ရတာလဲကြည်စမ်းခေါင်းမှာသွေးတွေနဲ့ဆိုပြီးစူပူတော့တာပဲအုတ်ခဲကငါကရှိတ်စပီးယားစာအုပ်ကိုဖတ်နေတာပါဒါပေမဲ့စာသားတွေကအရန်ခက်လို့နားမလည်နိုင်ဘူးဖြစ်နေတာလို့ညီးပြတော့ဝမ်ဟောက်နဲ့တာအိုကြီးတို့ဆွန့်သွားကြတယ်အုတ်ခဲကအုတ်ခဲတစ်လုံးကိုပြန်ကင်ပြီးငါကတော့သူ့ကိုခက်ဖောက်ဖောက်လေးပဲရိုက်လိုက်တယ်ထင်တာပဲလို့ပြောလိုက်တာပေါ့အဲ့ဒါကိုကြားတော့တာအိုကြီးကဒေါသအကြီးနဲ့ဝမ်ဟောက်ရှိမှကာရက်လိုက်ပြီးဝမ်ဟောက်ကိုထပ်ပြီးလက်ဖြားနဲ့တောင်လို့ရင်အကိုကိုစကလုံးကမပြောတော့ဘူးလို့မောင်နှမချင်းသတိပေးလိုက်တယ်ပြီးတော့တာအိုကြီးကသူ့ကိစ္စတွေမှာဝင်မပါဘူးသူ့အကိုအုတ်ခဲကိုပြောပေမဲ့အုတ်ခဲကဒေါသတကြီးနဲ့ငါအေကန်မှုချဖတ်မှာပဲညီးငိုနေတာကိုငါလုံးဝမကြည့်နိုင်ဘူးလို့ပြန်ပြောတယ်သူကမိဘတွေဆုံးပါသွားကြတဲ့ကတာအိုကြီးကိုဘယ်တော့မှမငိုစေရဘူးတခြားသူတွေကလည်းသူမကိုမငိုစေရဘူးလို့ကိုကတိပေးထားကြောင်းရှင်းပြတာပေါ့အဲ့ဒီကြမှာဝမ်ဟောက်လည်းအရာရာကိုသဘောပေါက်သွားတော့တယ်တာအိုကြီးကဒီဒေတာခံဖြစ်ပါရဲ့နဲ့ကျောင်းဆောင်မှာနေရတဲ့အကြောင်းရင်းကတကယ်တော့အကိုဖြစ်သူနဲ့အတူဒီအိမ်ခန်းလေးကိုငှားပြီးနေကြလို့ပဲသူတို့မောင်နှမနှစ်ယောက်အချင်းချင်းရုန်းကန်ပြီးအခက်အခဲများစွာကိုဖျက်ကျော်ခဲ့ကြရမှာပဲလို့ဝမ်ဟောက်တွေးမိတာပေါ့အဲ့ဒီအချိန်မှာတာအိုကြီးကဝမ်းနဲ့ပက်လက်နဲ့ဝမ်ဟောက်မှာရီးစားရှိနေပြီပဲငါဘသူ့ရဲ့ပတ်သက်မှုကိုမှကြားကနေမနှောက်ရက်ချင်တော့ဘူးလို့ပြောလိုက်ပါတော့တယ်ငါတခြားသူရဲ့အတိုက်မြုံကိုဖျက်ဆီးတဲ့သူမဖြစ်ချင်ဘူးလို့တာအိုကြီးကပြောတော့အုတ်ခဲကပြုံးပြီးဒါကလွယ်လွယ်လေးပဲဝမ်ဟောက်ကဟိုကောင်မလေးနဲ့လမ်းခွဲလိုက်ရုံပေါ့လို့ဆိုတယ်ပြီးမှဝမ်ဟောက်ဖက်လှည့်ပြီးမင်းသားငါညီမလေးစီပြန်လာပြီးသူ့ခွင့်လွတ်အောင်လုပ်နိုင်ရင်ပြီးတော့သူ့ကိုနောက်ဘယ်တော့မှစိတ်မစင်းရဲစေရဘူးလို့ကတိပေးရင်ငါမင်းကိုလွတ်ပေးမယ်ပြီးတော့ဒီမျိုးထဲမှာမင်းရဲ့လုံခြုံရေးအတွက်ငါအပြည့်အဝတာဝန်ယူတယ်လို့ချင်းချောက်လိုက်တော့တာပဲဝမ်ဟောက်ကတော့စိတ်ထဲကနေတာအိုကြီးနဲ့ရှာဆွေတို့ကိုနှိုင်းရှင်ကြည့်နေမိတယ်တာအိုကြီးကဘယ်နေရာမဆိုပိုတာပေမဲ့သူအမောင်ဆုံးအချိန်တွေတုန်းကတက်တီတွေပေးခဲ့တဲ့ရှာဆွေကိုပဲသူချစ်နေတော့မယ်လေသူတာအိုကြီးကိုမလိန်ချင်ပေမဲ့တာအိုကြီးကဝမ်ဟောက်ကိုတိုးတိုးလေးကပ်ပြောတယ်မလိန်နဲ့ငါအကိုကမင်းသားညင်းရင်ဒီခန်းထဲကနေအသက်ရှင်လျက်ထွက်သွားခွင့်ပေးမှာမဟုတ်ဘူးသူကငါအတွက်ဆိုဘာမဆိုလုပ်မဲ့သူတဲ့ဝမ်ဟောက်လည်းတာအိုကြီးကသူ့အကိုစိတ်အေးသွားအောင်လို့သူ့ကိုတမင်လိန်ခိုင်းနေမှန်းသဘောပေါက်သွားတယ်နှစ်ယောက်လုံးကအချင်းချင်းရဲ့အသက်ကိုကယ်ချင်နေကြတာကိုအဲ့ဒါနဲ့ဝမ်ဟောက်ကတာအိုကြီးရဲ့လက်ကိုကင်ပြီးကောင်းပါပြီငါသဘောတူပါတယ်လို့ပြုံးပြီးပြောလိုက်တယ်โอเคကတော့ပျော်လုံးလို့ယူမတက်ဖြစ်သွားပြီးလက်ခုပ်တီးကငါညီမကကဘာပေါ်မှာအကောင်းဆုံးမိန်းကလေးပဲမင်းသူ့ကိုရတာကံကောင်းတယ်လို့မှတ်ဆိုပြီးသူတို့လက်တွေကိုလှုပ်ရမ်းတော့တာပဲပြီးတော့သူ့အိတ်ထဲကနေဖျောင်းတိုင်တွေနဲ့မင်္ဂလာတုကနဲ့ဖြာစာလုံးတင်ကေတာတွေကိုထုတ်ပြီးယာယီမင်္ဂလာဆောင်ပွဲလေးတစ်ခုပြင်ဆင်လိုက်တယ်โอเคကကဲအခုချက်ချင်းပဲနတ်တန်မင်းတန်တွေကိုတိုင်တီးပြီးဂါရဝပြုကြတော့ကြော့ပြီးတာနဲ့မင်းတို့လင်မယားဖြစ်ပြီးပဲလို့ပြောလိုက်တော့တာအိုကြီးနဲ့ဝမ်ဟောက်တို့နှစ်ယောက်လုံးလမ်းဖြတ်သွားကြတယ်တာအိုကြီးကအကိုကြီးသမီးတို့ကအသက်16နှစ်ပဲရှိသေးတာဒါကစောလုံးသေးတယ်လို့တားတယ်လို့ဝမ်ဟောက်ကလည်းတရားဝင်လက်ထပ်ဖို့ဆိုရင်ចောင်းသားတွေအတွက်ပြည့်ရက်တွေဘာတွေလိုအပ်အောင်မှာပါလို့တချို့ចောင်းရှင်းပြဖို့ကြိုးစားတယ်ဒါပေမဲ့အုတ်ခဲကဒေါသကြီးနဲ့အပိုတွေပြောမနေနဲ့တရုတ်ရိုးရထုံးစံအရာကြော့ပြီးရင်လက်ထက်တာပဲမင်းတို့သာညင်းရင်ငါအခုချက်ချင်းအုတ်ခဲနဲ့ခေါင်းကိုထုပစ်မယ်လို့လုပ်တော့တာပဲတာအိုကြီးကကြားကနေဝင်လာပြီးအကိုကြီးဒါကယူတိုးနာပဲဝမ်ဟောက်ကိုလွတ်လိုက်ပါသူငါအနာမှာနေမယ်လို့ကတိပေးပြီးပဲလို့ပြောပေမဲ့အုတ်ခဲတစ်လုံးကိုဒေါသကြီးကောက်ကင်ပြီးတာအိုကြီးကိုငါဂယုမဆိုင်ဘူးညီပဲဂယုဆိုင်နေတာဒီနေ့ဝမ်ဟောက်သာညီနဲ့အတူမင်္ဂလာဦးကန်တော့ပွဲမလုပ်ရင်ငါသူ့ကိုအသားစင်းကောဖြစ်အောင်ထုပစ်မယ်လို့ပြောလိုက်တယ်သူကတာအိုကြီးကိုအကျိုးအကြောင်းပြောရှာပါတယ်ညီမလေးငါညီစကားကိုအမြဲနားထောင်ခဲ့တာဒါပေမဲ့ဒီနေ့တော့အကိုကညီရဲ့တသက်တာစိတ်ချမ်းသာမှုအတွက်တွေးပေးနေတာမို့လို့အကိုကိုစိတ်မဆိုးပါနဲ့တနေ့ကျရင်ငါရဲ့အားကိုးရမယ်မှုနဲ့ငါရဲ့စေတနာကိုညီနားလည်လာမှာပါတဲ့ပြီးမှဝမ်ဟောက်ဖက်လှည့်ပြီးမင်းဒီကောင်မလေးကိုသဘောမကျဘူးလားမင်းပဲရှိတ်စပီးယားအကြောင်းထူးခြားတဲ့အမြင်တွေရှိတယ်ဆိုသူကနူးညံ့ပြီးရိုမန်တဆန်နဲ့တန်ဖိုးရှိတဲ့လူသားတစ်ယောက်ပါလို့ပြောတယ်ဝမ်ဟောက်လည်းတာအိုကြီးနဲ့ဖြတ်တန်းခဲ့တဲ့အချိန်တွေကိုပြန်တတိယသွားတယ်ငါနဲ့လောဘကြီးသွားတာလည်းဖြစ်နိုင်တယ်ငါရဲ့အေးအေးဆေးဆေးနေတတ်တဲ့အကျင့်တွေလည်းပြောင်းကုန်ပြီလို့တွေးမိတယ်လို့တာအိုကြီးကသူ့ကိုဒီလောက်အထိချီးကျူးလာကြတော့စိတ်ထဲမှာလည်းပျော်သွားတာပေါ့အဲ့ဒါနဲ့ဝမ်ဟောက်လည်းတက်တီမွေးပြီးမင်းပြောတာမှန်ပါတယ်ဒါပေမဲ့နည်းနည်းတော့စောသေးတယ်လို့ပြောလိုက်တယ်โอเคကချက်ချင်းပဲဘာလို့စောရမှာလဲရှီတုံးကမိန်းကလေးတွေဆိုရင်အသက်16 18နဲ့အိမ်အောင်ကြတာပဲမင်းကငါနဲ့အချိန်ကိုက်ဆုံးတာဝမ်ဟောက်မြင်လာပြီးကတော့ဆမ်းမဟုတ်ရင်တော့မင်းကိုလူမလုံနိုင်တဲ့လူမမဖြစ်အောင်လုပ်ပြမယ်လို့ထပ်မံချင်းချောက်လိုက်တော့တယ်အခန်းထဲမှာတော့မင်္ဂလာစင်ရင်မှုတွေလုပ်ထားပြီးနေရန်တွေမှာလည်းသူခနဲ့ဖျားစာလုံးတွေကတ်ထားတာပေါ့โอเคကအခမ်းအနားမှုလုပ်ပြီးအမိတ်ပေးတော့တယ်ပထမဦးစွာကောင်းကင်တဲ့မြေကြီးကိုဂါရဝပြုချက်ဆိုတော့နှစ်ယောက်လုံးကြောက်လိုက်ကြတယ်ဒုတိယအနေနဲ့လူကြီးမိဘတွေကိုဂါရဝပြုချက်ဆိုပြီးโอเคကကလတ်ထိုင်ပေါ်ဝင်ထိုင်လိုက်တော့သူတို့နှစ်ယောက်လုံးသူ့ကိုကြောက်လိုက်ကြရပြန်တယ်တတိယအနေနဲ့လင်မယားချင်းချင်းဂါရဝပြုချက်ဆိုတော့နှစ်ယောက်လုံးရှက်သွေးဖြာသွားကြတာပေါ့ဝမ်ဟောက်ကတော့ဒါတွေကအတူအယောင်တွေမှန်ကစားပွဲတစ်ခုလိုပြဆက်အသေးလေးမှန်ငါသိနေပေမဲ့ငါတို့အချင်းချင်းဖက်လိုက်ရတဲ့အချိန်မှာတော့ငါနှလုံးသားထဲမှာမထိန်ချုပ်နိုင်တဲ့ထူးဆန်းတဲ့ရင်ခုန်စိတ်လှုပ်ရှားမှုတွေပြည့်ရှံသွားခဲ့တယ်လို့ခံစားလိုက်ရတယ်အခမ်းအနားပြီးသွားတာနဲ့အုတ်ခဲကပျော်ရွှင်စွာနဲ့ဂုဏ်ယူပါတယ်ဒီနေ့ကစပြီးမင်းတို့ကလင်မယားတွေဖြစ်သွားပြီလို့ပြောပြီးကဲဒါဆိုမင်္ဂလာဦးအခမ်းဟန်နီမွန်းအခမ်းနဲ့သွားကြတော့မလားလို့နောက်ပြောင်ပြီးမေးတာပေါ့ဝမ်ဟောက်လည်းချက်ချင်းပဲအခွင့်ကောင်းယူပြီးမင်းအပြင်ကိုခဏလောက်ထွက်ပြေးတင်တာမဟုတ်ဘူးလားလို့ပြောလိုက်တယ်အဲ့ဒီကြမှာအုတ်ခဲကရုတ်တရက်သတိဝင်လာပြီးနေဦးမင်းတို့ကအသက်16နှစ်ပဲရှိသေးတာပဲအဲ့ဒီအချိန်ရောက်ဖို့ကလိုသေးတယ်ဒါပေမဲ့မင်္ဂလာဆောင်ကတော့ပြီးသွားပြီပဲဥစ္စာလို့ပြောပြီးထွက်သွားတော့တယ်အခုဆိုရင်အခန်းထဲမှာခေါင်းမှာပတ်တီးစီးထားတဲ့ဝမ်ဟောက်နဲ့တာအိုဂျီတို့နှစ်ယောက်တည်းကြံခဲ့တာပေါ့ဝမ်ဟောက်ကငါအမှန်တိုင်းပြောရရင်အုတ်ခဲကမင်းအကူမန်လုံးဝမသိခဲ့ဘူးပြီးရင်မင်းကိုအဲ့ဒီလိုစနောက်မှာမဟုတ်ပါဘူးလို့ပြောတော့တာအိုဂျီကကျောင်းမှာဘယ်သူမှမသိကြဘူးငါကသူ့ရဲ့ရံပွဲတွေကိုသဘောမကျဘူးသူကစိတ်တူလွယ်ပြီးအမြဲတမ်းချဖို့ပဲပြင်နေတာအဲ့ဒါကြောင့်ပြဿနာမတက်ချင်လို့ငါဖုံးကွယ်ထားတာပါလို့ရှင်းပြတယ်ဝမ်ဟောက်ကဒီရက်ပိုင်းတွင်းမှာတင်မင်းအကူလက်ချက်နဲ့ငါတော်တော်လေးအရိုက်ခံလိုက်ရတယ်လို့ညီးပြတော့တာအိုဂျီကသူ့တဘာဝကအဲ့ဒီလိုမျိုးပါပဲလို့ပြန်ပြောရှာပါတော့တယ်သူကဘာမှမစင်စားပဲစိတ်အလိုလိုက်ပြီးလှုပ်တက်တာဒါပေမဲ့မင်းကိုတော့သူချိန်ပြီးရိုက်ခဲ့တာပါဒဏ်ရာကအပေါ်ရန်တင်ပါလို့တာအိုဂျီကပြောတော့ဝမ်ဟောက်ကအော်တကြီးနဲ့အပေါ်ရန်တင်ဟုတ်လားငါဘယ်နှခါတော့မေးလဲသွားတယ်မသိဘူးလို့ပြန်ပြောလိုက်တယ်
တာအိုကြီးကခေါင်းလေးငုံပြီးတောင်းပန်ပါတယ်လို့ဆိုတော့ဝမ်ဟောက်ကချက်ချင်းပဲတားလိုက်တယ်တောင်းပန်ဖို့မလိုပါဘူးငါအမှားပါငါမင်းကိုအထင်လွဲခဲ့တာတဲ့အဲ့ဒီနောက်သူတို့နှစ်ယောက်အခန်းထဲကထွက်ပြီးလမ်းအတိုင်းလျှောက်လာတဲ့အခါသူတို့ကြားမှာနေရခက်တဲ့တိတ်ဆိတ်မှုကြီးစိုးမိုးသွားခဲ့တယ်တာအိုကြီးကမျက်ရည်လေးတွေနဲ့ဝမ်ဟောက်မင်းတကယ်ပဲရှာဆွေနဲ့တွဲနေတာလားလို့မေးလာတယ်ငါမလိန်ကျင်တာနဲ့ဘာမှမပြောပဲတိတ်တိတ်လေးပဲနေလိုက်တာပေါ့သူကမျက်ရည်တွေကိုတုံရင်ကောင်းပါပြီမနေ့ကဖြစ်ခဲ့သမျှအရာအလုံးကိုပြဿတစ်ခုလိုပဲသဘောထားလိုက်ပါအကိုကိုလည်းငါအကုန်လုံးရှင်းပြလိုက်ပါမယ်လို့ပြောတယ်ဒါပေမဲ့ငါသူ့ကိုတားပြီးတာအိုကြီးမင်းဘာမှရှင်းပြနေဖို့မလိုပါဘူးမနေ့ကမင်္ဂလာဆောင်ပွဲကိုမင်းသဘောတူပေးခဲ့တာတင်ငါအတွက်လုံလောက်ပါပြီလို့ပြောလိုက်တယ်ငါစိတ်ထဲမှာတော့အ ਨੇ ဆုံးတော့ထိုခိုက်တန်လေးမှာသူဟာငါအပိုင်ဖြစ်ခဲ့ဘူးတာပဲဒီလိုမိန်းကလေးကောင်းလေးတယောက်ကိုစိတ်နာအောင်မလုပ်တင်ဘူးလို့တွေးနေမိတာပေါ့အတော်အတွင်းမှာပဲတကားပွက်လာပြီးသူ့အကိုအုတ်ခဲကမုံတွေတဲပြီးပြန်ရောက်လာတယ်သူတို့နှစ်ယောက်နီးနီးကက်ကက်ထိုင်နေတာကိုမြင်တော့အုတ်ခဲကဝမ်းသာအားရနဲ့အိုးမင်းတို့နှစ်ယောက်တန်ရောစင်တော်တော်တွဲသွားကြပြီပဲလို့ပြောတယ်ပြီးမှအုတ်ခဲအစ်စ်တစ်လုံးကိုထုတ်ပြပြီးငါညီမကိုစိတ်ချမ်းသာအောင်ထားတော့မဟုတ်ရင်တော့ဒီအုတ်ခဲနဲ့မင်းကောင်းကိုထုပစ်မယ်လို့ထုံးစံအတိုင်းချင်းချောက်ပြန်ရောအဲ့ဒီညကသူတို့သုံးယောက်အတူတူညစာစားခဲ့ကြတယ်အုတ်ခဲကနောက်နေ့ကျရင်ဝမ်ဟောက်ကိုကြောင်းအထိလိုက်ပို့ပေးမယ်လို့ပြောတော့ဝမ်ဟောက်ကအုတ်ခဲရဲ့ပုံစံကကြမ်းတမ်းပေမဲ့သူ့ညီမအတွက်တော့တကယ်ကိုအားကိုးရတဲ့အကူကောင်းတစ်ယောက်ပဲလို့တွေးမိတာပေါ့နောက်ရက်မနက်ငါမျက်လုံးပွင့်လာတော့တာအိုကြီးကကတင်ပေးမှထိုင်နေတာကိုတွေ့ရတဲ့အကိုဖြစ်သူကမနက်စာသွားဝယ်နေတယ်လို့ပြောတော့ဝမ်ဟောက်ကချက်ချင်းပဲအခြေအနေကိုရှင်းပြလိုက်တယ်တာအိုကြီးမနေ့ကဖြစ်ခဲ့တာတွေအားလုံးကအလိမ်ညာတွေပါမင်းအတီးကြီးသဘောမထားပါနဲ့နော်လို့ပြောတော့တာအိုကြီးကပြုံးပြီးငါသိပါတယ်စိတ်မပူပါနဲ့ငါမင်းကိုဒုက္ခမပေးပါဘူးလို့ပြောပြီးသူ့အကိုပြန်လာမလားလို့အပြင်ထွက်ကြည့်ပေးရှာတယ်ဝမ်ဟောက်တယောက်ထဲကြံခဲ့တဲ့အချိန်မှာဘာဆက်လုပ်ရမလဲဆိုပြီးတွေးလို့မရဖြစ်နေတာပေါ့ခဏနေတော့အုတ်ခဲတယောက်ပေါက်စီပူပူလေးတွေနဲ့ပြန်ရောက်လာတယ်ဝမ်ဟောက်ကိုပေါက်စီတွေကမ်းပေးရင်းပထမဆုံးတာအိုကြီးကိုသူ့အတန်းအထိအရင်လိုက်ပို့ပေးပြီးမှမင်းအတန်းမင်းသွားမှထားဦးမင်းကအခုငါရဲ့ရောက်ဖဖြစ်သွားပြီလို့ပြောတာပေါ့လမ်းပေါ်မှာရှောက်လာရင်တာအိုကြီးကမနေ့ကပြဆက်လေးကတ်ခဲ့ရတာတင်ငါပြောပါတယ်နောင်ကြရင်ငါတို့တငယ်ချင်းတွေအဖြစ်နေလို့ရမလားလို့တိုးတိုးလေးမေးတယ်ဝမ်ဟောက်ကတာအိုကြီးမင်းကငါဘဝမှာဘယ်တော့မှမေးလို့ရမှာမဟုတ်တဲ့မိန်းကလေးပါလို့ပြန်ပြောလိုက်တယ်တာအိုကြီးကဒါပေမဲ့မင်းငါ့ကိုမချစ်ဘူးလေလို့တိုးတိုးလေးရေရွတ်ပြီးလာပါအတန်းနောက်ကြတော့မယ်ဆိုပြီးစကားလမ်းကြောင်းကိုချက်ချင်းလွှဲပစ်လိုက်တယ်သူမရဲ့အပြုံးတွေကအတူအယောင်တွေမှန်တိတာလာတယ်လို့နာကျင်မှုတွေကိုဖုံးကွယ်ထားတာဖြစ်လို့ဝမ်ဟောက်စိတ်မကောင်းဖြစ်ရတာပေါ့ငါနှလုံးသားထဲမှာတခြားတစ်ယောက်ဖြစ်တဲ့ရှာဆွေရှိနေလို့တာအိုကြီးရက်ထိုက်တဲ့အချင်းမျိုးကိုငါမပေးနိုင်တာပဲလို့ဝမ်ဟောက်တွေးနေမိတယ်တာအိုကြီးကဝမ်ဟောက်မင်းတကယ်ပဲရှာဆွေနဲ့တွဲနေတာလားလို့ထပ်မေးတော့ဝမ်ဟောက်ဘာမှမပြောပဲငြိမ်နေမိပြန်တယ်တာအိုကြီးကသူ့အကူမှာငငယ်ကလေးကဒီလိုအုတ်ခဲနဲ့ထုတဲ့အတတ်ပညာရှိခဲ့တာမို့လို့လူငယ်ထိန်းသိမ်းရေးစခန်းကိုတောင်ပို့ခံခဲ့ရဘူးကြောင်းရှင်းပြတယ်ငါအကူကရိုးရိုးကြီးပါသူ့ကိုပြန်ပြီးမချပါနဲ့နော်လို့တောင်းပန်ရှာတယ်ဝမ်ဟောက်ကြောင်းမသွားပဲအင်တာနက်ကဖေးစီတန်းသွားခဲ့တယ်အဲ့ဒီမှာဂိမ်းစော်နေတဲ့ယူကြီးကိုတွေ့တော့ဒေါသတကြီးနဲ့ယူကြီးငါပြန်ပေးဆွဲခံရတယ်ခေါင်းလဲကွဲသွားတယ်မင်းကတော့ဒီမှာပျော်ပျော်ကြီးဂိမ်းစော်နေတယ်ပေါ့ငါကိုဘာလို့လာမကယ်တာလဲလို့အော်ဟစ်လိုက်တာပေါ့ယူကြီးကအကျယ်ကြီးရေမောပြီးဝမ်ဟောက်ငါမင်းကိုတမင်မကယ်တာပါမင်းတင်ငန်းစာတစ်ခုလောက်ရတဲ့နယ်လို့ထင်လို့ငါတို့ကမိန်းကလေးတွေရဲ့ခံစားချက်ကိုကစားခဲ့တာဆိုတော့အုတ်ခဲစီကနေနည်းနည်းလောက်အပြစ်ပေးခံရတာတန်ပါတယ်လို့ပြောတယ်ပြီးမှသူကဆက်ပြီးဒါနဲ့ငါမေကြီးနဲ့ချပြီးသူထွက်ပြေးသွားပြီးအခုဆိုမင်းကြောင်းပြောင်းဖို့မလိုတော့ဘူးပြီးတော့နားထောင်ဦးအခုဆိုအုတ်ခဲကမင်းရဲ့ရောက်ဖဖြစ်သွားပြီဆိုတော့เจ้าမှာဘယ်သူမှမင်းကိုလာထိရဲမှာမဟုတ်တော့ဘူးလို့ပြောလိုက်တယ်ဝမ်ဟောက်ကဒေါသတကြီးနဲ့မင်းကအပြစ်မရှိတဲ့မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်ကိုကစားခဲ့တာပဲလို့ပြောတော့ယူဂျီကခံစားချက်ဟုတ်လားငါရီးစားပေါင်း18ယောက်တောင်ပြောင်းခဲ့ပြီးခံစားချက်ဆိုတာဘာမှငါနားမလည်ဘူးလို့အေးအေးဆေးဆေးပြန်ပြောလိုက်ပါတော့တယ်